Dawn Story Channel ကိုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါရှင်ဒီကနေ့ထောက်လင်းတင်ဆက်ပေးခြင်းတဲ့အခြေဝတ္ထုဇာတ်လမ်းကောင်းလေးကတော့ချစ်ချင်းနောင်ကျိုးလို့အမည်ရပါတယ်ရှင်ပရိသတ်များရှင် Channel လေးကနေဇာတ်လမ်းလေးမတင်ဆက်ခင်မှာတော့ Like and Subscribe လေးလုပ်ထားပေးရင်လည်းဘေးနား Notification လေးကိုလည်းနှိပ်ပေးရင်လည်းအားပေးကြပါအောင်ရှင်ဇာတ်လမ်းလေးကိုခန်းစားဖတ်ပြပေးမယ့်သူကတော့ကျမကေပဲဖြစ်ပါတယ်ရှင်နားဆင်ပေးပါအောင်တာယာလှပတဲ့မနက်ခင်းတစ်ခုထန်းနေဝန်ဆိုင်တော်ကြီးတွင်စံအိမ်ဤတခင်မဖြစ်သည့်ဒေါ်စပယ်ထုံးနဲ့သူတို့ရီသားတို့ breakfast စားနေကြပါတယ်။သူတို့မိသားစုသည်မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးဖြစ်တဲ့ KY Company ပိုင်ရှင်များဖြစ်ပြီးဖခင်ဖြစ်သူဦးမင်းထက်ကအလုပ်ကိစ္စနဲ့ခရီးထွက်နေရတဲ့အတွက်အိမ်တွင်မရှိခြင်းမှာသူတို့မိသားစုသည်သူများအမြင်မှာချမ်းသာပြီးလူတွေသိမရှိတီးဆောင်နေသောအားကျစရာမိသားစုလို့ထင်နိုင်ကြတော့လေတကယ်လက်တွေ့တွင်မူမိသားစုဆက်ဆံရေးမှာအေးဆက်နိုင်တော့ပါတယ်။စံအိမ်ဤသားဖြစ်သူမှာဂုံရှိန်ထက်ဖြစ်ပြီးအသက်28နှစ်သားရှိသေးတော့လေဖခင်ဖြစ်သူ၏အလုံးမှာကုလုပ်ပေးနေသူဖြစ်တယ်ငငယ်ကလေးကဖခင်ရဲ့မိခင်ပေါ်ကျင်ကျင်နာနာဆက်ဆံပုံကိုတခါမှမတွေ့ဘူးပါသူတီးတလာသည့်အရွယ်မှာမိခင်ဖြစ်သူပြောပြသည်မှာသူတို့သည်စီးပွားရေးအရာလူကြီးများစီစဉ်ပေးသည့်လက်ထပ်ပွဲဖြစ်ပြီးဖခင်ဖြစ်သူမှာချစ်သူနှင့်ကွဲခဲ့ရသောကြောင့်မိခင်ကိုမနှိပ်စက်တော့လေမကျင်နာခဲ့ပါဦးမင်းထက်မှာမိမကိုမကြည့်တော့လေသားပေါ်တော့ကောင်းကောင်းဆက်ဆံပါတယ်သူသည်မိခင်စုံမမှုတွေကြောင်းသာလေဖခင်ပေါ်စိတ်မကွက်ပဲလိမ်မာနေခြင်းမှာသို့တော်လေမိသားစုဆက်ဆံရေးမှာနှွေးထွေးမှုမရှိတဲ့အတွက်သားဖြစ်သူဂုံရှိန်ထက်မှာလောကကြီးတွင်အချစ်စစ်မရှိကြောင်းတတိချယုံကြည်ထားသူလည်းဖြစ်ပါတယ် breakfast စားပြီးတဲ့နောက်မိခင်ကိုနှုတ်ဆက်ပြီးကုမ္ပဏီသွားဖို့အိမ်ထဲကထွက်ချိန်ဖခင်ရဲ့ driver ထံမှဖုန်းဝင်လာ၍ကင်လိုက်ရာတစ်ဖက်မှာပြောလိုက်သောစကားကြောင့်ဆုံးအားသွားရပါတယ်။ဝင်ခဲ့ပါ။အော်မမေ။သမီးပြီးပြီလားလို့လာကြည့်တာ။သမီးရဲ့ဖေဖေစောင့်နေတယ်။ပြီးပါပြီမမေရဲ့ဖေဖေဟာဆေးရုံမသွားသေးဘူးလားဟင်။ဒီနေ့သမီးရဲ့ဖေဖေကအချိန်ရလို့ကိုယ်တိုင်လိုက်ဖို့ပြီးမယ်လေ။တကယ်ပေါ့ပြောပြီလေ။ဒါမီနေအောင်အောက်ထက်ရောက်တော့သမီးလေးပြီးပြီဆိုဖေဖေတို့သွားရအောင်။ဟုတ်ဖေဖေ။သူမသည်ချမ်းသာ hospital တွင်အလုပ်လုပ်နေတဲ့နှလုံးအထူးကုဆရာဝန်တယောက်ဖြစ်ပါတယ်။သူမရဲ့အဖေဦးမျိုးတန်မှာဌာနတစ်ခုမှာအရာရှိဖြစ်ပြီးသူမတို့မိသားစုကငွေကြေးမချမ်းသာတော့လဲပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်လို့နေပါတယ်။သူမကြောင်းနေစဉ်သူမရဲ့ဖေဖေရာတွေမတိုးသေးမီအချိန်များကကြက်တဲခဲ့သောကာလများဖြစ်တယ်။ဖခင်ဖြစ်သူဦးမျိုးတန်မှာအတောက်စားကင်းပြီးယူသားကျူးစားသူဖြစ်ပြီးမိခင်ဖြစ်သူဒေါ်မေပကြီးမှာစုံမတုံတင်တတ်သူဖြစ်တဲ့အတွက်သမီးဖြစ်သူတက်မှုပကြီးမှာလိမ္မာရေးထားရှိပြီးအခြားကိစ္စတွေကိုကောင်းနေမထည့်ပဲစာကူသာကြိုးစားခဲ့တဲ့အတွက်ယခုလိုထူးချွန်တဲ့ဆရာဝန်တူဖြစ်နေရခြင်းဖြစ်ပါတယ်။သူမသည်နောက်တစ်ချိန်မှာအိုမင်းလာမည်ဖြစ်သည်သူမရဲ့မိဘနှစ်ပါးကိုသာပြုစုစောင့်ရှောက်မယ်လို့ဆုံးဖြတ်ထားသူဖြစ်တယ်။မိခင်နဲ့ဖခင်တို့ရဲ့ဆက်ဆံရေးကိုသဘောကျတော့လဲသူမကိုယ်တိုင်အိမ်တောင်ပြုဖို့စိတ်ကူးမရှိသူဖြစ်တယ်။သမီးရေရောက်ပြီ။ကျေးဇူးပါဖေဖေအလုံးမှာအဆင်ပြေပါစေဖေသမီးလေး။ဟုတ်ဖေဖေရောပဲ။ဆေးရုံထဲရောက်တော့နေရလေနောက်ကျလိုက်တာတက်တက်ရသူမရဲ့တငယ်ချင်းအရေးပြအထူးကုဆရာဝန်ဒေါက်တာချစ်ဘူးငုံမနှုတ်ဆက်လိုက်ပါတယ်ဘယ်ရလားနောက်မကြပါဘူးဖူဖူရဲ့နင်းတော့ထူးထူးဆန်းဆန်းဆော့ဆော့စီးစီးရောက်နေတာဒါနဲ့ဟိုကောင်ဖုံးခံရောမရောက်သေးဘူးဟာဖုံးခန်းဆိုဒီမှာတတတို့ဈေးကြောင်းတက်တုံကခင်နာဖြစ်ပြီးတော့သူကတော့အယိုးအထူးကုဆရာဝန်ဖြစ်ပြီးနာမည်အပြည့်စုံမှာတော့မင်းဖုံးခန့်ဖြစ်ပါတယ်ဖူဖူနေကအထက်တန်းကလေးကခင်နာဖြစ်ပြီးဖုံးခန်းနေကဈေးကြောင်းရောက်မှခင်တော်လေတယောက်နဲ့တယောက်ပြောမနာဆိုမနာတငယ်ချင်းများဖြစ်ကြပါတယ်သူတို့၃ယောက်တွင်ဖုံးခန်းကတက်တက်အားစတွေ့ကလေးကသဘောကျနေခဲ့တော့လေတငယ်ချင်းအဖြစ်နဲ့ပင်ရင်းနှီးခွင့်မရမီကိုစိုးရိမ်တဲ့အတွက်ဖွင့်မပြောဖြစ်ပြီးဒီကိစ္စအားဖူဖူကိုလည်းမပြောပြဖြစ်ပြီးဖုံးခန်းမသိလိုက်ဒီမှာကဖူဖူသည်သူဟာ crush နေသည်ကိုပင်ဟောဟိုမှာပြောရင်ဆိုရင်လာပြီဟုတ်ပါနင်တို့နေရာတော်တော်အားနေကြတယ်နော်ငါကြောင့်အတင်းတုံနေကြတာထင်တယ်ဟုတ်တယ်နင်ရဲ့မကောင်းကြောင်တွေပြောနေတာဖူဖူကပြောလိုက်တော့တက်တက်ကတော့သူတို့နှစ်ယောက်ကိုကြည့်ပြီးရင်းရင်မှဒီနေ့ဆုံးရောက်နေလို့ပါဂျူတီချိန်မရောက်သေးဘူးလေငါတို့ကန်တင်းကိုခဏထိုင်ရအောင်လေမနေ့ကမစားခဲ့ရဘူးငါတကာခံမမယ်တကာခံမဲဆိုတော့လေအာနာနာနဲ့စားပြရမှာပေါ့သူတို့၃ယောက်ရီရီမောမောနဲ့သွားမလို့လောက်တော့ ambulance တစ်စီးဝင်လာပါတယ်ရုတ်တရက်နှလုံးဖောက်တဲ့လူနာပါဒေါက်တာနင်တို့ပဲသွားလိုက်ကြတော့လူနာကိုငါသွားကြည့်လိုက်အောင်မယ်တက်တက်လေနှလုံးဖောက်တယ်ဆိုတာနဲ့မနေ့စာလေအာယုံမရောက်တော့ပဲသွားတော့တယ်ကိုကနှလုံးအထူးကုဆရာအောင်ကိုတက်တာဤဆေးရုံမှာအတော်ဆုံးဆရာဝန်များတွေကတယောက်ဖြစ်တယ်လို့နှလုံးယောဂဆိုရင်ဒေါက်တာတမှုပကြီးနဲ့မှပြချင်ပါတယ်ဆိုပြီးတော့ကိုနာမည်ကြီးတာဖြစ်တယ်။ဂုံရှိန်တယောက်
ဒယ်ဒီခီးမှအပြန်ရုတ်တရက်နှလုံးဖောက်လို့ဈေးရောင်ရောက်သွားသည်ဟုဒယ်ဒီရဲ့ဒရိုင်ဘာမှဖုန်းဆက်၍ချမ်းသာ hospital သို့အမြန်ပြေးလာရပါတယ်ဈေးရောင်ရောက်တော့တာဝန်ကျသူနာပြုမှအရေးပေါ်ခွဲစိတ်ရမည်ဆိုသောကြောင့်ဒီဈေးရောင်မှာအတော်ဆုံးနှလုံးအထုကဘာတူလဲဒေါက်တာတမှုပကြီးပါရှင်ကောင်းပြီဒါဆိုသူနဲ့ပဲခွင့်မယ်ဟုတ်ကဲ့ဦးမင်းထက်ရဲ့လူနာလားရှင်ကျွန်တော်ပါခင်ဗျာတက်ကြည့်လိုက်တော့ဆုစ်ကိုကြားနာစွာဝစ်ဆင်ထားတဲ့ယောက်ျားတစ်ယောက်လူနာလေးဘလို့တော့ဆက်ပါတလေကျွန်တော်ဖေပါကောင်းပါပြီခွဲစိတ်ရမှာမို့လို့လူနာရှင်ခွင့်ပြုချက်လာယူတာပါခွင့်ပြုပါတယ်ဒေါက်တာတမှုပကြီးဆိုတာဟုတ်ကဲ့ကျမပါပဲဒီမှာလက်မှတ်လေးထိုးပေးပါကျမတို့အကောင်းဆုံးကြိုးစားပေးပါမယ်ရှင်ဟုတ်ကဲ့ဒေါက်တာတနားရီခန့်ကြာပြီးတဲ့နောက်ဒေါက်တာကျွန်တော်ရဲ့ဖေအခြေအနေခွဲစိတ်မှုအောင်မြင်ပါတယ်လက်တလောတော့လူနာပြင်းထန်တဲ့စိတ်ခံစားမှုတွေကိုခံနိုင်မှာမဟုတ်သေးဘူးဥပမာအရန်ကြီးဝမ်းသာတာမျိုးထိတ်လန့်တာမျိုးပေါ့ဒါနဲ့လူနာရဲ့နှလုံးအခြေအနေတော်တော်ဆိုးနေတာကိုလူနာရှင်တွေမသိကြဘူးလားဗျာဂုံရှိန်တို့သားမီးနှစ်ယောက်လုံးစွန့်အားသွားရပါတယ်ဒယ်ဒီသည်သူ့ယောဂအကြောင်းကိုလုံးဝမပြောပြခဲ့ဘူးမာမီလည်းမသိဘူးဆိုတော့ဘာလို့တယောက်တည်းကြိတ်ခံစားနေရလဲဒယ်ဒီဟာပတ်စံမရှိရလဲမဟုတ်ဖ ೇನೆ ဗျာအเจ้าရရှိမှာပေါ့တာရင်မာမီယာဒယ်ဒီကိုတိတ်ပြီးနားလည်ပေးနိုင်တော့ပါတယ်ဒယ်ဒီပေါ်ဘယ်တော့မှမကောင်းမမြင်ခဲ့ဘူးသည့်အပြင်သူများကပြောရင်တော့မကြိုက်သူဖြစ်တယ်ဒယ်ဒီတတိယလာပြီလားအဆင်ပြေရဲ့လားပြေးပါတယ်တာရင်ဒါနဲ့အလုပ်ကိစ္စတွေရောကျွန်တော်အကုန်ဖြည့်ရှင်းတတ်ပါတယ်ဗျာဒယ်ဒီသားနေကောင်းအောင်နေပါအောင်အေးပါကွာမင်းမာမီရောမနေ့ကတည်းကတညလုံးဆိုတော့အိမ်ပြန်ပြီးတော့လှုပ်ဆရာရှိတာလို့ယူစရာရှိရတွေသွားယူတယ်ဒါဖာနှစ်ယောက်စားခဏတာတိတ်ဆိတ်သွားပြီးတဲ့နောက်ဟောမမီပြန်လာပြီပဲအေးသားမနေ့ကတည်းကဘာမှမစားရသေးဘူးမလားတခုသွားစားလိုက်ပါလားဟုတ်ဒါဆိုတခဏသွားလိုက်အောင်မင်းနော်ဂုံရှိန်လေးဆေးရောင်ကန်တင်မဲ့ထွက်လာခဲ့လိုက်တော့ဒယ်ဒီကိုခွဲပေးတဲ့ဆရာအောင်မလေးကိုအခြားဆရာအောင်လေးတစ်ယောက်နဲ့ရီရီမောမောစကားပြောပြီးရှောက်လာကြတာကိုတွေ့လိုက်ပါတယ်ဟယ်လိုပိုင်ဖြူမင်းဒေါက်တာတမှုပကြီးဆိုတဲ့တယောက်ကြောင့်စုံစမ်းပေးပိုင်ဖြူဆိုတာဂုံရှိန်ရဲ့ secretary ဖြစ်ပါတယ်ဂုံရှိန်တယောက်သူဘာလုပ်လိုက်မှန်းသူ့ကိုယ်သူမသိလိုက်ပေဒေါက်တာကျွန်တော်အမေကိုကုပေးလို့အကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါဗျာယူလိုက်ပါနော်တက်တယောက်ပန်းစီကြီးအတင်းထိုးပေးနေတော့လူကြောင့်စိတ်တွေညစ်လာပါတယ်စေတနာကိုပဲလက်ခံလိုက်ပါမယ်ရှင်ဈေးရုံမှာဒီလိုမလုပ်ပါနဲ့ဈေးရုံမှာမလုပ်နဲ့ဆိုတော့တခြားနေရာမှာလုပ်လို့ရတယ်ပေါ့ဘာရှင်လာပါကျွန်တော်နဲ့မနေ့စာသွားစားရအောင်ကျွန်တော်ကြွေးပါမယ်ဂုံရှိန် breakfast စားပြီးကန်တင်းကပြန်တော့ထူဆရာအောင်မလေးကိုထပ်တွေ့ပြန်တယ်ဒီတစ်ခါတော့အလာတော့ကတွေ့ခဲ့တဲ့ဆရာအောင်လေးမဟုတ်ပဲတခြားလူတစ်ယောက်ကသူ့ရဲ့လက်ထဲမှာပန်းစီကြီးကိုအတင်းပေးနေပြီးလက်ကိုဆွဲနေပါတယ်ဆရာအောင်မလေးကငင်းနေတော့ဟိုကောင်အတင်းခွန်နေပုံရတယ်ဘေးပြေကျင်လိုက်တော့ဆေးရုံကနေကန်တင်းကိုသွားတဲ့ဂျားနေရာလေးဆိုတော့ဖြတ်သွားဖြတ်လာမရှိဂုံရှိန်လည်းပထမတော့ကြောင်းနေပြီးမှသူတို့စီခြေလန်းကျဲကြီးတွေနဲ့ရှောက်သွားလိုက်ပြီးဆရာအောင်မလေးလက်ကိုဆွဲထားတဲ့ဟိုကောင်လက်ကိုဖြတ်ဆွဲပြီးဟိတ်ကောင်တက်ထိုလူကြောင့်စိတ်နှောက်ယှက်ဖြစ်နေတော့အတန်တန်ကြား၍ကြည့်လိုက်တော့မြင်လိုက်ရသည့်မျက်နှာချောတစ်ခုနေပါအောင်တက်ဒီလူကိုမြင်ဘူးတလို့ပဲမလိုက်ဘူးလို့ပြောနေတာကိုဘာလို့အတင်းဆွဲနေရတာလဲမင်းနဲ့ဆိုင်လက်လိုက်ကဲကွာဟာတော်ပါတော့ဆေးရုံမှာပြဿနာမဖြစ်ချင်လို့ပါရှင်မင်းသွားတော့ဂုံရှိန်ပြောလိုက်တော့မင်းကိုမှတ်ထားလိုက်ပြီးမကြည့်ဘူးကွာဟဲ့အောင်ဂယုကိုမဆိုင်တာမင်းအဆင်ပြေလားရှင်အဆင်ပြေရဲ့လားဂုံရှိန်မေးလိုက်တော့သူမကလည်းမေးလာတယ်မို့ပြန်တူဖြစ်သွားပါတယ်ကျွန်တော်ကစတော့ကဒီတိုင်းစကားပြောနေကြတာထင်တာနောက်မှဆွဲလာရမ်းလာတွေလောက်တော့အကူကြီးလိုမဲ့ထင်လို့ပါကျေးဇူးတင်ပါတယ်နော်ရှင်သာရောက်မလာခင်သူ့ကိုဘယ်လိုလုပ်ရမလဲမသိဘူးမနဲ့ဆော့ဆော့စီစီမူးနေရလားမသိပါဘူးဗျာဟုတ်တယ်ရှင်ထားလိုက်ပါဒါနဲ့ရှင်ကိုကျွန်မမြင်မှုတလို့ပဲသူမရဲ့စကားကြောင့်ဂုံရှိန်တစ်ချက်ပြောင်းလိုက်ပါတယ်အင်းပေါ်လေဒယ်ဒီကိုခွဲစိတ်တဲ့နေ့ကသူကကုမ္ပဏီသွားကန်နေမှုစုအပြည့်ဝထားပြီးဒီနေ့ကကြတော့ရိုးရိုးရှင်းရှင်းစတိုင်ပန်းနဲ့ရှယ်အင်းကြီးပဲဝတ်ထားတာဆိုတော့ရုပ်တရက်အမတ်မိဘူးထင်တယ်ကျွန်တော်ကဂုံရှိန်ပြောမလို့ရှိသေးတက်ရေနေ့ကငါလိုက်ရှာနေတာသူမနဲ့တူလိုက်တဲ့ဒေါက်တာလေးပဲဖုန်းခန့်ငါဟိုကောင်ကိုတွေးလိုက်တာဗန်စီကြီးနဲ့နင်းနဲ့တွေးလိုက်သေးလားဒါဆိုနင်းအဆင်ပြေရဲ့လားထိခိုက်မှုတာမရှိဘူးမလားရပါတယ်ဘာမှမဖြစ်ပါဘူးဒါဆိုလဲပြီးရော duty off ချိန်ရောက်တော့မယ်နင်းကိုတခါလိုက်ဖို့ပြင်မယ်လေကောင်းသားပဲသူမဂုံရှိန်ဘက်ကိုလဲလိုက်ပြီးခွင့်ပြုပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာဂုံရှိန်တယောက်ရက်နေတဲ့နေရာမှာပဲအတိုင်းသားကြံခဲ့ပါတယ်ခေါ်တာတက်တဲလေးဟာငါဘာဖြစ်နေရလဲသူ့ဘာသာချစ်သူရှိမရှိပေါ့ငါနဲ့ပါဆိုင်လို့လဲဂုံရှိန်ထက်မင်းရှူးနေပြီတားဂုံရှိန်ဒယ်ဒီနေကောင်းနေပါပြီကွာအလုပ်တွေလည်းရှိသေးတယ်ဈေးရုံကဆင်းတော့မယ်ဒယ်ဒီရလေဗျာ
နာနာနေပါအောင်ကျွန်တော်ရှိတာပဲကိုဆေးရုံပေါ်မှာပဲနေရတာ2 ပတ်ကျော်နေပြီဟုတ်ဒေါက်တာဟုတ်ကဲ့ကျမစစ်ဆေးကြည့်ပါမယ်နော်လူနာအခြေအနေကောင်းလာပါပြီဆေးရုံကဆင်းလို့ရပြီလားဗျနေ့ပြန်လောက်ဆိုဆင်းလို့ရပါပြီကျမလက်မှတ်ထိုးပေးလိုက်မယ်လိုအပ်တဲ့ဆေးတွေကိုရောတခါလေးကောင်တာမှာဝယ်သွားလိုက်ပါဟုတ်ကဲ့ဒေါက်တာကျေးဇူးတင်ပါတယ်ရပါတယ်ရှင်ကျမရဲ့တာဝန်ပဲလေဒယ်ဒီဆေးရုံကဆင်းပြီးတော့မာမီနဲ့အရင်ကထက်နည်းနည်းပိုအဆင်ပြေလာတယ်လို့ရှိပါတယ်အဆန့်ကလေးကဒယ်ဒီအဆင်ပြေရင်အကောင်အဆင်ပြေပြီးသားပဲလေဝင်ခဲ့ပါကျွန်တော်ပါ boss အော်ပိုင်ဖြူပြောဒါ boss စုံစမ်းခိုင်းတယ်သူ့ရဲ့အကြောင်းဆုံးပါပဲနည်းနည်းတော့ကြာသွားတယ်ဟမ်ဘသူဗျာ boss ပဲစုံစမ်းခိုင်းထားတာလေအေးဘသူလဲလို့ဟိုဒေါက်တာတမိုးပကြီးဆိုတဲ့တယောက်လေးဗျာငါဘယ်တော့ကဗျာတပြားပြားနဲ့ဘာဖြစ်နေရလဲမင်းကငါဘယ်တော့ခိုင်းမိလို့လဲခိုင်းတာပဲလို့သွားဟုတ်ကဲ့ပိုင်ဖြူတယောက်ခေါင်းကုပ်ပြီးရုံးခန်းထဲကနေထွက်သွားရတော့တယ်အပြင်ရောက်တော့တကြုံတစ်ခုကိုသဘောပေါက်သွားဟန်ဖြင့်မျက်နှာကချက်ချင်းပြုံးဖြီးသွားက boss ကတော့ရှက်ရမ်းရမ်းနေပြီငါကတော့ boss တယောက်ဒီလိုပုံစံနဲ့ဒီတက်မိမရပါမလားလို့စိတ်ပူနေတာဟိုကတွေ့သွားပြီဟယ်လိုတက်ရေ shopping ထွက်ရအောင်ဖုန်းခံလိုက်ပါမဒီနေ့လေးတရက်တည်းနားရတာကိုဖူးဖူးရအိမ်မှာပဲအိတ်မလို့လုပ်နေတာအိတ်တာနေတိုင်းအိတ်လို့ရတယ်ငါတို့3ယောက်လုံးအားရနေရရှားတယ်ဟာတွေ့ရအောင်လို့နော်နေတိုင်းမတွေ့ချင်ဆုံးတွေ့နေရတာကိုတက်လာပါမယ်ရှင်ဒီလိုမှပေါ့ဘဲချင်းလောက်လဲစနစ်ဟမ်အခုတောင်စစ်တိခွင်းနေပြီလေတက်โอเคခွေလာပြီတက်နဲ့ဖောင်းက2ယောက်လုံးသည်ဖူးဖူးစကားကိုမလွန်ဆန်နိုင်ပါအငယ်ဆုံးလေးဖြစ်တာကြောင့်လဲပါမှာပေါ့လေဖောင်းခန်းကတော့အကြီးဆုံးဖြစ်ပြီးတက်တို့2ယောက်လုံးကိုအမြဲတမ်းအလျှော့ပေးရှာပါတယ်တက်နဲ့ဖူးဖူးကတစ်နှစ်တည်းဖြစ်တော့လဲလာပိုင်းငယ်တစ်ဖြစ်တက်မှာဖုံးခန့်ကိုသာနိုင်တော့လဲဖူးဖူးကတော့မငင်းနိုင်တခါတလေအငယ်ဆုံးလေးကပဲလူကြီးလေးလောက်ကဩဝါဒတွေချွေတက်ပါသေးတယ်ချိန်ထားတဲ့ကော်ဖီဆိုင်တို့တက်ရောက်သွားတော့ဖုံးခန့်ကလက်လန်းပြတယ်တက်ဖုံးခန့်စီလျှောက်သွားလိုက်ပြီးမျက်နှာချင်းဆိုင်ခုံမှဝင်ထိုင်ပြီးလိုက်ချိန်နဲ့အမကြီးကလည်းမရောက်သေးဘူးလားဟုတ်ပါထုံးစံအတိုင်းပဲလေမှန်ပါတယ်သူတို့3ယောက်ချိန်လိုက်တိုင်းနောက်ကြဆုံးကဖူးဖူးပဲဖြစ်တယ်လာပါပြီဗျာငါနောက်ကျသွားတယ် sorry ငါတကယ်ကစောထွက်လာတာမီးပွိုင်းမိနေလို့အေးပါငါတို့ဘာမှမပြောပါဘူးဒါဖြစ်ရင်အချိန်ရှိတော့လေလိုက်ကြရအောင် let's go တာမမီကိုလေ shopping center လိုက်ပို့အောင်ဒီနေ့မမီရဲ့တငယ်ချင်းတယောက်နဲ့ချိန်ထားလို့လေရတယ်လေမမီကျွန်တော်လည်းအပြင်သွားရင်တခါလေးလိုက်ပို့ပေးခဲ့မယ်အေးကွယ်ဂုံရှိန်တို့သားမေကျန်းရှင်းဆန္ဒကိုရောက်သွားပြီးမမီယာသူမရဲ့တငယ်ချင်းနဲ့ထားခဲ့ပြီးဂုံရှိန်တယောက်ပြန်ထွက်လာခဲ့ပါတယ်။စန်ဒေးဖြစ်တဲ့အတွက်သွားစရာထွေးမရှိတာကြောင့်တငယ်ချင်းတွေစီသာလာခဲ့လိုက်တယ်။ဂုံရှိန်ရဲ့တငယ်ချင်းနေသူရိန်သည်ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့အတွက်သူတို့တငယ်ချင်းတစုတွေးနေကြနေရာလေးတစ်ခုပေါ့။တက်တို့လည်းစားတာပြီးဆိုင်ထဲမှာထွက်မလို့ပြင်တော့ဖုန်ခန့်ကတွိုင်းလက်သွားပုံမဲဆိုပြီးအပြင်မှာပဲစောင့်နေမယ်လို့ပြောကဖူးဖူးနဲ့2ယောက်တည်းထွက်လာခဲ့ပါတယ်။စကားတပြောနဲ့ထွက်လာမိတဲ့အတွက်ရှေ့မှာလာတဲ့လူတစ်ယောက်ကိုမမြင်မိပဲတိုင်းမိသွားတယ်။အာဂုံရှင်တယောက်သူရင်းဆိုင်နဲ့ဝင်လိုက်တော့ဆိုင်ထဲမှာထွက်လာတဲ့ကောင်မလေးတယောက်နဲ့တိုက်မိတော့တယ်။ဂုံရှင်ကအရက်ရွှေတဲ့အတွက်ကောင်မလေးရဲ့မျက်နှာကဂုံရှင်ရဲ့ရင်ပန်းနဲ့ထိပြီးနောက်သူပြန်ရိုင်သွားတဲ့အတွက်ဖြက်ကနေကားလေးကိုဆွဲဖက်ပေးမိလိုက်ပါတယ်။ဖတ်ထားတဲ့အနေအထားနဲ့ပင်သူတို့2ယောက်လုံးတယောက်ကိုတယောက်စိုက်ကြည့်နေမိကြတယ်။10စက္ကန့်20စက္ကန့်ကြာအောင်ကြည့်နေမိကြပြီးတဲ့နောက်ဂုံရှိန်မှစပြီးအသိဝင်လာတဲ့အတွက်သူတို့2ယောက်လည်းလူချင်းခွာလိုက်ပါတယ်။တက်လေးစကားပြောမလို့ဝစန်းဟာတော့ရှိသေး။ဖုန်းလာတဲ့အတွက်ဂုံရှိန်လည်းရှေ့မှာမိန်းကလေးကိုဘာမှမပြောတော့ပဲဖုန်းကိုထုတ်ကင်လိုက်ကခွင့်ပြုပါအောင်ဆိုတဲ့သဘောကောင်းချိန်ပြခဲ့ပြီးဆိုင်ထဲဝင်ခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့တက်အဆင်ပြေရဲ့လားပြီးပါတယ်ဟိုတယောက်ကလေစတိုင်ကတော့လုံးဝမိုက်တယ်နော်အရက်ကလည်းအရှိကြီးပဲခန္ဓာကိုအချိုးအဆကလည်းမိုက်ဟဲ့ဘာဖြစ်နေရလဲကြွေသွားတာလားငါသူ့ကိုတွေ့ဘူးတယ်ဘယ်မှာလဲဆေးရုံမှာဟုတ်တယ်ဆေးရုံမှာသူ့ဖေကနှလုံးခွဲရတာပြီးတော့ငါပြောမှုတယ်လေဟိုကောင်ငါ့ကိုနှောက်ရက်တုံးကလူတယောက်ဝင်ခဲ့ပေးတယ်ဆိုတာဟဲအဲ့ဒါသူ့လားဟုတ်တယ်အာဒါဖူးစာပဲဟာဘာရီအော်နီယာလေကြားသွားအောင်မယ်တူပြောမပြောနဲ့လို့မပြောဘူးပေါ့ကဲပါလေတူပြောဆိုတော့လေဖူးဖူးလို့အေးမဆိုတော့ကြွေသွားပြီပေါ့မိမနော်အချင်းချင်းကိုမပြောပြဘူးမဟုတ်ပါဘူးဆိုမဟုတ်ဘူးလို့သာနင်းနေတာကိုရဲ့အင်းထဲမှာဘလောင်ဆူနေတာကိုပဲသိတယ်သူကတက်ကိုမမှတ်မိဘူးလားတက်ကတော့သူ့ကိုမှတ်မိနေတယ်ဖုန်းခန့်ထွက်လာတော့သူတို့စကားစပြတ်သွားစားတယ်ငါဟိုလူကြီးကိုချစ်မိသွားတာလားဘယ်လိုဖြစ်တာလဲမဟုတ်တော့ပါဘူးအိုးသုံးကလေးပဲတွေ့ဘူးသေးတာကိုအရင်တစ်ခါကဲပြီးတော့ကဖုန်းခန့်ရောက်လာတော့သူ့ကိုပြန်မကြည့်ခဲ့မိဘူးသူကနာမည်တောင်ပြောမလို့လုပ်နေတာကိုငါဘာလို့ရှင်တွေဒီလောက်ခုန်နေရလဲငါဖျားနေတာများလားမရတော့ဘူးတမိုးပကြီးနေယူနေပြီ
ဂုံရှိန်တို့မိသားစု၏ညစာဝိုင်း၌အရင်လိုသားမီးနှစ်ယောက်တည်းမဟုတ်တော့ပဲအဖေရောပါလာခဲ့ပြီဖြစ်တယ်။မနက်စာဆိုလဲလူဆောင်တက်ဆောင်စားပြီးမှသွားကြသလိုညနေဆိုလဲဒယ်ဒီကိုဆောင်နေအခုဒယ်ဒီလည်းအိမ်ကိုစောစောပြန်လာတတ်နေပါပြီ။ဒါထက်ဆောင်လေစားပါရဲ့မမီရဲ့အေးသားကုံရှိန်ဗျာဒယ်ဒီဒါအခုအသက်က28ဖြစ်နေပြီလက်ထပ်ဖို့အစီအစဉ်မရှိသေးဘူးလားကောင်မလေးတွေပါရောရှိရဲ့လားဒယ်ဒီရလေဗျာနေတိုင်းအလုံးနဲ့ပတ်စာလဲနေတာနဲ့ရေးစားထားဖို့အချိန်မရပါဘူးမဟုတ်လေအလုံးနဲ့ပေးစားလိုက်ပါလားငါနေမင်းကမိမမယူချင်ဘူးဆိုတော့မဟုတ်ရပါဘူးဗျာကျွန်တော်ဘာသာသဘောကျတဲ့သူမတွေ့သေးတာပါဒယ်ဒီပြောလာမယ့်စကားကိုသိနေတယ်လို့ကြိုးပိတ်လိုက်ပါတယ်ဟုတ်လို့လားငါသားရဟုတ်ပါတယ်လို့မင်းမတွေ့သေးဘူးဆိုလဲဒယ်ဒီရှာပေးမလို့ပါဒယ်ဒီရဲ့လောက်ဖို့ကိုင်ဘက်တွေကတားကိုသဘောကျကြတယ်လေဘီတူးကုမ္ပဏီ CEO လေတားသိတယ်မလားသူကသားနဲ့သူ့ရဲ့သမီးကိုနေရာချပေးချင်လို့တဲ့သူ့ရဲ့သမီးတဲပြိုမရလဲလက်ခံနေတဲ့တားမြင်ဘူးမလောက်ပါနဲ့ဗျာငါသားမှမရှိဘူးဆိုလို့လေသူတို့ကလည်းပြောထားတာနဲ့တားမှရှိရင်ဒယ်ဒီမစီစင်ပါဘူးညှင်းလိုက်မှာပေါ့ညှင်းလိုက်ပါတော့ဒယ်ဒီကျွန်တော်တော်ပြီတားဒီနေ့ဟင်းမကောင်းလို့လားမဟုတ်ရပါဘူးဗျာမမီလေးကကောင်းပါတယ်ကျွန်တော်နေလေစားတာများသွားလို့ပါအေးဒါဆိုလဲပြီးရောကျွန်တော်အပေါ်တက်တော့မယ်နော်ဂုံရှိန်ချက်ချင်းညှင်းလိုက်ရတဲ့အကြောင်းရင်းကထိုကောင်မလေးအကြောင်းကိုသိနေလို့ပင်ဒီနေ့ဂုံရှိန်ညာဘက်သူရင်ခေါ်လို့သွားတော့ထိုကောင်မလေးကောင်လေးတစ်ယောက်ကမိကကလပ်မှာထွက်လာသည်ကိုလည်းတွေ့ဘူးတယ်ကောင်မလေးမှာတော်တော်မူးနေပုံရပြီးထိုကောင်လေးနဲ့လည်းရင်းနှီးနေပုံပေါ်တဲ့အတွက်အမတ်တမန်တစ်ချက်သာကြည့်ပြီးသွားခဲ့တယ်သူမဘာသာဘလို့ပဲဖြစ်နေဂုံရှိန်စိတ်မဝင်စားတယ်လို့လက်ထပ်ဖို့လည်းစိတ်ကူးမရှိပါနောက်တနေ့ဂုံရှိန်နောက်ကုမ္ပဏီကိုတဲပြိုမိရောက်လာပါတယ် boss အဲ့တဲ့ရောက်နေပါတယ်ဝင်ခိုင်းလိုက်ပါကိုကုံဂုံရှိန်စည်ရင်တွေစက်နေရင်မှမောကြည့်လိုက်တော့ကိုကုံတဲပြောစရာလေးရှိလို့အပြင်ခဏလိုက်ခဲ့ပါလားယင်မအားသေးဘူးပြောစရာရှင်ဒီမှာပဲပြောဟုတ်ပါပြီတဲနဲ့ကိုကုံကိုလူကြီးတွေကသဘောတူထားတာသိပါတယ်နော်အဲ့ဒါမြ мян လေးစီစဉ်လိုက်ရအောင်လေဘာကွာဘာပဲဖြစ်ဖြစ်လက်ထက်ရမှာပဲလေမိခဏနေအောင်ဂုံရှိန်ရုံးခန်းထဲမှထွက်လာခဲ့လိုက်ပြီးဒယ်ဒီကိုဖုန်းဆက်တော့တယ်ဒယ်ဒီကျွန်တော်ညင်းခိုင်းထားတယ်လေဗျအခုကုမ္ပဏီထိရောက်လာပြီးတော့မြ мян လုပ်ဖို့ပြောနေပြီဗျဟာကွာဒယ်ဒီမင်းညာမပြောလိုက်ရသေးဘူးအခုတောင်တွေ့မယ်ချိန်ထားတာလို့သွားနေတာဂုံရှိန်ဖုန်းချပြီးပြန်ဝင်မယ်အလုပ်ကြားလိုက်ရတဲ့စကားများကြောင့်ရက်တန့်သွားပါတယ်ကော်ဖီလေးတောင်ဖြစ်ရှိအောင်မဖြောနိုင်ဘူးလားစိတ်တိုင်းကိုမကြဘူးငါကိုကုံနဲ့တာလက်ထက်ပြီးနင့်ကိုအရင်ဆုံးအလုပ်ထုံပါဘလိုင်းကြည့်ပါလားဝန်ထမ်းကောင်မလေးကဘာမှပြစ်မပြောဂုံရှိန်ခက်တီတီဝင်သွားလိုက်ပြီးဝန်ထမ်းမလေးကိုသွားအလုပ်သွားလောက်တော့အလုပ်လုပ်ဖို့ခန့်ထားတာကော်ဖီဖြောဖို့မဟုတ်ဘူးကိုကုံကလည်းမင်းပြန်တော့မင်းနဲ့ငါနဲ့ဘာမှမဆိုင်ဘူးအိမ်ပြန်ရအောင်သိလိုက်မယ်ဘာမှသဘောတူမထားဘူးမင်းတို့ဘက်ကပဲပြောလာတာခြေဆောင်ပြီးထွက်သွားပေမဲ့တဲပြိုမီရဲ့အတွေးတွေကိုတော့ဂုံရှိန်တယောက်မကြားလိုက်နိုင်ပါစိတ်ပြက်ဖို့ကောင်းလိုက်တာကွာမိန်းမတွေနဲ့ကင်းကင်းရှင်းရှင်းနေမှလူပြိုကြီးပဲလောက်ရင်ကောင်းတာဖူဖူငါနေနဲ့တိုင်ပင်စရာရှိတယ်ပြောလေဖုန်ခန့်ငါလေတက်တက်ကိုဖွင့်ပြောတော့မလို့ဘာနင်ကလေဖြစ်ဖြစ်လုပ်ပါဟာကြားပြီလားဘာလို့လဲနင်တက်တက်ကိုကြိုက်တာမဟုတ်ဘူးချစ်တာဟာဖုန်ခန့်ဟဲ့စတွေ့ကြရဘာအဲ့တော်လေးဟာနေရတငယ်ချင်းတယောက်နေနဲ့ကိုကြီးအောင်တွေပေးရမှာပေါ့မလုပ်ဘူးနေပါသာသွားပြောမပြောရဲလို့ပေါ့ဟာမပြောရင်မပြောနဲ့လေအဲ့လိုတော့မလုပ်ပါနဲ့ဟာနော်လို့လူကျင်တာဝယ်ပေးမယ်လေမုံလဲကျွေးမယ်လုပ်ပါနော်မသိဘူးဟာဖူနေရတငယ်ချင်းအချင်းချင်းကိုကြီးချင်းဘူးပေါ့လေအဲ့လိုလားရတယ်မခေါ်တော့ဘူးသူဟာပြောဆူဆူထားထွက်သွားတော့တယ်သူအခုလိုစိတ်ကောက်သွားတော့ဖူမှမနေနိုင်ဟာအဲ့လိုတော့စိတ်မစိုးနဲ့လေဟာကိုကြီးပေးမယ်ဟုတ်ပြီလားရှေ့ဒါမှဖူကဒါတွေကြောင့်ငါရဲ့တငယ်ချင်းလေးကိုချစ်နေရတာဒါဆိုစိတ်ဆိုးကြအောင်ဆောင်တာပေါ့နင်ပြောမယ်ဆိုငါကျင်နဲ့ပါတယ်ဟာနင်လိုကြောင့်ငါကူညီပေးမယ်တက်ဖူပြောနင်မှာ crush နေတဲ့သူရှိလားဟင်တငယ်ချင်းဖူနင်ဘလို့သိသွားတာလဲငါရဲ့တငယ်ချင်းလို့ကိုမပြောရဘူးဘသူလဲဆိုတော့ရောသိလားतू ကနင့်ကိုဖွင့်ပြောလိုက်ရင်ရောနင်လက်ခံပါလားနင်ကလေ तू ကနင့်ကိုကြိုက်တာတဲ့နင်ကသူနဲ့သိလို့လားငါနဲ့သူနဲ့သိလို့လားဆိုတော့ဖုန်းခန်းနဲ့ငါမသိစရာလားမဟုတ်သေးဘူးနော်ဖူတခုလွဲနေပြီငါပြောတာဖုန်းခန်းမဟုတ်ဘူးဘာကြီးဒါဆိုနင့် crush ကဟိုနေ့ကကော်ဖီဆိုင်မှာဝင်တိုက်မိတဲ့တယောက်လေဟဲတကယ်လားကြည်စံငါ့ကိုရှူထားတယ်မဟုတ်ပါဘူးဟာနင်ကလေအကူကြီးလိုနေတဲ့အချိန်မှာဟီးရိုးလိုမျိုးထွက်လာတာကိုကြွေသွားတာဆိုပါတော့ဖူလို့အင်းမစတော့ဘူးဒါနဲ့နင်ခုနပြောတဲ့ဖုန်းခန်းဆိုတာက तू ကနင့်ကိုသဘောကျနေတာဘာတကယ်ကြီးလားဟုတ်တယ် तू ကနင်နဲ့အောင်တယ်ပြီတဲ့ငါ့ကိုနင်သူ့ကို crush နေရအောင် तू မသိဘူးနော်မသိဘူးတင်တယ်ကြည်ရတာတော့ဒီလိုပါပဲ तू ကငါ crush တာမသိတယ်လို့နင်ကလည်း तू crush တာမသိဘူးလေ
ဖူးဖူးရဲ့စကားအစုံတက်တက်ငြိမ်ချသွားပါတယ်ဟူးဘယ်လိုလုပ်ရပါမလဲတငယ်ချင်းလေးစုစုပေါင်းမှ3ယောက်တည်းရှိတာဘာတွေဖြစ်ကုန်တော့မှလဲတက်တက်သူနေ့ကိုတနေ့ဖွင့်ပြောလာရင်နင်လက်ခံမလားယင်ငါမှသူ့ကိုမကြိုက်တာတခါတငယ်ချင်းဖြစ်ပြီးထာဝရတငယ်ချင်းပဲလေနင်စိတ်မပူပါနဲ့ငါကိုယ်တိုင်နင်တို့နှစ်ယောက်ကိုအောင်သွယ်ပေးမယ်ဟုတ်ပြီလားဘိုင်ရှုပ်ကုန်တော့မှာပဲဘာမှမရှုပ်ဘူးနင်သာအေးစေးနေအင်းမဟာတက်ငါတို့တွေးရအောင်ငါနေ့ကိုပြောစရာရှိတယ်ဒီလိုနဲ့ဖူးဖူးပြောတဲ့တနေ့ကိုရောက်လာပြီပဲသွားဖြည့်ရှင်းရမှာပေါ့တက်ချိန်ထားတဲ့ပန်းချံကိုရောက်သွားတော့ဖုံးခန့်ငါရောက်ပြီနင်ပင်မလဲနောက်ကိုလဲကြည့်လိုက်တက်နောက်ကိုလဲကြည့်လိုက်တော့သူဟာအိတ်တွေကိုကင်ကတက်စီရှောက်လာနေပါတယ်အနားရောက်တော့စောင်းရတာကြာတော့လားငါနဲ့တွေ့မုံသွားဝင်နေတာဟိုတလုံးကနေဒါစားခြင်းနဲ့ပြောလို့လေနေမှတ်ထားတာပဲငါဒီတိုင်းပြောလိုက်တာကိုကျေးဇူးပါပဲဒါဆိုငါပြန်ပြီနော်ဒယ်ဒီခိုင်းတာလေးရှိသေးလို့ဟုတ်ပြီအိမ်ကိုပို့ပေးခဲ့ရမလားတော့ပါပြီငါသွားစရာလေးရှိလို့ပြီးရောဒါဆိုသွားပြီတက်ရီမနေ့ပြန်နေရမွေးနေနော်ဘာကျွေးမှလေးပြောကျွေးမှာပေါ့ဟာငါရဲ့ဒယ်ဒီကိုပြောပြီးပြီနင်တို့တွေကိုဆိုင်မှာတဝိုင်းကျွေးမယ်ဒီလိုမှပေါ့လက်ဆောင်တော့ပေးရမှာနော်ဖူဖူမတခါတလေလေးမပေးတော့ဘူးလေလက်ပလာနဲ့လာရေးလာကြည့်ဘာမှမကြွေးဘူးတက်စတာကိုဖူဖူတယောက်တဟားဟာနဲ့ရှိပါတယ်စိတ်မပူနေတော့တငယ်ချင်းနင်တို့နှစ်ယောက်ကိုငါရဲ့မွေးနေ့ရစပြီးအောင်တယ်ပြီးတော့မယ်25နှစ်ပြည့်တဲ့နေ့မှာညာနဲ့မေလေးလုံးရတာပေါ့တက်တယောက်ကိုတွေးနဲ့ကိုကျင်းနေလို့နေပါတယ်မနေ့ပြန်ဖြစ်လာမယ့်အရာတွေကိုကြိုတင်ခံမှန်းမိပုံမပေါ်ပြီတက် Happy birthday ပါနော်ငါရဲ့လက်ဆောင်ကနေသဘောကျမယ်လို့မျှော်လင့်ပါတယ်ဟာဒစိမ့်တွေကြားနေတာပဲဖုံးခံရတက်ပြောကိုဖုံးခံကပြုံးပြီးခေါင်းလေးငိမ့်ပြလိုက်ပါတယ်ခဏလေးနော်ထုံးစံတိုင်းဖူးဖူးမရောက်သေးဘူးဟောပြောရင်းဆိုရင်ဖုန်းဆက်လာတယ်အေးဖူးဖူးပြောဟုတ်လားဒါဆိုငါဖုန်းကန်ကိုကြိုခိုင်းလိုက်မယ်လေရတယ်ငါပြောတဲ့အတိုင်းပဲလုပ်ဘာဖြစ်လို့လဲဖူးဖူးဒီကိုလာတဲ့လမ်းမှာကားပြတ်သွားလို့တဲ့အဲ့ဒါနဲ့သွားခေါ်ပြီးရောရတာပေါ့အစကတည်းကတူတူလာလေးရတာကို तू ကမလိုက်တော့ဘူးပြောတာအင်းမအခုသွားခေါ်ပေးအောင်နော်တကယ်တော့ဖူးဖူးကနည်းနည်းနောက်ကျမယ်လို့ပြောတာကိုဖုန်းခန့်ကိုကြော်ခိုင်းလိုက်ခြင်းဖြစ်ပြီးတမင်ကြံနေခင်းလိုက်ပါတယ်ဒီမနက်တွင်ဒီတငယ်ချင်းလေးနှစ်ယောက်ကိုစားတောက်ဆိုင်ဒီဇိုင်းတွင်အခန်းငှားပြီးစိတ်ကြိုက်ကျွေးမယ်လို့ပြောထားတာကြောင့်အချောင်းလာမဲသူလည်းမရှိတဲ့အတွက်တက်ဖုန်းသုံးရင်ဖုန်းခန့်နဲ့ဖူးဖူးကိုစောင့်နေလိုက်ပါတယ်ဖုန်းသုံးရင်ပြင်းလာတဲ့အတွက်အခန်းထဲမှအထွက်ကတွိုင်းလက်ဘက်ကိုရောက်လာခဲ့စဉ်မိသတိပေးခေါင်းလောင်းတံများမိလာသဖြင့်လန့်သွားရပါတယ်။ရှေ့ဘက်ဝိုင်းများရှိဧည့်သည်များကထွက်ပေါက်နှင့်နေတဲ့အတွက်လွယ်ထွက်၍ရတော့လေတက်ရှိသည့်နေရာမှာတွိုင်းလန့်တာဖြစ်သည့်အတွက်အထဲကိုရောက်နေတယ်။မိလောင်သည့်နေရာမှာတက်ရှိသည့်နေရာနဲ့တကားပေါက်ကြားတွင်ဖြစ်တဲ့အတွက်လွယ်နဲ့အပြင်ကိုမရောက်နိုင်ပေ။မိကုန်းငွေများပူအများပြားလာတဲ့အတွက်တက်တယောက်အသက်ရှူပင်ကျက်လာရပါတယ်။တောင်သားလေးမှာတွေ့ခဲ့ပြီးကုတ်လေးရက်နေတော့တတိလက်ချင်နေပြီဖြစ်တဲ့အတွက်ခြေထောက်တွေပင်မခိုင်စင်တော့ခဏကြာလဲကျသွားပြီးမဲ့တက်ရဲ့ကိုလေးကကြမ်းပြင်စီမကြပဲလက်တစုံပေါ်သူသမီးလေးမမီသမီးလေးရဲ့မွေးနေ့မှာဒီလိုဖြစ်ရတယ်လို့မမီရင်တွေနာလိုက်တာမေစိတ်ကိုရှောင်းတော့တကူးတော့အကြောင်းထူမှာပါဒါဖုံးခန့်တို့လည်းစုံစမ်းနေတာပဲဦးမျိုးတက်လည်းမိမဖြစ်သူဟာနေသိစကားပြောနေပေမဲ့သူကိုယ်တိုင်လည်းရင်ထဲမှာခံစားနေရပါတယ်။သူတို့မိသားစုမှာဒီသမီးလေးတစ်ယောက်တည်းရှိတာတခုခုဖြစ်ရင်တော့သူတို့အင်မယာနှစ်ယောက်လောက်ရင်ကွဲပြီးသေမှာဖြစ်တယ်။ဘလို့လို့စိတ်လျှော့လို့ရမှာလဲကိုမျိုးရအခုချိန်နေကစားတောက်ဆိုင်တစ်ခုတော့မိထဲပါသွားတာလူတွေတန်ရာရတယ်။မိတို့သမီးလေးကတော့အစာအနာတောင်းရှာမတွေ့ပဲသေသွားခဲ့ရင်တောင်အလောင်းတော့ရှာတွေ့ရမှာပေါ့။အခုတော့ဘလို့ဖြစ်မှန်းမသိပြောရင်ပုံငူလာတာမို့ဦးမျိုးတက်လည်းဘာပြောရမှန်းမသိထို့စဉ်သမီးရဲ့တငယ်ချင်းများဖြစ်တဲ့ချစ်ဖူးငုံဆိုသောကောင်မလေးနဲ့မင်းဖုံခန့်ဆိုသောကောင်လေးတို့ရောက်လာပါတယ်။ဒါအချိန်နေဘာထူးလဲရင်တခုခုသိရပြီလား။ဟုတ်ကဲ့အန်တီကျွန်တော်တို့အခုပဲရဲစခန်းကပြန်လာကြတာပါ။စိုင်နေရ CCTV တွေကတော့ပျက်စီးသွားပြီမဲ့စိုင်နောက်ဘက်ကတခုကတော့ကန်ကောင်းပြီးတော့မပျက်စီးပဲကျန်နေခဲ့ပါတယ်။ကျွန်တော်တို့ကြည့်လိုက်တော့တက်ကမီးထဲပါမသွားခဲ့ဘူး။ဟေးဒါကြောင့်မတွေ့တာပေါ့အန်တီသိတယ်သမီးလေးမသိဘူးဆိုတာဒါဆိုသမီးလေးကဘာလို့အန်ကယ်တို့စီကိုမဆက်သွေးတာလဲဟုတ်ကဲ့အန်ကယ်အဲ့ဒါကလေ CCTV မှာမြင်ရတာတော့တက်ကဆိုင်ရဲ့နောက်ဘက်တကားကနေကိုယ်တိုင်ထွက်သွားတာမဟုတ်ဘဲနဲ့တတိမိနေတာကိုလူတစ်ယောက်ကပွေသွားတာပါဘယ်သူလဲဆိုတာမမြင်ရပါဘူးဘာဒါဆိုသမီးလေးကပြန်မေးဆွဲခံရတာလားမဟုတ်ပါစေနဲ့တတိလေးနေတို့ကဲတာပဲဖြစ်ပါစေလို့ဆုတောင်းရမှာပဲဗျာရဲတွေလည်းလိုက်ရှာနေပါတယ်အန်တီရဲ့တက်ကိုပြန်တွေ့မှာပါဒေါ်မီပချီခင်ဗျာသမီးဖြစ်သူမတည်သေးဘူးလို့သိရုံပဲရှိသေးဘသူခေါ်သွားမှမသိတာကြောင့်စိတ်တွေရောက်ရက်ခတ်သွားရပါတယ်ဖျားသမီးလေးအန်ဒီရဲ့ကင်းပါစေ
တက်တက်တတိရတာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့အခန်းကျယ်တစ်ခုထဲရှိကရင်ပေါ်ရောက်နေပါတယ်ဒါပဲနေရလေငါဘာဖြစ်သွားတာလဲတက်တက်ထထိုင်လိုက်တော့မှပဲအခန်းတကားပွင့်လာတဲ့အတွက်ကြည့်လိုက်ရဝင်လာတဲ့သူကသူမဒုက္ခရောက်နေတော့ကူညီပေးဖို့တဲ့လူတနည်းအားဖြင့်သူမရဲ့ crush နိုးပြီလားကျမဒီကိုဘယ်လိုလုပ်ရောက်နေရလဲဟင်ဒါဘယ်နေရလဲမင်းဘာမှမမှတ်မိဘူးလားမင်းရောက်နေတဲ့စားတောက်ဆိုင်မိထလောင်တာလေကျမမှတ်မိပြီမိကုံမှုတွေရှုံမိပြီးတော့တတိလစ်သွားတာဒါနဲ့ရှင်ကဘလို့ဖြစ်ပြီးကျွန်တော်က client နဲ့အလုပ်ကိစ္စချိတ်ထားတာဘာတန်လဲကြောက်ရပြေးထွက်လာတာမင်းကလည်းကြောက်မလို့ဖြစ်နေတာတွေ့တော့ပွေပြီးတော့ဆိုင်ရဲ့နောက်ပေါက်ကနေထွက်လာခဲ့တာမဟုတ်ရင်မင်းရောကျွန်တော်ရောတိမ်ပါလေကျေးဇူးပါနော်ရှင်ကျမကိုထပ်ပြီးတော့ကဲခဲ့ပြန်ပြီပေါ့ဒီတခါတကယ်သိမလို့ဖြစ်တာဒါနဲ့ရှင်တရားတွေဘာတွေရခဲ့သေးလားမရခဲ့ပါဘူးဗျာဒါနဲ့ကျွန်တော်ကိုမှတ်မိတယ်ပေါ့မှတ်မိပါတယ်ရှင်ရဲ့အဖေကိုနှလုံးခုပေးထားတာပဲလေပြီးတော့ကန်တင်နာမှာလေကျမအကြက်ရိုက်နေတော့ရှင်ရောက်လာလို့ပေါ့အဲ့တော့ကမိမဆက်လိုက်ရဘူးကျွန်တော်နာမည်ကုန်းရှိန်ထပ်ပါခင်ဗျာဟုတ်ကဲ့ကျမနာမည်ကတော့သိပြီးသားထင်ပါရဲ့အရန်ကျေးဇူးတင်ပါတယ်ရှင်အခုတော့ကျမပြန်ရတော့မယ်မမီတို့အရန်စိတ်ပူနေလောက်ပြီဟုတ်သားပဲကျွန်တော်လည်းဘယ်ကိုခေါ်သွားရမှန်းမသိတာနဲ့အိမ်မဲခေါ်လာခဲ့လိုက်တာလိပ်စာပြောပါကျွန်တော်လိုက်ပို့ပေးပါမယ်ဒါဆိုလည်းအခုညီတောင်းပါတယ်ရပါတယ်ဗျာကျွန်တော်ရဲ့အဖေအသက်ကိုကဲခဲ့ပေးတဲ့ထောက်ထားပဲကိုကားတန်ကြတယ်ဘယ်သူလဲမသိဘူးကျန်းဆောင်ဦးအောင်မှတကားဖွင့်ပေးလိုက်တော့ကားကပေါ်တီကိုအောက်ထိမောင်းဝင်လာခဲ့ပါတယ်အကောင်လုံးကြီးနေကြတော့မှပဲကားပေါ်ကဆင်းချလာသည်မကတက်တက်မမီဒယ်ရီသမီးလေးတက်တက်သမီးလေးဘာမှဖြစ်ဘူးနော်မမီစိတ်တွေပူနေလိုက်တာကွယ်ဒီကမောင်ရင်ကသူကအရင်တခါတက်တက်နှလုံးခွဲစိတ်ပြီးဘူးတဲ့အန်ကယ်တယောက်ရဲ့သားလေးအော်ဟုတ်လားဒါနဲ့သမီးလေးနဲ့ဘလို့ဖြစ်ပြီးအဲ့ဒါကတော့ကျွန်တော်ရှင်းပြပါမယ်ခင်ဗျာအဲ့ဒီချိန်တုန်းကကျွန်တော်လေ client နဲ့တွေ့ဖို့ဆိုင်ထဲမှာရှိနေခဲ့တာပါမိတတိပေခေါင်းလောင်းတန်တွေကြတော့ပြေးထွက်လာခဲ့တာအခန်းကားထားတာဆိုတော့အထဲကိုနည်းနည်းရောက်တယ်အပြင်ဘက်ကလူတွေကတော့ထွက်ဖို့လွယ်သွားတယ်မိဟာကျူတင်စီစဉ်ထားတဲ့အတိုင်းတနေရာနဲ့တနေရာကိုချက်ချင်းကူးတာပါကျွန်တော်လည်းရှိဘောက်ကနေထွက်ရင်ကြောက်မှမို့နောက်ပေါက်ကနေလာလိုက်တာသူကမိလင်းတယ်လို့ဖြစ်နေရကြောင်းခေါ်ခဲ့လိုက်တာပါခင်ဗျဘယ်ကိုပို့ပေးရမလဲမသိတာကြောင့်အိမ်ကိုပဲခေါ်သွားခဲ့လိုက်တာတတိယလာမှပဲလိမ့်စာမိပြီးတော့လိုက်ပို့ပေးတာပါအော် CCTV တွေကကောင်လေးကိုအန်တီကသမီးလေးပြန်ပြီးဆွဲခင်ရပြီထင်နေတာဗျာမရလေအားနာစရာအန်တီကရုတ်တရက်ဆိုတော့သမီးလေးကိုစိတ်ပူသွားတာပါဒီသမီးလေးတယောက်တည်းရှိတာဆိုတော့မောင်ရင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့အန်ကဲနာမည်ကဦးမျိုးသက်ပါအန်တီကဒေါ်မီပကြီးနော်ဟုတ်ကဲ့ကျွန်တော်ကကုံရှိန်ထပ်ပါခင်ဗျဒါကျွန်တော်ရဲ့လိပ်စာကပ်ပါအချိန်မျိုးဆက်သွယ်လို့ရပါတယ်ပြောရင်းဆိုရင်ဖုန်းလာတော့ကျွန်တော်အလုပ်လေးရှိသေးလို့ခွင့်ပြုပါအောင်နော်အေးဒါနဲ့အန်ကဲတခုမေးချင်လို့ဟုတ်ကဲ့မေးပါခင်ဗျာမောင်ရင်ကဘယ်နှစ်ရှိပြီလဲကျွန်တော်ကအသက်28နှစ်ပါသူပြန်သွားတော့ရှင်ကလေအခုမှတွေ့တဲ့လူကိုဘာလို့အသက်တွေပါလိုက်မင်းနေရတာလဲမဟုတ်ပါဘူးမေယာဒီမှာကြည့်လိပ်စာကပ်ကိုပေးလိုက်တော့အေး KY Company CEO တွေလားအသက်ငယ်ငယ်လေးနဲ့နော်တော်လိုက်တာဖုန်ခန့်ကတက်တက်ကိုလူပြောက်တိုင်ထားတာပြန်ရောက်လာတဲ့အတွက်ရဲကိုလန့်အကြောင်းကြားနေစဉ်ဖူဖူကတက်တက်ကိုခြံထဲဆွဲခေါ်လာခဲ့ပါတယ်ဖူဖူဘာလို့လဲနေလူကြီးကအဲ့လောက်ချောတယ်ပေါ့ကားပေါ်ဆင်းလာတော့ငါစီနေတာစတိုင်မန်အနန်းနဲ့ရှယ်အင်ကြီးဖြူရဲ့ဝတ်ထားတာမိမိုက်ချဟာတက်တက်ဖူဖူပြောတာကိုပြုံးလျက်သားနားထောင်နေလိုက်ပါတယ်သူကစီးကိုဖြစ်ပေမဲ့လေမာနကြီးကိုမပေါ်ဘူးနော်စကားဖော်ဖော်ရွေပြောတယ်နိမိဘတွေနဲ့များရင်းနေသွားတာတခါတည်းနဲ့ငါစီပြောမနေနဲ့နေရရောငါဖုံးကန်ကိုလွတ်လိုက်တာမပြောပါနဲ့တော့ဟာနင်သူ့ကိုငါစီလွတ်လိုက်လို့တယောက်တည်းကြံခဲ့တာလေတယောက်တည်းကြံနေခဲ့လေကဲမဲ့သူကရှေးပြီးသားလေတော်တော်ဖြစ်နေတက်တက်တို့ပြောနေကြတော့မှပဲဖုံးခန့်ကအနာကိုရောက်လာပါတယ်ဘာဖြစ်နေကြတာလဲနေပြီးရဲ့လက်ဆောင် box လေးဆိုင်ထဲမှာကြံခဲ့တယ်အဲ့ဒါတွေထားလိုက်ပါနေကအဓိကနေသားအန်ရကင်းရပြီကျန်တာတွေခေါင်းလေးကနေထုတ်လိုက်ကဲငါပြန်ရတော့မယ်ဖူဖူကရောတခါလေးလိုက်ပါလားကားမပါဘူးလားလိုက်သွားလိုက်ဖူဖူကြီးငါအဆင်ပြေတယ်ရပါတယ်ငါညနေမှတက်စီငါပြီးတော့ပြန်ရတယ်နင်းနဲ့ဖော်နေပေးမယ်လေရပါတယ်ငါအဆင်ပြေတယ်လိုက်သွားလိုက်ပြီးရောဖူဖူတို့လည်းပြန်သွားကြတော့တက်တက်တယောက်တည်းခြံထဲကဒန်လေးပေါ်ထိုင်ကအတွေးနဲ့ချဲ့နေမိပါတယ်အကြောင်းအရာကတော့သူပဲပေါ့တက်တက်ရဲ့အတွေ့တွေအိမ်မက်ထဲကိုပိုင်စိုးပိုင်နဲ့အရာယူထားတဲ့သူဂုံရှိန်ထက်တယ်လားသူကအရန်ချော့ပြီးပြည့်ပြည့်တဲ့နှစ်ပူပြောင်စင်းတဲ့အနာရန်ပြီးရတဲ့နှကန်းတစုံရဲ့ကြောင့်လေးတောင်မကြတကြမျက်နှာကိုပူချောစေတယ်ဒါအပြင်လေပင်မှာအထက်အောက်ရွေလျားနေတဲ့လေစလုတ်ချွတ်ချွန်ကြီးကယောက်ျားပီတာမွေကိုပြနေပါတယ်ကားမောင်းနေတော့အင်ကြီးကိုတထောင်စစ်ထိခောက်တင်ထားတာကြောင့်မြင်ရတဲ့လက်ဖြံပေါ်ကအကျော်စိမ့်စိမ့်တွေ6ပေကျော်လောက်အောင်မြင်မာတဲ့အရက်
တမှုပကြီးနေယောက်ျားတစ်ယောက်ကိုအဲ့လောက်အသေးစိတ်လိုက်ကြည့်နေတာယူနေပြီသမီးရှင်မမီဘာတွေတွေးနေလို့ဒီလောက်တောင်လန့်သွားတာလဲကွယ်စိတ်တွေရှုံနေတာလားခေါင်းလေးကြိုက်တယ်ဆိုတော့မဟုတ်ပါဘူးမမီနည်းနည်းတက်တာလာပါပြီဒါဆိုလဲအိမ်ထဲဝင်မယ်လေအပြင်မှာကြာနေပြီအေးမြင်နေအောင်မယ်လာဟုတ်ကဲ့ပိုင်ဖြူဗျာမင်းရင်ခုန်ဘူးလားဗျာ boss ရင်ခုန်တတ်နေပြီပေါ့ဒီကမေးတာပဲဖြစ်လေကျွန်တော်ကတော့ရင်ခုန်ဘူးလို့မသိဘူးဗျထားလိုက်တော့မင်းလိုနှစ်ချူ FAG ကိုမေးလဲသိမှာမဟုတ်ဘူးမေးမိတယ်ငါအမရက်ဆက်လိုက်တာဗျဒါပေမဲ့တခုတော့သိတယ်ဘာလဲရင်ခုန်နေဆိုတာကိုသဘောကျရတဲ့ကောင်မလေးရှိရောက်ရင်ရင်ထဲမှာဟုံးတိုင်းကျဲပြီးတော့ဘလောက်တက်တီကောင်မစေသူ့ရှိစကားမပြောရဘူးသူဘာလို့တော့အပြစ်မမြင်ပဲပြုံးပြီးတော့ကြိတ်နေမိတာသူ့ကိုတခြားယောက်ျားတစ်ယောက်နဲ့များစကားပြောနေတာတွေ့ရင်တဝင်းတွေတို့ဒေါသတွေထွက်ပြီးတော့အဲ့ကောင်ကိုဆွဲထုတ်ဖြစ်စင်တာမျိုးပြီးတော့တော်အဲ့ဒါအချစ်ပဲ boss ရဲ့ဆက်မပြောနဲ့တော့လို့ရင်မခုန်ဘူးလို့တော်တယ်ပြောလိုက်တာများတန်းစင်လို့ငါမတိုင်းရင်ပြီးမဲ့ပုံမပေါ်ဘူးရင်ခုန်တဲ့များချုပ်ထဲများသူသိအောင်ဖွင့်ပြောမိဒီကောင်ပြောလေကဲလေပါလားသူ့ရဲ့အတန်ဆိုးကြီးနဲ့လာဆိုပြနေတယ်ငါရှိရနဲ့လှမ်းပေါက်လိုက်လို့ပြောဆူစပွဲပေါ်ကပန်းအိုးကိုလှမ်းကင်လိုက်တော့ဟို boss လုံကုန်မယ်နော်ဆိုကပြေးထွက်သွားပါတော့တယ်တပည့်တွေရဲ့အတွင်းဂုံရှိန်ကိုဒီလိုရင်းနေစားနောက်တက်တာပိုင်ဖြိုးပဲရှိပါတယ်ရင်ခုန်တာအချစ်တယ်လားဟေးတက်နေဒီလောက်ထိအချင်းနေစိုးနေနဲ့တွေးဖို့ချင်းလိုက်ပါလားငါဘက်ကစပြီးတော့မချင်းနိုင်ပါဘူးဖြစ်နေတာတပတ်လောက်ရှိပြီမစားနိုင်မတောင်းနိုင်သူ့ကိုလွမ်းနေတယ်မလားမဟုတ်ပါဘူးဟာဒီတိုင်းဖုန်းနံပါတ်ပါပါတယ်မို့လားသူကမှာဖူဖူကမြန်ဆန်စွာပင်ဖုန်းနံပါတ်ကိုရိုက်ထဲကခေါ်လိုက်ပါတယ်ဟာဖူနေဖုန်းကန်လိုက်ပြီပြောဟယ်လိုဘယ်သူလဲမသိဘူးဗျဟုတ်တက်ပါဂုံရှိန်ပျော်သွားပြီအော်ကျွန်တော်ကမျှော်နေတာရှင်အော်ဖုန်းနံပါတ်ပေးထားခဲ့တော့ဆက်မြန်းဆက်မလားလို့ပါဘာကိစ္စရှိလို့လဲဗျအထွေထူးတော့မရှိပါဘူးဒီတိုင်းကျေးဇူးတင်တဲ့အနေနဲ့တခုဖိတ်ကြွေးကြံလို့ပါတွေးကြံတယ်ဆိုတော့မျက်နှာကပြုံးဖြေးနေပြီအော်ရပါတယ်ဘယ်နေ့အားလဲရှင်ခဏကျွန်တော်ကြည့်လိုက်အောင်မယ်နော်မနေ့ပြန်ဆိုရင်ညနေပိုင်းအားမဲဗျမနေ့ပိုင်းကမီတင်ရှိလို့အားနာလိုက်တာတက်ကမနေ့ပြန် night duty ဝင်ရမှာဆိုတော့ညနေပိုင်းမရတော့ဘူးဒါဆိုတပတ်ကမနေ့အားမယ်မလားဒါဆိုစေးရုံမှာပဲစောင့်နေလိုက်နော်ကျွန်တော်လာခေါ်မယ်ပြောစရာရှိသေးလားမရှိတော့ဘူးဒါဆိုတပတ်ခါတွေ့မယ်နော်ဟုတ်ကဲ့ပါဗျဖုန်းစားလိုက်ပြီနော် ice ဖုန်းထဲမှာပိုသိတာတယ်ဘယ်ကောင်လေးမှစိတ်ဝင်စားတဲ့တက်တို့ကြွေတာမစမ်းပါဘူးဘယ်လိုလဲငါလောက်တာတော်တယ်မဟုတ်လားနင်လောက်တာငါမှဘာပြန်ပြောရမှန်းတော့မသိဘူးမသိလို့တော်တယ်ချောမွေ့နေတာပဲဟိုကလည်းဖုန်းခေါ်မှစောင့်နေတာဆိုပဲတော်ပြီငါလောက်သွားတော့မယ်ပြောပြီးလဲအတွက်ဟေးဒီဘက်ကိုသွားရမှာဖူအွန်လိုင်းမှာလမ်းမနေတာသိတော့တယ်ပိုင်ဖြူဗျာ boss တပတ်ကမနေ့ပိုင်းစက်ရုံဘက်စစ်ဆေးမှရှိတယ်မလားဖြတ်လိုက်ဗျာအဲ့ဒါအရေးကြီးတယ်နော် boss အဲ့ဒါထပ်ဖို့အရေးကြီးတာရှိတယ်ဘာလေးလဲ boss မဆိုင်နာရီရှောက်မမင်းနဲ့ငါ့ကိုအင်ဂျီကူရေးပေးအောင်စုနဲ့မသွားခြင်းဘူးဟုတ်ကဲ့ပါဗျာကျွန်တော်သိနေတယ်နော်ပါစက်ပိတ်ဟုတ်သူမလေးကတွေးကျင်နေဆိုတော့လေကိုရောချောကအလုပ်တွေတောင်ဖြတ်ပြီးတော့သွားတွေ့မလို့လုံနေပါတယ်မနေ့ဖြန်မီတင်ကကြလုံးဝဖြတ်လို့မရလို့အခုတောင်သွားတွေ့ကျင်နေတာမတွေ့ရတာတစ်ပတ်တောင်ကြာနေပြီအရင်တုန်းကဒီလောက်မဟုတ်ပေမဲ့မီတင်ကခေါ်ထုတ်လာခဲ့တော့ကကြည်လိုက်တော့အနီးကပ်မြင်လိုက်ရတဲ့မျက်နှာလေးပါဖောင်းဖောင်းနဲ့ချစ်စရာကောင်းလေးဟုမှတ်ချက်ချမိပါတယ်မနေ့9 နာရီလောက်ကလေးကအိယာထားကတက်ကြွနေတော့သားဖြစ်သူကိုကြီးကဦးမင်းထက်တယောက်အကဲခတ်နေပါတယ်6 နာရီထိုးကန်နေကြတော့ခါတိုင်းဝင်းနေကြဆူစနဲ့မဟုတ်ပဲဟူဒီအပြာနုရောင်လေးကိုဂျင်းနဲ့တွဲဝေထားတယ်။ထူးထူးခြားခြားလူငယ်စတိုင်ပြန်လာတဲ့အတွက်သူ့ရဲ့မမီဒေါ်စပယ်ထွန်းကတောင်နေများနေမကောင်းဘူးလားဟုနှစ်ဖူးကိုပြေးဆန်းလိုက်သေးတယ်။စက်ရုံကိုသွားစစ်ဆေးမှကိုဖျက်လိုက်တယ်လို့ကြတော့ဘာကိစ္စများအရေးကြီးနေလဲဆိုပြီးစိတ်ဝင်စားနေတာအခုလဲမနက်စာကိုငိမ့်မစားနာဟီကိုသာကြည့်နေတော့ကြောင့်မနေနိုင်တော့တဲ့အတွက်ဂုံရှိန်ဗျာဘယ်သွားစရာရှိလို့လဲဟုတ်ချိန်ထားတာလေးရှိလို့ဘသူနဲ့ချိန်ထားလို့ဒီလောက်ပြင်ဆင်ထားရတာလဲပြောပါအောင်ငါသားရဲ့ဟဲ့ဆယ်တန်းအောင်ကလေးကတင်းငိမ်သောသူ့သားယနေ့ထူးထူးဆန်းဆန်းဆက်ဖြည်းဖြည်းလုပ်နေတဲ့ဖြစ်ဦးမင်းတက်တစ်ခုခုကိုသဘောပေါက်သွားပြီးမျက်နှာပေါ်အပြုံးတို့ကရောက်လာပါတယ်။အော်ဒဲဒီသဘောပေါက်ပြီးမင်းကောင်မလေးနဲ့သွားတိတ်မလို့လားမဟုတ်ပါဘူးဒီတိုင်းပြောကခေါင်းကုပ်လိုက်လဲပင်ပုတ်လိုက်လုံနေတဲ့အတွက်မာမီကပါဝင်ပြောတော့တယ်။သားရင်မာမီတို့ဘာမှမကန့်ကွက်ပါဘူးအစဉ်ပြေတဲ့တနေ့သာအိမ်ခေါ်ခဲ့ဟာငါသားဂုံရှိန်ထက်က
စီးပွားရေးမှာသာသူများတွေလိုက်မမိတာနှလုံးသားရေးရမှာတော့အခြေခံတော့မအောင်သေးဘူးကွာဂုံရှင်ကတော့မဟုတ်ဘူးလို့သာဘူးခံချင်းကအိမ်မကားမောင်းကထွက်လာခဲ့ပါတယ်အခုမှ6 နာရီပဲရှိသေးတယ်မိသက်တူကဆွဆွဲကောင်းနေတယ်နော်ဟိုကအိယာကတော့ထပြီလားမသိဘူးတက်တက်ကတော့ဖူးဖူးပြောနေတာကိုပြန်မပြောနိုင်အားပဲမနေ့ကတခါလေးရှူလာတဲ့အဝတ်တွေကိုစေးရုံမှာပဲလဲလိုက်ပြီးသွားဖို့ပြင်ဆင်နေပါတယ်နေ့ပြည်မှာငါတယောက်လုံးရှိသေးတယ်မသိရင်ငါတရင်မှကြည့်ကြလို့ပြန်မပြောနားမထောင်လုပ်နေတယ်ကြားပါလေဟာအနေရလဲငါကြည့်ကောင်းလားလှပါပြီးရောငါ့ကိုကူညီပေးတဲ့အတွက်ဖုန်းခန့်ပြန်ချစ်ပါစေချစ်တဲ့တငယ်ချင်းလေးတော်တော်ဖြစ်နေပြီးတဲ့ဆိုတော့လိုချင်တာပေါ့လို့ရစေရမယ်ငါတို့အဆင်ပြေရနဲ့အနည်းကိုကူညီပေးမယ်တော်ပြီနင်းကူညီတာကြောက်လို့တကယ်ကိုစိတ်တူကိုယ်တငယ်ချင်းတွေရောက်ပင်ကုံရှိန်စီးရုံရှိရောက်တော့ဖုန်းဆက်လိုက်ရမလားဒီတိုင်းစောင့်နေလိုက်ရမလားဝေခွဲမရဖြစ်နေတော့ကိုကုံရှိန်တက်ဗျာဂျင်ဒရက်စ်ဒူးဖုန်းလေးနဲ့အလားကြီးလှနေပါတော့သူမအသားဖြူတော့အပြာရောင်လေးနဲ့လိုက်ဖက်လှပါတယ်လှတယ်ရှင်ခေါင်းကိုပြောတာအော်ဟုတ်ကားပေါ်ရောက်တော့ဘယ်ကိုသွားကြမလဲကိုကုံရှိန်တက်ကြိုက်တဲ့ဆိုင်တစ်ဆိုင်ကိုရွေးလိုက်ပါသဘောပါဗျာရင်းနေပြောလို့ရပါတယ်ကိုကုံရှိန်တက်ဆိုတော့ရှေ့မနေဘူးလားကိုတက်ဆိုရင်ရောရပါတယ်ဗျာကြိုက်တယ်လို့ကမကြခဏတွေ့ရတော့မှာပဲလေတက်ထဲကြီးမယ်တင်နေ28ပြည့်တော့မှာလေ3နှစ်ကြီးတာပဲကိုထက်ဆိုင်ရခေါ်လာတဲ့နေ့က25ပြည့်တာလေ။အော်မကြသေးဘူးပဲ။ဒါနဲ့မတ်တက်မှုပကြီးဆိုတော့မှုလို့ခေါ်မယ်နော်။ရပါတယ်။ဒါနဲ့ကျွန်တော်တို့မပြောပါနဲ့တက်ထက်ကြီးတာကိုဟုတ်ပါပြီဗျာ။မနေ့စာစားနေကြရင်ဖုန်းလာတော့ပိုင်ဖြိုးဖြစ်နေပါတယ်။ဒီမနေ့သွားဆဲမလို့လှုပ်ထားတဲ့စက်ယုံကပြဿနာတက်တာဖြစ်တယ်။မူကိုတို့စက်ယုံပဲပြဿနာတက်လို့တဲ့သွားကြီးမှဖြစ်မှာရတယ်လေအရေးကြီးရင်သွားလိုက်ပါ။ဒါဆိုမူကဘယ်လိုပြန်မလဲကားလဲပါတာမဟုတ်ဘူးလိုက်ခဲ့မလားအပြန်ကြရင်အိမ်ကိုပို့ပေးမယ်လေအဲ့လိုလုံးလို့ရလားဒီနေ့ကအားနေတာဒါဆိုသွားရအောင်စက်ကြုံနာရောက်တော့အလုပ်သမားတချို့ပစ္စည်းတွေခိုးထုတ်နေတာတွေ့လိုက်ရတဲ့အတွက်ဟဲ့ကောင်တွေမင်းတို့ဘာလုပ်နေကြတာလဲမင်းရပါလေမဆိုင်ရင်မပါနဲ့ဒါငါဆက်ယုံလားစစ်တာမင်းတို့ကမတမာမှုလုပ်နေတာငါကိုယ်တိုင်တွေ့တာလောက်ဖြုတ်ပြင်မယ်ဂုံရှိန်ဒီနေ့ဝတ်ထားတဲ့ပုံစံကလေ CEO လို့မထင်ချင်းစရာဖြစ်နေတယ်ချကွာအုပ်စုလိုက်ဝိုင်းကြမလို့လောက်ကြတော့မှုလက်ကိုဆွဲကထွက်ပြေးရတော့တယ်။ကိုကအုပ်စုတောင်းတဲ့အတွက်မှုကပါသွားတော့တစားကန်လောက်ကဂုံရှိန်ကိုကဖမ်းလိုက်တော့တယ်။ဒီနေ့ဂုံရှိန်တတိတစ်ချက်လောက်သွားတဲ့အတွက်အငိုင်းမိသွားပါတယ်။ကို့အလုပ်သမားတွေရဲ့သက်စာမဲမှုကြောင့်ဒေါသအထွက်တာလေးပါတယ်။မတမာမှုကိုကိုယ့်ရဲ့မျက်စိရှည်နဲ့မြင်လိုက်ရတော့စိတ်မထိန်နိုင်လိုက်ဖြစ်သွားတယ်။သူတို့ကတော့ဂုံရှိန်တို့ကိုကြောချင်းကက်ကနောက်ပြန်စီးကအခန်းတစ်ခုထဲပိတ်ထားခဲ့ပါတယ်။မှုအဆင်ပြေရဲ့လားကိုတောင်းပန်ပါတယ်နော်။ကိုကြောင့်ကိုခေါ်လာမိလို့မှုဒုက္ခရောက်ပြီးရပါတယ်ကိုထက်ရင်ဖြစ်လာမှတော့အတူတူရင်ဆိုင်ရမှာပေါ့ဟိုလူတွေသည်ဂုံရှိန်တို့ဟာကြောချင်းကက်လျက်လက်နောက်ပြန်ကျိုးချီခဲ့ရဘလို့မှအလုံးမရဖြစ်နေတယ်အစားကနှစ်ယောက်လုံးရှက်တာပြင်တိတ်လည်းမရင်းနှီးသေးတာကြောင့်ကြောကိုမထားကြတော့လေနောက်တော့ဘလို့မှမနေနိုင်တော့ပဲကြောချင်းကက်ထားလိုက်ရတော့တယ်ဂုံရှိန်အခန်းတွင်ဝေးဝိုက်ကြည့်လိုက်တော့ဘာဆိုဘာပစ္စည်းမှရှိမနေပါသူတို့နှစ်ယောက်သားအခန်းလေငုတ်တုတ်ထိုင်နေရတယ်ကိုထက်တက်စူးစားကြိုင်မိမယ်ကို့ကိုပေးကိုဖြီးကြည့်မယ်ဂုံရှိန်နဲ့တက်တို့ကျိုးကိုဟိုဘက်ဆွဲဒီဘက်ဆွဲ15မိနစ်လောက်စူးစားအပြီးမှာပေါ့ကန်ကောင်းစွာဖြင့်ကျိုးပြေသွားပါတယ်ခြေထောက်တွေလက်တွေညောင်းကိုက်နေကလှုပ်ပဲမလှုပ်နိုင်တော့ဂုံရှိန်ကတော့ကျိုးပြေတာနဲ့တကားစီသွားကဖွင့်ပြမယ်အပြင်ကပိတ်ထားပါတယ်ဖုန်းဖွင့်ကဆက်တော်တဲ့လိုင်းကမမီတက်လည်းကြောက်တာရောအေးတာရောကြောင့်ငိုကျင်နေမိပြီလက်ကလေးနှစ်ဖက်ကိုပိုက်ထားကကုတ်ကုတ်လေးထိုင်နေတော့သူမကိုကြည့်ပြီးချမ်းနေပြီဆိုတာသိလိုက်ပါတယ်ကိုကလည်းဟူဒီတစ်ထက်ပဲဝတ်ထားတာကြောင့်ချုပ်ပေးလို့ကလည်းမရမူချမ်းနေပြီလားနည်းနည်းပါကိုကလည်းဒီနေ့မှဟူဒီကောက်ဆွတ်လာတာအဲ့ဒါကြောင့်ရပါတယ်ဂုံရှိန်လည်းမူးထိုင်တဲ့နေရာလေးမှာဝင်ထိုင်ပြီးနေရန်ကိုမေးလိုက်ကကို့မိချင်းမိထားလိုက်နော်ကိုချမ်းပြေအောင်ဖတ်ထားပေးမယ်အဆင်ပြေတယ်ဆိုရင်ပေါ့စိတ်ချပါကိုမှုကိုမဟုတ်တာမလုပ်ပါဘူးဒီနေ့ကိစ္စကလေကိုကြောင့်ဖြစ်ရတာဆိုတော့ကိုတာဝန်ယူမှာပါဟင်အခုတော့ဘာမှတွေးမနေတော့ပဲအိတ်လိုက်တော့နော်ကိုယုံနေမလားဂုံရှိန်သူမရဲ့ခေါင်းလေးကိုသူ့ရဲ့ပခုံးပေါ်မှီစေလိုက်ကသူမရဲ့ပခုံးလေးကိုစုပ်ကိုင်းကဖတ်ထားပေးလိုက်ပါတယ်သူမကတော့မငင်းရှာပါဘူးလန့်နေတယ်တော့ဒူပါတယ်အခုချိန်ဆိုမိဘတွေစိတ်ပူနေလောက်ပြီလေတက်စိတ်ကိုလျှော့ကသူ့ရဲ့ပခုံးပေါ်မိပြီးမျက်စိမိတ်လိုက်ပါတယ်သူ့ကိုယုံပါတယ်ဒါပေမဲ့မာမီတို့ကိုစိတ်ပူရအောင်လုံးမိပြန်ပြီးတစ်ချိန်လုံးငြိမ်သက်နေရမှဝင်လာတော့ဖုန်းကြောင့်နှစ်ယောက်လုံးလှုပ်လှုပ်ရွရွဖြစ်သွားကြပါတယ်ကြည့်လိုက်တော့ပိုင်ဖြိုးစီကဖုန်းပြန်ခေါ်လာတာဖြစ်တယ်ဟယ်လိုပိုင်ဖြိုးအခုချက်ချင်းမြို့ပြင်ကငါရဲ့စက်ရုံကိုလာခဲ့ငါဒီမှာပိတ်မိနေတယ်
boss မနေ့ကသွားသေးတာလားကျွန်တော် boss မအားတင်ပြီးဖုန်းသာဆက်လိုက်တာလမ်းကြောင်းရှင်းခဲ့ဖို့မမေ့နဲ့ဟုတ်ကျွန်တော်ခုလာပြီအော် तू ဟာတက်တက်နဲ့တရင်ထွက်သွားမှကိုကြောက်တယ်နဲ့တူတယ်ဟုတ်ပါတယ်လေသူ့လိုဂုံတိတ်ခါကိုအဓိကထားတဲ့စီးကိုတယောက်အနေနဲ့ရှုပ်ရှုပ်ရှက်ရှက်တွေမလို့ချင်ဘူးထင်ပါရဲ့။အိုးဒီလိုဖြစ်ရင်ငါ့အတွက်လည်းမကောင်းဘူးလေ။ဘာတွေတွေးနေတာလဲ။အပြင်မှာအလုပ်သမားတွေမရောက်သေးဘူးပဲစုတောင်းရမယ်။ဟိုကောင်တွေကတော့တရားစွဲမှာကြောက်လို့ပြေးသွားလာပြီ။ကိုမင်းကိုတာဝန်ယူမှာပါ။ကိုတို့ဘာမှမဖြစ်ခဲ့ကြပေမဲ့ပဝင်းကျင်ကမင်းကိုဝေဖန်လာမှကိုမလိုလားဘူး။ကိုကလူတွေဝေးမဆိုင်တတ်ပေမဲ့အခုလိုလမ်းကြောင်းရှင်းရတာကလည်းကိုတို့ကဒီလိုကိစ္စကြောင့်လက်ထပ်ရတာပါဆိုတာမဖြစ်ချင်ဘူး။နှစ်ယောက်လုံးရဲ့စိတ်ထဲကအတွေးတွေကိုစီနဲ့ဘာမှမပြောဖြစ်ကြတာပိုင်ဖြိုးရောက်လာတဲ့အထိ boss ငါဒီမှာပိုင်ဖြိုး boss အတန်ကြားတဲ့အခန်းတကားကိုဖွင့်လိုက်တော့ boss နဲ့တူမိန်းကလေးတယောက်ကျွန်တော်ရောက်ပါပြီလမ်းကြောင်းရှင်းနေမလားဟုတ်ကဲ့အလုပ်သမားတွေမရောက်သေးပါဘူး boss မြန်မြန်သွားရအောင်မှုသွားရအောင်ကားပေါ်တက်ခံနေပိုင်ဖြိုးကိုလဲကြည့်ကမိန်းကုမ္ပဏီမှာသွားဆောင်နေဖြည့်ရှင်းစရာတွေရှိတယ်ငါမှုကိုလိုက်ပို့လိုက်အောင်မယ်ဟုတ်ကဲ့အိမ်ကိုဖုန်းဆက်လိုက်အောင်လေတတ်ဖုန်းဖွင့်ကြည့်လိုက်တော့ဝင်နေတဲ့ miss call တွေမာမီစီကဒယ်ရီစီကဖူဖူစီကဖုန်းခန့်စီကစုံနေတာပဲမာမီကိုဖုန်းဆက်လိုက်တော့ချက်ချင်းကန်ပြီးသမီးပြင်ပါလေပြန်လာခဲ့တော့မာမီတို့စိတ်ပူနေကြပြီတတ်အခုပဲပြန်လာနေပါပြီအိမ်ရောက်မှအကြောင်းဆုံးရှင်းပြမယ်နော်ဖုန်းချလိုက်တော့ကိုထက်ပြီးတော့တောင်းပန်ပါတယ်နော်ရပါတယ်ကိုထက်ရင်တတ်ကိုယ်တိုင်ကလူလာလိုက်လာခဲ့တာကိုဒါပေမဲ့နားလေပါတယ်တခုရှိတာကတတ်ကိုထက်နဲ့လိုက်သွားတယ်ဆိုတော့ဖူးဖူးစီဟာတဆင့်မာမီတို့တီးသွားလောက်ပြီဟာဒါဆိုမိုးရဲ့မိဘတွေကကိုရဲ့မိဘတွေစီဆက်သွယ်လိုက်တာလားဂုံရှိန်ကားမောင်းရင်ဖုန်းကိုဖွင့်ကြည့်လိုက်တော့ဒယ်ရီစီမှာ miss call ပေါင်းများစွာကြီးနေတော့မှပဲဖုန်းဝင်လာတော့ဒယ်ရီဖြစ်နေတယ်ဟယ်လိုဒယ်ရီမင်းပြင်မှာလဲမင်းကိုမင်းသဘောကျတဲ့ကောင်မလေးနဲ့သဘောမတူဘူးပြောမိလို့လားဘာလို့အခုလိုလုံးရတာလဲမျက်နှာပြက်စရာတွေဖြစ်ကုန်ပြီဒယ်ရီတို့အခုသမီးလေးရဲ့အိမ်ရောက်နေပြီမြန်မြန်ပြန်လာခဲ့ဒါပဲလူကြီးတွေထင်လွဲကုန်ပြီဟင်သူတို့ဟာကိုမှုကိုခိုးပြတဲ့ထင်ကုန်ကြတာဘလို့တတ်ချက်ချင်းငိုချင်လာကမျက်ရည်များစီးကျလာတော့တယ်ဂုံရှိန်လေးရုတ်တရက်ဆိုတော့ဘာလို့ရမလဲမသိပဲကားကိုလမ်းဘေးချရလိုက်ကမူငိုပါနဲ့ဗျကိုတောင်းပန်ပါတယ်မာမီတက်ကိုစိတ်ဆိုးနေတော့မှကိုရှင်းပြမှာပါကိုဖြေရှင်းမယ်နော်မပူနဲ့ကို့ကိုယုံအိမ်ကိုသာမြန်မြန်ရအောင်မောင်းပေးပါနော်အိမ်ရောက်တော့တင်းတီထားတော့မျက်နှာထားနဲ့လက်ဖက်မိပါများဖူဖူကအလိုက်တိနဲ့ဖုံးခန့်ကိုခေါ်ကရှောင်ပေးပါတယ်သူတို့နှစ်ယောက်လည်းမျက်နှာမကောင်းလားကဲရှင်းပြဘလို့ဖြစ်တာလဲဆိုတာဒေဒီကစမိလိုက်တော့ကျွန်တော်မျိုးပြန်အစက်ရုံကိုသွားစစ်တဲ့အချိန်မှာပစ္စည်းခိုးထုတ်နေတာတွေ့လို့ပြောတာသူတို့ကကျွန်တော်ကိုမသိပဲဝိုင်းချကြတာအုပ်စုလိုက်ဆိုတော့ဖမ်းမိသွားပြီးတော့အခန်းထဲပိတ်ထားခဲ့တာဟုတ်မှလည်းလောက်ပါကွာမင်းစက်ရုံသွားစစ်မဲ့ကိစ္စကိုချိန်ထားတာရှိလို့ဆိုပြီးဖျက်လိုက်တာငါသိတယ်ဟုတ်ပါတယ်ဖျက်လိုက်ပြီးမှပြဿနာတက်တာကိုသိရတာပါအဲ့ဒါကြောင့်မိုးနဲ့မနှက်စာစားနေရင်ကလိုက်သွားတာပါမိုးကကားမပါတော့ခေါ်သွားလိုက်ပြီးတော့အပြန်ကြမှာပို့ပေးမယ်ဆိုပြီးပိုင်ဖြိုးရော तू မသိဘူးလားကျွန်တော်သူဖုန်းဆက်တော့စိတ်လောသွားတာပုံမှန်ဆိုလဲသွားနေကြဆိုတော့သိတယ်ဆိုပြီးဒီတိုင်းသွားလိုက်တာမစ်စုနဲ့မဟုတ်လို့နေမှာပေါ့စုနဲ့မဟုတ်လဲကျွန်တော်ရဲ့ဒီရုပ်ကိုမမှတ်မိပဲနေပါမလားဗျာကျန်တဲ့လူများကဂုံရှိန်နဲ့သူ့ရဲ့ဒယ်ဒီပြောနေသည်ကိုသာနားထောင်နေရပြီးဘာမှဝင်မပြောကြပါဂုံရှိန်ကိုယုံသည်တင်မှာသူ့ဖေမိကပါလိုက်လာပေးတယ်ဆိုတော့အဲ့ဒီကိစ္စထားလိုက်တော့နောက်မှစုံစမ်းမယ်အခုသမီးလေးနဲ့ကိစ္စမင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလဲကျွန်တော်မှုကိုလက်ထပ်ပါမယ်ဟင်ဘာလို့လဲတတ်တို့ဘာမှဖြစ်ခဲ့တာမှမဟုတ်ပဲလူတွေအထင်လွဲမှကြောက်လို့လက်ထပ်ရတယ်ဆိုတာမျိုးတတ်မလို့ချင်ဘူးထိုအခါမှာဂုံရှိတ်မာမီကဝင်ပြောတော့တယ်တားကိုသူ့ရဲ့တဲရီကလက်မထက်သေးဘူးလားတငယ်ချင်းသမီးတွေနဲ့မိတ်ဆက်ပေးရမလားဆိုရင်အကြောက်ကန်နေတာကောင်မလေးရှိလားဆိုတော့လည်းမရှိသူ့ရဲ့တဲရီဈေးရုံတက်ပြီးသမီးနဲ့တွေ့တော့သူဖြစ်တာအန်တီရဲမိတယ်မနေ့ကလည်းအလုပ်ဖြတ်ပြီးတော့သမီးလေးနဲ့သွားတွေ့တာလေအန်တီတို့ကတော့တားတခါမှအလုပ်မဖြတ်ဘူးတော့သူအရေးကြီးလို့နေမှာသွားပါစေဆိုပြီးတော့လှုပ်လိုက်တာဘွဲရပြီးကြတဲ့တခါမှမဝေးတော့တဲ့ဟူဒီတွေဘာတွေဝတ်ပြီးတော့သွားတော့ပြီးတော့သူသဘောကျတဲ့ကောင်မလေးနဲ့သွားတွေ့မှာဆိုပြီးအန်တီကိုတူတူလေးပြောသွားသေးတာဒေါ်စပယ်ထွန်းရီရှင်းလျားတော့ရှင်းပြမှုဆောင်တွင်အားလုံးရည်ရည်မော်မော်ဖြစ်သွားရပါတယ်ဂုံရှိန်ကတော့သူသဘောကျနေကြောင်းကိုသူကိုယ်တိုင်မပြောရသေးခင်မှာသူ့ရဲ့မမီကဖောက်တဲ့ချလိုက်တဲ့အတွက်အကုန်တည်သွားလေတဲ့အတွက်အင်တင်ဖြစ်လို့နေပါတယ်ကျွန်တော်တို့ဘက်ကသမီးလေးနဲ့သဘောတူပါတယ်ဒီဘက်ကသဘောထားကရောကျွန်တော်တို့လည်းဘာမှပြောစရာမရှိပါဘူးသမီးလေးသဘောပါပဲသမီးလေးမတော်တရော်တွေနဲ့တွေ့မှာစိုးရင်တော့အခုမှပဲစိတ်အေးတော့တယ်ဒါဆိုမနေ့ပြန်ကြရင်လူကြီးဆောင်ရနဲ့တင်တောင်းတင်နဲ့လာတောင်းပါမယ်နော်မြန်မြန်လေးစီစဉ်လိုက်ရအောင်ဟုတ်ကဲ့ပါရှင်ဒါနဲ့မှုလက်ခံတယ်မဟုတ်လားမှုကောင်းချင်းပြလိုက်မှဂုံရှိန်တယောက်ပြောနိုင်တော့တယ်
မှုတို့အိမ်မှာပြန်ဂုံရှိန်ကတော့အိမ်ပင်မပြန်နိုင်သေးပဲဒေဒီတို့ကိုပြောကမနေ့ကကိစ္စကိုဖြေရှင်းဖို့ကုမ္ပဏီကိုတန်းသွားလိုက်ပါတယ်အင်ကြီးကတော့ရုံးခန်းနဲ့အပိုးထား၍အဆင်ပြေလေတယ်ဘော့စ်လာပြီလားခင်ဗျာကျွန်တော်စုံစမ်းထားပြီးပါပြီပြောအဲ့ဒီလူတွေကစက်ရုံဝန်ထမ်းတွေမဟုတ်ပါဘူးဝန်ထမ်းအလုံးကဘော့စ်ကိုတည်ပါတယ်သွားစိတ်နေကြမလို့သူတို့ကတော့အဖွဲ့တစ်ခုဖြစ်နိုင်တယ်မြို့ပြင်ဆိုတော့အလံဝေးတာကိုတုံးချပြီးတော့ပစ္စည်းတွေခိုးထုတ်တာငါတို့မျက်နှာကိုတွေးလိုက်တယ်အမြန်ဆုံးရဲကိုတိုင်းပြီးတော့ဖမ်းရမယ်ရဲတက်တက်ဆိုရင်လည်းကြာမှာဆိုတော့ငါတို့လူတွေလည်းရှာခိုင်းဒီကိစ္စငါရဲ့ဝတ်တင်မလောက်ခင်ပြီးဖို့လိုတယ်ဗျာဘော့စ်ရလူပြိုကြီးလုံးမယ်မှတ်နေတာလက်ထက်တော့လည်းရုတ်တရက်ကြီးပါလားမနေ့ကတွေးလိုက်တဲ့မိန်းကလေးလားဝတ်တင်အတွက် congratulation ပါ boss လောက်ဆရာရှိရသွားတော့ငါရေချိုးလိုက်အောင်မယ်ဘယ်သူမှမဝင်စေနဲ့ပိုင်ဖြိုးထွက်သွားတော့ကောင်းရှိန်ရေချိုးကမ်းဘက်သို့ရှောက်လာခဲ့ပါတယ်စီးကိုရုံကမ်းမှုအတော်လေးကျယ်ဝန်းပြီးလိုအပ်လျင်အသုံးပြုနိုင်ဖို့ရေချိုးကမ်းမှာတွဲရက်ဆောက်လုပ်ထားတဲ့အတွက်အဆင်ပြေတယ်ကိုတို့လက်ထက်ကြတော့မှာပဲမှုရဲ့ကိုပေါ်မင်းမြင်ကိုသိကျင်လိုက်တာသမီးလေးမနေ့ပြန်ကြရင်ဆေးရုံမှာခွင့်တိုင်ထားနော်ဟုတ်မမီဝတ်ဆောင်ကတော့ဟိုတလောကမှာမမီဝယ်ပေးထားတာလေးဝတ်လိုက်ပေါ့နော်သိပါတယ်မမီရဲ့တက်တက်ကကလေးမဟုတ်တော့ပါဘူးမဟုတ်လေမမီရဲ့မျက်လုံးထဲမှာတော့ကလေးလေးပဲဒါဆိုဘာလို့ယောက်ျားပေးစားလဲပြောဟာဒီသားမီရတော့ကွာဒါနဲ့သမီးကမောင်ကုံရှိန်ထက်ကိုသဘောမကျဘူးလားမဟုတ်ပါဘူးငါသမီးကတော့လေဂုံရှိန်အိမ်ပြန်ရောက်တော့အေကန်ထဲတွင်ထိုင်နေတော့တယ်ရီကလမ်းပြောပါတယ်ဂုံရှိန်တို့များတစ်တလုံးလူပြိုကြီးပဲလုံမလို့အလုံနဲ့ပဲပေးစားပါလို့ပြောတယ်ငါသာအခုတော့တမှုတဲ့ကိုမှုနေတော့တာပဲကွာဟုတ်ပါမမီကပါဝင်ထောက်ခံมาတော့တယ်ဒါနဲ့တားမနဲ့ပြန်သွားရမှာနော်ဟုတ်ကဲ့ကျွန်တော်အပေါ်တက်တော့မယ်တက်တက်ရီနင်တို့ဘာတွေပြောကြလဲငါသိချင်လို့ဘလို့ဖြစ်တာလဲငါလေပြောပြအောင်လေနင်တကယ်လိုက်သွားတာတော့မဟုတ်ပါဘူးနော်ဖူဖူတယောက်ဖုန်းဆက်လာတော့ကိုင်ချင်းဟယ်လိုတောင်မလုံးနိုင်မဲ့မိကုန်းတွေမေးတော့တာဖြစ်တယ်မိကုန်းတွေကများလိုက်တာဘာလို့အရင်ဖြေရမှာလဲအကောင်ဖြေဒီလိုဟာဒါဆိုတညာလုံးအဲ့ဒီခန်းထဲမှာနင်တို့နှစ်ယောက်ထဲပေါ့နော်အဲ့တော့နင်တို့ဘယ်လိုလုပ်မှာလဲသူဘာပြောသွားလဲအဲ့ဒီညကလေးကသူကငါ့ကိုတာဝန်ယူရမယ်လို့ပြောတယ်ဒီလိုပြောပေမဲ့ဘာမှအခွင့်အရေးယူတာမရှိဘူးနော်ငါအစတော့ကနားမလည်သေးဘူးအိမ်ရောက်တော့လူကြီးတွေရှိမှကျွန်တော်မှုကိုလက်ထပ်ပါမယ်ဆိုပြီးပြောတာဟဲမှုတဲ့ငါတို့ခေါ်တာတတ်တတ်ပါနော်မသိဘူးလေပြီးတော့ရှိသေးတယ်ပြောသူ့မိပြောတာလေငါစီမလာခင်သူ့မိကိုသူသဘောကျနေတဲ့ကောင်မလေးနဲ့တွေ့မလို့သွားတာလို့ပြောခဲ့တာတဲ့အားကြလိုက်တာဖုံးခန့်တော့ခန်းစားရတော့မှာပဲနေရှိတာပဲလေဘာမှမဆိုင်တာဆိုင်လာမှာပေါ့တော်ပြီအိတ်တော့မယ်နင်သာမနဲ့ပြန်အတွက်စိတ်ကူးရင်နေလိုက်ပေါက်တက်ကရတွေငါလည်းအိတ်တော့မှာပြောတာပါတက်တက်ဒီနေ့အိတ်ပြောတော့မှာမဟုတ်ဘူးမမီရေမပြီးသေးဘူးလားဗျတကယ်တည်းမှာပဲလာမှာပေါ့အမေလည်းပြင်ရဆင်ရတာပေါ့အေးကွာမင်းကလည်းအလင်းလိုနေတာတွားရမှာပေါ့အချိန်ကိုလေးစားတာကောင်းတယ်လေဒီကောင်တော်တော်စပြည့်ပြည့်ဖြစ်လာပါလားဒယ်ရီကလည်းမမိတာပစိုးလေးနဲ့ခံစားနေပါလားဒါပေါ့မမိတာဘယ်တော့မှမခံစားလို့လေဟုတ်ပါတယ်အမြဲတမ်းခံစားပါတယ်နော်တက်တက်တယောက်မမီကိုရိုင်းရွေးဝှေ့ပေးတဲ့အညူရောင်ပါတိတ်ဝမ်းစာလေးကိုဝတ်ထားပြီးမျက်နှာလေးကိုတူနာပပလေးလူပြီးနှက်ခမ်းဖူးဖူးလေးပေါ်ကိုစူးနေကြနှက်ခမ်းနေလေးတင်လိုက်ပါတယ်ပျော့ပြောင်းတဲ့ဆန်ရွယ်လေးတွေကိုတော့ခမ်းမြင့်မြင့်စီးလိုက်ပါတယ်ဒီလောက်ဆိုရင်တက်တက်ရဲ့အလားပြင်ခြင်းလောက်နဲ့ပြီးဆုံးသွားပါပြီဟောရောက်လာကြပြီလားဟုတ်တယ်မေတာအလင်းလိုနေတာမနဲ့ကလေးကဖြစ်တတ်ပါတယ်သမီးလေးကိုသွားခေါ်လိုက်မယ်နော်အေးသမီးလေးကလှလိုက်တာကွယ်လှတာတဲ့ကြက်တည်ရှိတာဒါသဘောကျတာမပြောနဲ့အန်တီဖြစ်ချစ်လို့မဝဘူးရောက်ခမဖြစ်သူမှချီးမောလုံးတဲ့အတွက်တက်တက်တယောက်မနေတတ်မထိုင်တတ်ဖြစ်လို့နေပါတယ်ဒီကြားတဲ့ဂုံရှိန်ကလည်းတက်တက်ဆန်းလာကြရငေးနေတာအခုတည်းဒါကလည်းမျက်တောင်ခတ်ပါအောင်ကွာသူ့ရဲ့ဒယ်ဒီဝင်ပြောမှလေဘင်းကိုလက်နဲ့ပုတ်ကကောင်းငုံသွားပါတယ်တက်တက်အခုမှသူ့ကိုတေချာကြည့်မိတယ်အဖြူရောင်စတစ်လက်ရှင်နဲ့နေညိုရောင်ရောပစိုးလေးကိုတွဲဝစ်ထားတဲ့သူ့ရဲ့ပုံစံမှာတန်ပြန့်ချောမောလို့နေပါတယ်။အင်ဂျီလက်ကိုတထောင်စစ်တီခောက်တင်ထားတဲ့အတွက်အကျော်စိမ်းတွေကိုလည်းမြင်နေရတယ်။ရက်နေပုံလေးကချစ်စရာကောင်းနေတယ်။28နှစ်လို့မထင်ရစရာအသက်မသိတဲ့လူဆိုရင်တက္ကသိုလ်ကျောင်းသားလို့ပဲထင်မိမှာ။သူ့လိုလူကိုသဘောကျနေတဲ့မိန်းကလေးတွေလည်းများမှာပေါ့နော်။အဲ့ဒီထဲမှာတက်တက်လည်းပါဝင်ပေါ့။တက်တက်တယောက်အတွေးများနေတာမမီလက်တူမှတတိဝင်လာတယ်။ကျွန်တော်တို့ဘက်ကသမီးလေးကိုမြို့လျာအစင်းမဲကွန်ဒိုတခန့်ရဲ့ခြံထဲတိုက်တလုံးရဲ့အဖြူအောင်ဖာရိုက်တစီရဲ့ရွှေတစင်စာရဲ့စိန်တစင်စာရဲ့နဲ့တင်တောင်းပါပါဒီလောက်လည်းမလိုပါဘူးဗျာအဓိကသမီးလေးကိုပျော်ပျော်ရွှင်ရွှင်ထားပေးမဲ့သူဆိုရင်စိတ်ချရပါပြီဟုတ်ပါတယ်ကျမတို့ကဒီသမီးလေးတယောက်တည်းရှိတာဆိုတော့
ဒီတင်တောင်းပစ္စည်းတွေကိုလူကြီးတွေရှေ့မှာပဲသမီးလေးကိုအပ်ပါတယ်ဒါဆိုလဲကလေးတွေချင်းချင်းလက်စွပ်ဝတ်ပေးလိုက်ကြဂုံရှိန်တို့ပြင်ဆင်လာတဲ့စင်တူစိန်လက်စော်လေးတွေကိုအပြန်အလှန်ဝစ်ဆင်ပေးလိုက်ကြတော့လက်ခုပ်တီးပေးကြပါတယ်လက်ထပ်ပွဲကိုလည်းနောက်လလှုပ်ဖို့တတ်မှတ်လိုက်ကြတယ်စိတ်ဆက်ပွဲလေးပြီးတော့မိသားစုနှစ်စုထမင်းလက်ဆောင်စားလိုက်ကြပါတယ်ဓာတ်ပုံလေးတွေရိုက်ပြီးဆိုရှယ်မီဒီယာပေါ်တင်လိုက်တော့လူတွေသိသွားကြကသတင်းတွေပြန့်သွားပါတယ်နှစ်ယောက်လုံးကလူသိအများသူတွေဖြစ်တာကြောင့် page အမျိုးမျိုးကအမျိုးမျိုးသောခေါင်းစဉ်တွေနဲ့တင်ထားကြပါတယ်သတင်းတွေကိုမြင်ပြီးဝမ်းနည်းနေသူတဦးနဲ့ဒေါသထွက်နေသူတဦးရှိပါတယ်သမီးရင်ပြီးရင်ဆင်းလာခဲ့တော့တားရောက်နေပြီလာပါပြီမမီရဲ့မမီကတားဆောင်နေရနည်းနည်းကြာပြီမို့လို့ပြောတာရပါတယ်ဗျဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မယ်နော်ညနေလောက်မှလာပို့လိုက်ပါမယ်အေးဖြည်းဖြည်းသွားကြကွယ်တက်သွားပြီမမီတက်တာအေးပါကွယ်အခုဆိုရင်တက်တို့လက်ထပ်ဖို့နှစ်ပတ်ပဲလူတော့တာကြောင့်ဒီနေ့ဝိဆောင်နဲ့လက်စော့သွားရွေးတာဖြစ်တယ်ဂုံရှိန်တက်ကိုသဘောကျမကျကိုဘေးလူတွေကအတိုင်းသားမြင်နေရတော့လေသူကိုယ်တိုင်ကတော့မသိသေးဟုတ်တယ်လို့မဟုတ်တယ်လို့နဲ့ဝေခွဲမရဖြစ်နေစေမူကိုတို့ဘယ်ကိုအရင်သွားကြမလဲနေတဲ့နေရာကိုအရင်သွားကြမယ်လေသဘောပါဗျာဆိုင်ကိုရောက်တော့မူးကြိုက်တာပြောတော့တက်ရှောက်ကြည့်နေရင်မှမျက်လုံးကတနေရာရောက်တော့အလိုလိုပြောင်းမိသွားပါတယ်လှလိုက်တာအဲလိုရေရွေးမိတဲ့အဖြူရောင်ကဝင်လေးကစားဖုံးထားပြီးဇာလေးတွေကပန်းပွင့်ဖတ်ပုံလေးတွေဖြစ်ပြီးအမြင်ရိုင်းမနေပဲရင်ရင်လေးနဲ့စမ်းတက်လို့နေပါတယ်။ဒါကုံရှင်ကကြားသွားပြီးသဘောကျရင်စမ်းဝဲကြည့်လိုက်လေဝဲကြည့်မယ်နော်ခဏဘာလို့လဲကို့ကိုကူရေးပေးအောင်အဖြူနဲ့အနက်ဘယ်ဟာပိုကောင်းမလဲအဖြူလေးကောင်းပါပြီတက်ပြင်စင်နေတော့ဘေးကနေလောက်ပေးတဲ့ဝန်ထမ်းကောင်မလေးမမရေမမကိုအရန်အားကြတာပဲဘာလို့လဲဒီကောင်ဝင်ကလေပြင်သစ်ကမာတဲ့စားကောင်းစားနဲ့ချုပ်တာမမရဲ့ညီမတို့တဆိုင်တော့မှာဒီကောင်ဝင်ကအလှဆောင်ဖို့လူတိုင်းသဘောကျပေမဲ့လူတိုင်းဝတ်ခွင့်မရကြဘူးဘာဖြစ်လို့လဲညီမလေးရဲ့ဈေးကြီးလို့ပေါ့မမရဲ့မကန်ကောင်းတာသိလားဒီကောင်ဝင်က limit လေဒါနောက်ဆုံးကျန်တာပဲမရှိတော့ဘူးတက်ကတော့အောဟူတာရေရွတ်နိုင်တော့တယ်မထွက်လို့ရပါပြီရှင်မကောင်လေးလည်းပြီးလို့စောင့်နေပြီတက်မျက်နှာလေးရဲတွက်သွားပြီးရှက်ကိုရှက်ကန်လေးပြောင်းပြလိုက်ပါတယ်။ဂုံရှိန်အဝတ်စားလိုက်ပြီးတော့စူဖာဘော်ထိုင်ကဖုန်းကြည့်နေချိန်လိုက်ကပွင့်လာတဲ့အတွက်မောကြည့်လိုက်ရာမျက်ခုံးတစ်ဖက်ပင့်တက်သွားပြီးငေးမိသွားပါတော့တယ်။တက်ကတော့ရှက်သွေးတွေဖြာကခေါင်းကလေးငုံသွားရှာတယ်။ထို့မှဂုံရှိန်တတိဝင်လာကစူဖာမထကတက်စီရှောက်သွားပါတယ်။မှုအရန်လာနေတယ်။အရင်တခါလိုခေါင်းဝင်မဲလား။ဂုံရှိန်အရင်တခါအဖြစ်ကိုတတိရသွားပြီးမဟုတ်ရပါဘူးဗျာတက်လည်းသူ့ကိုကြည့်လိုက်တော့အဖြူအောင်စုပြင်းနဲ့ချောမောခံကြနေပါတယ်လိုက်ဖက်လိုက်တာကွင်နေနေလားရွှေနေများဆိုတာသူတို့ကိုကူစားပြုထားတဲ့အတိုင်းပဲဟုတ်တယ်နော်မဂုံရှိန်နဲ့တက်တို့စကားပြောတန်ကြ၍လဲကြည့်လိုက်တော့ချီကဒီဇိုင်းပိုင်ရှင်ပါဒီကညီမလေးတို့အတွေ့ကိုသဘောကျလောင်လို့ဓာတ်ပုံလေးရိုက်ပေးပါရစေရှင်ဟုတ်ပါတယ်ညီမတို့ဆိုင်မှာချစ်စရာကောင်းတဲ့အတွေ့တွေဆိုဓာတ်ပုံလေးရိုက်ပေးပါတယ်ရှင်ဝန်ထမ်းကောင်မလေးကလည်းဝင်ပြောနေတော့တက်တယောက်သူကြိုက်ပါမလားဟုဘာပြောရမှန်းမသိဖြစ်နေစဉ်ကောင်းပါပြီဘယ်နားလေးမှနေပေးရမလဲဟုတ်ဒီညီမလေးရက်နေတဲ့နားလေးသွားပေးပါရှင်ခါးလေးဖတ်ထားလိုက်နော်အနီးကမှပိုးတတိထားမိတာကတက်မျက်နှာလေးသည်မိတ်ကပ်ပပလေးသာလိန်ထားတဲ့အတွက်မျက်နှာလေးကရှင်းတန့်နေပြီးပါးမှုလေးတွေရဲတက်နေပါတယ်နှင်းစီဘူးကဲ့သို့ဖူးနေသောနှက်ခမ်းလေးများမှာနှက်ခမ်းဒီအကူညီမလိုပါပဲနေရဲလို့နေတယ်စိုက်ကြည့်နေရင်မှဂုံရှိန်နန်းစင်လာကနှက်ကန်းဖူးဖူးလေးကိုငုံနှံလိုက်မိပါတော့တယ်။တက်တယောက်ခန္ဓာကိုယ်ထဲသွေးများပြောင်းပြန်စီးသွားသလိုခံစားလိုက်ရပါတယ်။ရပါပြီရှင်။တက်အင်ဂျီလဲပြီးပြန်ထွက်လာတော့ဒါဆိုလက်စွပ်သွားယူရအောင်။ကားပေါ်တွင်စကားတခုမှမပြောမိကြပဲတိတ်ဆိတ်နေသောကားလေးပေါ်တွင်ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်မှအတွေ့ကူစင်နေ။ဂုံရှိန်ကဘာပြောရမှန်းလည်းမသိတဲ့အတွက်ကားမောင်းနေရင်တချင်းဖွင့်လိုက်ပါတယ်။ဖွင့်လိုက်တဲ့တချင်းကဇော်ပိုင်ရဲ့မင်းနဲ့မှချစ်တက်ပြီဆိုတဲ့တခြင်းပင်လက်စွပ်ဆိုင်ကိုရောက်ပြန်တော့လေမှုကြိုက်တာရွေးနော်ကိုထက်လေရွေးလေကိုကရပါတယ်လာပါအတူတူရွေးရအောင်သဘောပါဗျာနှစ်ယောက်လုံးသဘောကျတဲ့လက်စွပ်လေးကိုရွေးပြီးမှတော့စားတောက်ဆိုင်တစ်ဆိုင်ကိုဝင်ကြပြန်နေညနေမှပို့ပေးမယ်လို့ပြောခဲ့တာကိုဘာမှမကြွေးပဲပြန်ပို့လို့ရပါမလားလို့ပြောကခေါ်လာခြင်းမှာတက်ကတော့ခေါင်းချင်းရတာပေါ့စားစရာမှာတော့လေမှုကြိုက်တာမှလို့လုပ်ပြန်နေလက်ထပ်ပွဲနဲ့လှလိုက်တာကွယ်မမီတက်ပြင်ပေးပြီးတဲ့သတို့သမီးတွေတဲ့ဒီသတို့သမီးကအလားဆုံးပဲကြွေရလေးကြာနေရမယ်မမီတက်ပြင်တာတော်လို့ပေါ့မဟုတ်ရပါဘူးဘာမှတိတ်မလိမ့်လိုက်ရဘူးကျေးဇူးပါရှင်ခဏနေကြရင်မိဘတွေလာကြတော့မှဘာလို့သေးလဲ
မလူတော့ပါဘူးဒါဆိုမာမီသွားပြီနော်ဟုတ်ကျေးဇူးပါနော်မာမီတက်ထွက်သွားတော့တက်တက်လည်းမှန်ရှိထိုင်ကရှောက်တွေးနေတော့တယ်တွေးနေရင်တက်တက်လက်ထက်မဲ့အကြောင်းဖုန်းခန့်ကိုပြောတဲ့အချိန်ကိုတွေးမိသွားပါတယ်ဖုန်းခန့်ငါလက်ထက်တော့မယ်ဘသူနဲ့လဲကိုထက်နဲ့ဟိုတယောက်လားနင့်ကိုကယ်ပေးတယ်ဆိုတာဟာဘာဆိုင်လဲကွာကယ်ပေးတာနဲ့ပဲယူစရာလားမဟုတ်ပါဘူးအခြားကိစ္စလေးတွေရှိတယ်ကိုတော်မှပိတ်မိသွားတာကြောင့်လားဘာမှဖြစ်ခဲ့တာမှမဟုတ်တာဘသူမှလည်းသိတာမဟုတ်ဘူးဖုန်းခန့် sorry ငါလွန်သွားတယ်သူ့ကိုလက်ထပ်လိုက်လို့နေစိတ်ချမ်းသာမယ်ဆိုရင်ငါဂုဏ်ပြုပေးပါတယ် congratulation ပါပျော်ရွှင်ပါစေတကားခောက်တန်ကြမှာတက်တက်တတိဝင်လာတော့တယ်သမီးလေးပြီးပြီလားမာမီတို့ဝင်လာပြီနော်ဟုတ်ပြီးပါပြီမာမီရဲ့ဒယ်ဒီရဲ့ကိုထက်မိဘတွေရဲ့ဝင်လာကြပါတယ်အန်တီကတော့ဝင်ချင်းတက်တက်ကိုချောချောင်းလှချောင်းချီးမွမ်းကပတ်စံအိတ်ထဲမှာဘူးလေးတစ်ခုကိုထုတ်ကတက်တက်ရှိကိုချပေးပါတယ်ဖွင့်ကြည့်လေသမီးဖွင့်ကြည့်လိုက်တော့လဲဆွဲလေးဖြစ်နေပါတယ်ဒါကမာမီတို့မိသားစုလေးရဲ့အမွေပစ္စည်းလေးပေါ့သားသမီးတွေလက်ထက်ရင်လက်ဆင့်ကမ်းပေးတာမာမီတို့ကသမီးမရှိတော့သားနဲ့လက်ထက်တဲ့ချွေးမလေးစီအပ်တာမာမီဝတ်ပေးမယ်နော်လှလိုက်တာကွယ်ကျေးဇူးပါအန်တီအိုးအန်တီလို့မခေါ်တော့နဲ့လေသားခေါ်တယ်လို့မာမီပဲခေါ်ဟုတ်မာမီဒီလိုမှပေါ့တက်ဒယ်ဒီတို့ကိုလမ်းကြည့်လိုက်တော့ပီတိဖြစ်နေပုံရပါတယ်မူကိုဝင်ခဲ့မယ်နော်ဂုံရှိန်အခန်းထဲရောက်ချင်းအဖြူရောင်မင်္ဂလာဝတ်ဆောင်ကိုဝတ်ပြီးမှန်ရှိထိုင်နေတဲ့သူတို့သမီးလောင်းလေးကိုတွေ့လိုက်ရပါတယ်ဂုံရှိန်လည်းမှန်တွေကတဆင့်မြင်နေရတဲ့မျက်နှာလေးကိုနေရာမှာတင်စုံရက်ကတတိလက်လို့ငေးကြည့်နေမိသွားတယ်တက်တက်မှာတော့ဘာမှလည်းမပြောဝင်လဲမလာပဲတကားဝမှာတင်ရက်ကငေးနေတဲ့ကိုထက်ကြောင့်ရှက်ပါးလေးများရဲကမနေတတ်မထိုင်တတ်ဖြစ်လို့နေပါတယ်ခဏကြာမှဂုံရှိန်လည်းတတိဝင်လာပြီးဟိုခမ်းမတွေသွားရတော့မယ်တက်တက်လေးထားလိုက်တာခြေထောက်နာကမင်္ဂလာဝတ်ဆောင်စာကိုတန်နေမိပြီးလူဝိုင်းဆိုင်သွားတော့ဂုံရှိန်လေးချက်ချင်းပဲသူမနာရောက်သွားကဆွဲပွေးလိုက်တော့တက်တက်တယောက်ဂုံရှိန်ရင်ခွင်နဲ့ဝင်ရောက်သွားပါတော့တယ်ငါရဲ့ကင်မွန်လောင်လေးကဒီနေ့ကြာမှပူချောနေတယ်လို့ပဲအနီးကပ်ကြီးမှပူချောတယ်။အိုးနေတိုင်းခံညားနေတာလှလိုက်တာဒီလိုပုံစံမျိုးနဲ့ဆိုလက်ထပ်ပြီးရင်ဘယ်နာသွားဖွတ်ထားရမလဲမသိတော့ဘူး။အတွေးကိုယ်စီနဲ့တယောက်ကိုတယောက်ကြည့်နေကြတော့မှပဲ။တက်တက်ကြီးငါလာပြီ။ရုတ်တရက်ရောက်ချလာတော့ဖူဖူ။အော်သွားကြပြီပဲငါလည်းခမ်းမာလေးပဲသွားတော့မယ်။ဖူဖူထွက်သွားမှသူတို့နှစ်ယောက်လည်းလူချင်းခွာလိုက်ပြီ။ဒါဆိုကိုတို့လည်းသွားရအောင်နော်။လက်ကိုကွေးပေးလိုက်တဲ့ဖြင့်တက်တက်လေးအလိုက်တင်လေးပြန်ချဲလိုက်ပါတယ်။လှတယ်။ဆိုင်မှာစမ်းဝတ်တဲ့နေတော့ကထပ်ပိုးလာတယ်။ရှင်လေးပုံမှန်ထပ်ပိုးချောနေတယ်ဟုတ်လား။ကျေးဇူးပါဗျာ။နှစ်ယောက်သားရီရီမောမောနဲ့ရှောင်းလာကြရင်ခမ်းမတကားရွှေရောက်လာကြပါတယ်။ပရက်စင်တာမှာသတို့သားနဲ့သတို့သမီးကိုဝင်လာဖို့ခေါ်လိုက်တာနဲ့တကားကြီးပွင့်လာတော့ခမ်းမတွေကိုဝင်ဖို့ခြေလန်းစားလိုက်ကြပါတော့တယ်။ခမ်းမတွေရောက်ချင်းအန်အောသွားရသည်ကတက်ခမ်းမတစ်ခုလုံးတက်ကြိုက်တဲ့လာဗန်ဒါပန်းများနဲ့ခင်းရောင်အတိဖြစ်လို့နေပါတယ်။လှလိုက်တာသဘောကျလားလာဗန်ဒါကဒီမှာမရှိဘူးလေဘယ်လိုရလာတာလဲဟင်ကိုနိုင်ငံသားမှာလိုက်တာမိုးကြိုက်တယ်မလားဒါနဲ့တက်လာဗန်ဒါကြိုက်တာဘယ်လိုသိလဲဒီလိုပါပဲပြောရရင်းနေတော့တက်လဲထပ်မေးမနေတော့ပဲပန်းတွေကိုပဲလိုက်ကြည့်နေမိပါတယ်သူတို့နှစ်ယောက်တိတ်ဆိတ်သွားတော့ကြားလာရတဲ့ရှော့လန်းပြီးမှဝိုင်းများထံမှသူတို့သမီးကလှလိုက်တာနော်ဟုတ်ပါကြွေရုံလေးအတိုင်းပဲသူတို့သားကလည်းတစ်ချောင်းလုံးသူ့ရဲ့သူတို့သမီးကိုပဲပြုံးစီနေတာတက်ပြုံးမိရင်မှနောက်ထပ်ကြားလိုက်ရတော့စကားအတန်ကြောင့်စိတ်တူမိသွားရတယ်သူတို့သားလေးကချောလိုက်တာနှမျောလိုက်တာနော်သူများရဲ့လက်ထပ်ပွဲရိုးလာပြီးသူတို့သားကိုနှမျောနေတာကတိတ်မဟုတ်သေးဘူးလေဘသူပြောတာလဲဆိုတာသိချင်တာကြောင့်နောက်လည်းမလို့လုပ်ပြီးမဲ့ရှောင်းလန်းဆုံးသွားတဲ့အတွက်ရက်လိုက်ရတယ်ကတိတွေအပြန်အလှန်ပြုပြီးလက်စွပ်တွေအပြန်အလှန်ဝေပေးကြတယ်ပြီးတော့ပရက်စင်တာမှာသူတို့သားနဲ့သူတို့သမီးနန်းလို့ရပါပြီလို့ပြောလိုက်တော့အကောင်လုံးကလည်းနန်းပါဟုအော်ကြပါတယ်။ဂုံရှိန်လေးတက်ရဲ့လဲတိုင်းတသွေးလေးကိုလက်ဖြစ်ထိန်းကန်လိုက်ပြီးခေါင်းငုံကနှက်ခမ်းဖူးဖူးလေးကိုနမ်းလိုက်တော့လက်ခုပ်တီးကြပါတယ်။အဲ့တဲ့ဝိုင်းတွေစီလိုက်အဲခံရင်ဖူးဖူးနဲ့ဖုံးခန့်ရှိနေတော့ဝိုင်းတို့ရောက်သွားတော့တက်ကစပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်။ကိုတန်းဒါတက်ရဲ့အရင်နှီးဆုံးတငယ်ချင်းတစ်ယောက်လေးဒါချစ်ဖူးငုံနဲ့မြင်မှုနေတယ်လို့ပဲဘယ်မှလဲတော့မသိဘူး။ဖူဖူတို့တခါတွေ့ဘူးတယ်လေကော်ဖီဆိုင်ရှိတိုက်မိတော့ကအော်ဟုတ်တာပဲအဲ့တုန်းကလောနေတော့တတိမထားခဲ့မိတာဒါမင်းဖုံးခန့်နဲ့တွေ့ရတာဝမ်းသာပါတယ်မူနဲ့ရွယ်ရူးဆိုရင်အကုတ်ထက်ငယ်ကြမှာပေါ့လမ်းမှာတွေ့ရင်လည်းခေါ်ကြတော့မူကိုခင်တယ်လို့ခင်လို့ရပါတယ်မူတယ်လားဖုံးခန့်ရဲ့စိတ်ထဲပြောလိုက်ခြင်းရဲ့ပါဒါနဲ့တက်
ငါဆေးရုံမှာ operation တစ်ခုရှိလို့ပြန်လိုက်တော့မယ်ပြောပြီးတဲ့နောက်ဂုံရှိန်ကတစ်ချက်ကြီးကခွင့်ပြုပါအောင်ဗျာပွဲပြီးတော့ဂုံရှိန်ရဲ့တငယ်ချင်းတစုနဲ့ပါသွားကသွားကန်နေသူ့ရဲ့မမီအိမ်မှာစောင့်နေဖို့နဲ့သူလာခေါ်မိဖြစ်ကြောင်းမှားသွားပါတယ်ဒါကြောင့်တက်တက်လဲသူ့ရဲ့အိမ်သို့ပါသွားလေတော့တယ်ရေချိုးချင်ကြောင်ပြောတော့သူ့ရဲ့မမီကသူ့လူပြိုတုံးကနေခဲ့သောအခန်းသို့လွတ်ပေးလိုက်တော့တယ်အခန်းထဲဝင်လိုက်တော့ယောက်ျားလေးတစ်ယောက်အခန်းထဲမတူပဲတန်ရှင်းတက်ရက်နေပါတယ်တက်တက်လေးရေချိုးကန်းနဲ့တန်းဝင်ကရေချိုးပြလိုက်တော့တယ်။ရေမိုးကျူအောက်ထက်ဆင်းသွားတော့ထမင်းစားခိုင်းပြီးဝင်စားလိုက်ပါတယ်။စားနေတော့မှပဲသမီးနဲ့ပကံနဲ့ထည့်ပေးသည့်ဟင်းတွေကလည်းမနှဲမနော်ခဏနေတော့ခုံရှင်ပြန်ရောက်လာတယ်။ရောက်ချင်းမှုကိုခေါ်ကပြန်မဲလို့တော့တားကလည်းခုမှပြန်ရောက်တော့ချက်ချင်းသွားတော့မှလား။သမီးလေးလည်းခုပဲထမင်းစားပြီးတာ။မင်းရလေကွာဒီနေ့ကမင်္ဂလာဦးညာလေးကွာတားကလောမှာပေါ့။ဒါမှသူ့မိကလည်းတားတို့သွားမယ်ဆိုလေသွားတော့လေနားနဲ့နေပြီ။အဲလိုပြောတဲ့အတွက်တက်တက်မှာမျက်နှာထားစရာမရှိအောင်ရှက်နေရပါတယ်။ကားပေါ်လေးစကားမပြောပြကြပဲနေရမယ့်အိမ်သို့ရောက်ရှိသွားပါတော့တယ်။ပစ္စည်းတွေလည်းကျိုးပို့ထားတာမို့အကောင်ဆင်းတယ်။မနေ့ပြန်ကြာရင်ကိုထက်မာမီတို့အိမ်မှာကောင်မလေးရောက်လာမည်။ဒီနေ့တော့တအိမ်လုံးမှာသူနဲ့တက်တက်နှစ်ယောက်တည်းပေါ့။တက်တက်တခါမှမရောက်ဘူးသည့်နေရာမှာနေရတော့မည်ဆိုတော့နည်းနည်းကြောက်တယ်လို့ဖြစ်ကအိမ်ထဲကိုမဝင်ရဲဘူးဖြစ်နေတယ်။ဒါကိုသူကရိမ့်မိတယ်လို့တက်တက်ရဲ့လက်ကိုညင်သာစွာစောက်ကန်ပြီးခေါင်းငိတ်ပြပါတယ်။တက်တက်လေးနည်းနည်းကြောက်စိတ်ပြေသွားပြီးသူနောက်ကလိုက်ဝင်ခဲ့တာပေါ့။အပေါ်တက်ကနေရမယ့်အခန်းထဲရောက်တော့ကိုရီချိုးလိုက်အောင်မယ်။တက်တက်လေးဘာလို့ရမှန်းမသိတာကြောင့်ဆိုဖာပေါ်မှာလဲပြီးဖုန်းဖွင့်ပြီးလိုင်းသုံးနေလိုက်တယ်။ခဏကြာတော့တကားဖွင့်တန်ကြတော့ဖုန်းကိုချကအိတ်ထင်အောင်စောင်းနေလိုက်တယ်။ဂုံရှိန်ရေချိုးပြီးထွက်လာတော့သူမလေးကဆိုဖာပေါ်လဲကအိပ်ပျော်နေတဲ့အတွက်အနားသွားလိုက်တယ်။သူမလေးကိုပွေးချပြီးကရင်ပေါ်ညင်သားစွာချပေးပြီးဆောင်းကိုရင်ပန်နာထိဆွဲတင်ပြီးကပြန်လဲတော့ဆိုဖာပေါ်ကြံခဲ့တဲ့ဖုန်းကပွင့်လျက်သားမင်းလေးကအိတ်ချင်အောင်စောင်းနေတာပဲ။ဂုံရှိန်စိတ်ထဲကနေရေရွလိုက်ပြီးဆောင်းကိုရင်ဘက်စီဆွဲတင်ပေးလိုက်ပါတယ်။ကိုမင်းပေါ်ဖြစ်နေတဲ့ခံစားချက်တွေကိုအပြေရှာနိုင်တဲ့ဒီနေ့ကိုအကုန်ပြောပြမှာပါ။အချစ်တွေထပ်တူမကြခင်ဘလောက်ခံစားရလဲဆိုတာမမီကိုကြည့်ရင်ကိုသိခဲ့ရတယ်။ပြီးတော့မပြီးပြတ်သေးတဲ့အလုပ်တွေထိုင်လုပ်နေလိုက်ပါတယ်။သူမလေးကတော့ကတင်ပေါ်တွင်အပူပင်ကင်းစွာအိမ်မောကြနေလျက်မနက်တက်နိုးလာတော့ဂုံရှင်ကအေးချိုးပြီးစုတောင်ဝင်နေပြီးမှန်ကြည့်ပြီးနက်တိုင်ကိုနေရာတကျချားနေရင်ကနေမူးနိုးပြီလား9နာရီထိုးပြီပဲတက်အိပ်ပျော်သွားတယ်ကိုထက်ကလည်းနှိုးလိုက်တာမဟုတ်ဘူးတက်ဘာကူပေးရမလဲဟင်မလူပါဘူးကိုကလုံနေကြပါမျက်နှာတက်လိုက်လေဘရိတ်ဘက်စားဖို့စောင့်နေတယ်ဘာမှမလုပ်ရသေးဘူးလေကိုပြင်ဆင်ထားပါတယ်ကွာတက်အော်ဟူတာရေချိုကရေချိုကန်နဲ့ဝင်သွားလိုက်ပါတယ်မျက်နှာတဲ့ရေတခါလေးချိုးလိုက်ကအောက်ဆင်းသွားတော့သူ့ထမင်းဝိုင်းတွင်ထိုင်ကဖုန်းကြည့်ရင်စောင့်နေတယ်ပြီးပြီလားထိုင်လေကော်ဖီထည့်ပြီးတက်ရှိချပေးကပေါင်မောင်းကိုလည်းရိုးတောက်ကပေးပါတယ်ခုတော့ဒါလေးပဲစားလိုက်အောင်တော့ခဏနေရင်မမီပို့လိုက်တဲ့ကောင်မလေးရောက်လာမှသူထမင်းချက်လိုက်မယ်ရပါတယ်တက်ကတော့အိပ်ပျော်သွားလို့အားနာနေတာရပါတယ်ဗျာစားတော့ပြီးတော့ဆေးရုံသွားမှာမလားကိုဝင်ပို့ခဲ့မယ်လေလမ်းတဲ့နေတာပဲကိုတက်ဆောင်နေရအောင်မယ်တက်ကနေနေကြအောင်ပါရပါတယ်ပြောနေတော့မှပဲဖုန်းဝင်လာကအေးပြောဘာငါခုထွက်လာပြီမူအရေးကြီးလို့ကိုသွားရတော့မယ်ရပါတယ်ကားပြူးဆိုင်မအောင်တော့မပြေးရုံတမဲခြေလန်းကျဲကြီးများဖြင့်ရှောက်သွားပြီးကားပေါ်တက်ကမောင်းထွက်သွားပါတော့တယ်အလောက်တက်သေးတယ်ပေါ့ငါခွင့်ယူမယ်ထင်နေတာဘာလို့ယူရမှာလဲဟာမင်္ဂလာဦးညမှာပြောခဲ့ရလားအတွေ့အကြုံလေးတွေရှင်းပါအောင်ဖူးဘာတွေပြောနေတာလဲရှက်တယ်ပေါ့ဘလူတွေဖြစ်နေတာလဲငါသွားတော့မယ်ဖူးရှိရထွက်လာတော့ဖုံးခန်းနဲ့တိုးတယ်အော်တက်လာတယ်ပေါ့လေနေရရောမနေရဘာလို့ထွက်သွားတာလဲအရေးပေါ်ပါဆိုဘာမှမစားခဲ့ဘူးဒါဆိုဒီနေ့ကျွေးလေးဘရိတ်ဘက်မစားရသေးဘူး9နာရီထိုးတော့မယ်အခုထိဘာမှမစားရသေးဘူးလားနေရလေ10နာရီခွဲခါစားပဲရှိပါသေးတယ်ဘာပဲဖြစ်ဖြစ်ပေါ့ဆရာဝန်လုပ်နေပြီးတော့အစားပုံမှန်မစားဘူးနေရငါ့ကိုစိတ်ပူတယ်ပေါ့ငါရဲ့တငယ်ချင်းကိုငါမပူလို့ဘသူကငါပူပေးနေမှလဲအေးပါအဲ့ဒါကြောင့်သွားမယ်လို့သွားမယ်လေဖူးရောခေါ်မနေနဲ့တော့ငါဒီမှာဘိုက်စားလာပြီအခုကျတော့လေချက်ချင်းတက်ခေါ်တန်ကြားလို့လဲကြည့်လိုက်တော့နင်ကားပါမလာဘူးလားမပါဘူးကားအိမ်မှာပဲရှိသေးတာမယူရသေးဘူးနင်ယောက်ျားလိုက်မပို့ဘူးလားပို့မလို့ပဲအရေးကြီးလို့အရင်သွားလိုက်ရတယ်တက်စီကိုမလိုတော့ဘူးလို့ပြောပြီးတော့ငါလိုက်ပို့မယ်ရပါတယ်ငါအဆင်ပြေတယ်လမ်းလေးတင်တာမဟုတ်ဘူးငါအဲ့ဒီမှာကိစ္စလေးရှိလို့သွားရမှာမလို့တခါလေးပို့ခဲ့မယ်လို့အော်အဲ့လိုလားပြီးရောလေကဲရောက်ပါပြီ
အိမ်ထဲဝင်ထိုင်အောင်လေတော်ပါပြီနေ့ယောက်ျားပြန်ရောက်နေပြီနဲ့တူတယ်ဖုန်ခန့်ပြောရေးကြည့်လိုက်တော့ပေါ်တီကိုအောက်တွင်သူ့ရဲ့ကားကိုတွေ့ရပါတယ်တက်တက်ဆန်းလိုက်တော့ဖုန်ခန့်ကကားလေးကနေသွားပြီးဆိုပြီးလက်ပြတော့တက်တက်ကလည်းလက်ပြလိုက်ပါတယ်တက်တက်မမြင်လိုက်တာကအပေါ်တက်ပတင်းပေါက်ကနေကျင်းနေတော့သူ့ကိုဖြစ်တယ်အိမ်ထဲဝင်လိုက်တော့ကောင်မလေးတယောက်ထွက်လာပြီးပြန်ရောက်ပြီလားမမလေးမီလုံးကအကူလေးအိမ်မှာအလုံးလုံးနေရကြပါပြီအခုမမေကြီးကအသေးဆိုရင်အစိမ့်မပြေမှာဆိုလို့ဆိုပြီးမီလုံးကိုပို့ပေးလိုက်တာပါအော်တက်တက်ကတက်မှုပကြီးပါသိပါရဲ့ရှင်လက်ထက်ပွဲတော့အမြင်ဘူးပါတယ်ဒါဆိုလဲတက်ရီချူပြီးမှဆင်းခဲ့မယ်နော်ဟုတ်မမလေးကိုထက်ပြန်ရောက်တာကြားပြီလားမနေ့ကကိစ္စရောအဆင်ပြေသွားပြီလားဘာမှမပြောပဲရေချိုးခန်းနဲ့ဝင်သွားတဲ့သူ့ကိုကြည့်ပြီးတက်တက်တယောက်နားမလည်နိုင်စွာတက်ပြင်းချလိုက်မိပါတယ်မင်းနဲ့သူနဲ့ကဘာတွေလဲတက်မှုပကြီးလက်ထပ်ပွဲတော့ကအဲ့ဒီဆရာဝန်ဆိုတဲ့ကောင်ဘာချိုးချူတာလဲငါးတောင်သူ့ကိုစမိတ်ဆက်ပြီးစကားပြောသေးတယ်သူကငါ့ကိုယူမဆိုင်ပဲမူးကိုပဲနှုတ်ဆက်ပြီးထားထွက်သွားတယ်မွေမွေချင်းချင်းမြင်နေကွာမင်းရဲ့မျက်လုံးမှာမူးကိုကြိုက်တဲ့အရေးကြောင်တွေငါတွေ့နေရတယ်အရှင်ကအပြူဆိုပေမဲ့အခုကငါလည်းလက်ထပ်ထားတယ်ငါမိမငါရှိမှများပိုင်စိုးပိုင်နဲ့ခေါ်ချလိုက်တာတက်တက်တဲ့ဂုံရှင်တယောက်ရေပန်းအောင်အတွေးများနေရင်ကနေဒေါသထွက်လာပြီးရေချိုးကန်းနေရန်ကိုလက်သေးနဲ့ဇက်တိုက်ထိုးနေလိုက်တော့တယ်ကိုထက်ဘာဖြစ်တာလဲရင်ရေချိုးကန်းနဲ့ကြာနေပြီနော်ဘာမှမဖြစ်ဘူးအခုလောလောဆယ်ငါတယောက်တည်းနေချင်တယ်ဒါဆိုတက်တက်အောက်ဆင်းသွားလိုက်တော့မယ်နော်ကိုထက်ရေချာကြီးချိုးမနေနဲ့အောင်အေးပတ်နေမယ်ပြောပြီးအောက်ထက်ကိုဇန်းလာခဲ့လိုက်တော့တယ်အဲ့ဒီတက်တက်လို့ပြောတာကိုမုန်းတာအခုမှမင်းပေါ်ငါရဲ့ခံစားချက်တွေသိကြတာမင်းကွာလုံးရက်တယ်မင်းညကလေမင်းအိပ်ပျော်သွားလို့မသိတာအဲ့ဒီကောင်မင်းကိုဖုန်းလေးဆက်နေတာကွာဘယ်နဲ့သူများမင်္ဂလာဦးညာနှောက်ရက်တဲ့ကောင်မင်းနဲ့သူနဲ့ကြိုက်နေကြရဲဆိုလဲငါ့ကိုပြောပြပြီးလက်ထက်မယ်ပြောတော့ငင်းခဲ့မှာပေါ့အခုတော့ကွာငါဘွားဘလူးဘွားမျိုးရောက်နေပြီလေမနေ့ကလိုက်မပို့လိုက်ရလို့ညနေအလုပ်တွေကိုဖြစ်ပြီးမင်းစီလာခဲ့တာမင်းကအဲ့ဒီကောင်နဲ့ရီရီမောမောကားပေါ်တက်သွားတာအိမ်ရှိရောက်တာတောင်မတွေးတော့ဘူးကုန်းရှိန်တဲ့မင်းတော်တော့ရေချိုးကန်ရထွက်ပြီးအပြင်ထွက်မလို့လုပ်ပြီးမဲ့ညနေစောစောပြန်ဖို့အတွက်အိမ်ကိုတင်လာတဲ့အလုပ်တွေရှိသေးတာမလို့အိယာဘောထိုင်ကလုံနေလိုက်ပါတယ်။ထမင်းလေးစင်းမစားပဲအလုပ်လုပ်နေလိုက်တာအိတ်ချင်လာသေးတိုင်အောင်သူမကအပေါ်တက်မလာသေးဂုံရှင်လေး laptop ကိုပိတ်ပြီးဘေးကခုံပေါ်တင်လိုက်ကအိတ်လိုက်တော့တယ်။တက်တက်တယောက်ထမင်းစားပြီးအပေါ်တက်မသွားသေးပဲအိမ်ရှိကန်းရှိစူပါပေါ်မှာပဲထိုင်နေမိပါတယ်။မီလုံးကြည့်နေတဲ့ဇလန်တွေကိုထိုင်သာကြည့်နေတာဘာတွေပါသွားမှမသိလိုက်ပြီးတော့မီလုံးကမမလေးအပေါ်မတက်သေးဘူးလား။အော်မအိတ်ချင်သေးလို့လေ။ဟိုအကိုလေးကညနေစာဆင်းမစားသေးဘူးနော်။အလုပ်တွေရှုံနေလို့လေသူကခဏနေသွားအိတ်တော့မှာပါ။မိလုံးအိတ်ချင်သွားအိတ်လေ။မမလေးကိုအဖော်လုပ်ပေးမယ်လေ။ရပါတယ်။ဒါနဲ့မမလေးလို့မခေါ်ပါနဲ့လိုက်။ကြားရတာတမျိုးလေးပဲ။မမေကြီးကခေါ်ခိုင်းတာလေ။အကိုလေးကိုလည်းအရှင်ကလေးကအဲ့လိုခေါ်နေကြမို့။အင်းမသွားအိတ်တော့လေမနေ့ပြန်လူနာ case အတွက်နည်းနည်းကြည့်အောင်မလို့။ဟုတ်မမလေးတိတ်နောက်ကြတဲ့ထင်မနေနဲ့နော်။အကိုလေးနဲ့မမလေးရန်ဖြစ်ထားကြသလားမသိဘူးတအိမ်ထဲမှာနေပြီးတယောက်ကအပေါ်တက်ကမစင်တယောက်ကအပေါ်ကိုမတက်မြန်မြန်အစင်ပြေသွားကြရင်ကောင်းပါပဲမနေ့ကပဲလက်ထက်ကြတာကိုအကိုလေးကအလုပ်ပဲလုပ်နေတာလားတက်တက်တယောက်စူဖာပေါ်မိကနေအိပ်ပျော်သွားပြီးအိမ်မက်မက်ကလန့်လို့လာပါတယ်ကိုထက်အဲလိုရေရုပ်ကအပေါ်တက်သွားတော့အိပ်ရပေါ်ညီးနေတော့ကိုထက်ရဲ့နဖူးလေးကိုစမ်းကြည့်လိုက်တော့ဦးဖျားနေရလားချမ်းနေခဏတော့စောင့်ယူပေးမယ်ဘီယိုထဲမှာဆောင်တထဲယူကတင်ပေးလိုက်ပြီးရေစလုံးနဲ့ပဝါယူကရေဘက်တိုက်ပေးနေတယ်။သူအဖျားကျသွားမှတက်တက်လေးဂရင်ဘော်ကောင်းလေးတင်ကအိပ်ပျော်သွားတော့တယ်။ဂုံရှိန်အိယာကနိုးလာတော့နဖူးဘော်ကခန်းစားမှုကြောင့်လက်နဲ့ဆန်လိုက်တော့ပဝါလေးတစ်ထည်လက်ထဲပါလာပါတယ်။ဘေးကိုကြည့်လိုက်တော့တက်တက်တယောက်ဂရင်အနာစောမှခေါင်းလေးတင်ကအိမ်မောကျနေတယ်။ဟင်ငါမနေ့ကဖျားနေတာလား။ဒါဆိုမှုကငါ့ကိုတညာလုံးပြုစုနေခဲ့တာပေါ့။အတွေးတွေနဲ့တူထထိုင်လိုက်ပြီးပီတီဖြစ်နေကသူမရဲ့မျက်နှာလေးပေါ်ဝဲကျနေတဲ့ဆန်တွေကိုတက်တင်ပေးလိုက်ပါတယ်။မင်းကအိတ်နေတာတောင်လှနေတော့မယ်မှုရဲ့။ထိုစဉ်မှုရဲ့ကိုလေးကလှုပ်လှုပ်ရှားရှားဖြစ်လာကမျက်လုံးလေးများလေးပွင့်လာပါတယ်။ဟင်ကိုထက်နိုးနေပြီလား။အပြားတော့ကျသွားပြီထင်တယ်။ကျသွားပါပြီ။ဒါဆိုကိုထက်မျက်နှာတက်လိုက်အောင်တက်တက်ကိုထက်အတွက်ဆန်ပြုတ်လေးသွားပြုတ်လိုက်အောင်မယ်။ပြီးရင်ဆေးတောင်းရမယ်နော်။သူမထားရက်လိုက်ကလဲထွက်တော့ခဏသူမလည်းမကြည့်ခင်မှာဂုံရှိန်သူမရဲ့လက်ကလေးကိုစောင့်ဆွဲလိုက်တော့ကိုလုံးလေးကဂုံရှိန်ရဲ့ရင်ခွင်ပေါ်ကျလာတော့တယ်။ဂုံရှိန်လည်းသူမရဲ့ကိုလေးကိုဖက်ကအိယာပေါ်လဲချလိုက်ပါတယ်။အိုးကိုထက်ဒီတိုင်းလေးပဲခဏနေရအောင်။စေးတော့ဖို့က
ဒီလိုနေစေးတော့ဆရာမလိုတော့ဘူးပေါ့တက်တက်လည်းသူပြောတာကိုဘာမှပြန်မပြောတော့ပဲသူ့ရဲ့ရင်ခွင်နဲ့ငြိမ်ငြိမ်လေးနေလိုက်ပါတယ်မင်းညာကပင်ပန်းထားတာတွေကြောင့်လားမသိနှွေးထွေးသောကိုထက်၏ရင်ခွင်ထဲတွင်သူမနှိမ့်နှိမ့်ချိုက်ချိုက်ပြန်လဲအိပ်ပျော်သွားပါတော့တယ်ဂုံရှိန်ကတော့အိပ်မပျော်ပဲအတွေးများနေတယ်မူကိုမှုကိုဆုံးရှုံးမခံနိုင်ဘူးမင်းနဲ့ဖုန်ခန့်ကကိုထက်အရင်တွေးတာဆိုတော့ကိုနောက်ကျတာကိုလက်ခံပါတယ်ဒါပေမဲ့လေကံကြမ္မာကြောင့်လားကိုတို့နီးစပ်ခဲ့ကြတယ်နီးစပ်တယ်လို့ပြောရအောင်လေချစ်သူတွေမဟုတ်ကြပြန်ဘူးလက်ထပ်ပြီးလို့ဇနီးမောင်နဲ့ဖြစ်နေပေမဲ့တကရင်တဲ့အတူအိတ်နေပေမဲ့ကိုမင်းကိုလက်ဖြားနဲ့တောင်မထိခဲ့ပါဘူးကိုမင်းကိုတန်ဖိုးထားတယ်ကိုရဲ့အချစ်တွေကိုမင်းစီတနေ့ဝန်ခံမယ်လို့စိတ်ကူးထားပါတယ်ဒါပေမဲ့လေမင်းပြန်မချစ်မှာကိုကြောက်တာလားဘယ်ရာကိုကြောက်မှမသိကိုကြောက်နေမိတယ်တပတ်ခန့်ကြာတော့ဂုံရှိန်နဲ့တက်တက်တို့ကတော့ပုံမှန်အတိုင်းမနှက်ဆိုဈေးရုံလိုက်ဖို့ကုမ္ပဏီကိုသွားအပြန်ဝင်ခေါ်စသဖြင့်လဲပတ်နေတော့တယ်ဒီနေ့သူရင်ကိုတွေးဖို့ချိန်တဲ့အတွက်မှုကိုအိမ်ထိလိုက်ပို့ပြီးမှပြန်ထွက်လာခဲ့ပါတယ်အရင်တစ်ပတ်ဖုန်းခန့်သူမကိုလိုက်ပို့သည့်နေရာစားလို့ဂုံရှိန်တယောက်ဘလောက်ပဲအလုံးများများသူမကိုကြိုးပိုးမပြတ်စီးကိုမလို့တာတော်သေးတယ်သူမကားဟာလည်းအိမ်ပြီးကိုတောင်ထဲမှာအိတ်ဆက်နေလျက်ဟဲ့အောင်ဂုံရှိန်မင်းရကွာမင်္ဂလာဆောင်တော့ကပဲမြင်လိုက်ရတယ်မိမရပြီးဘောကိုမလာတော့ဘူးအလုပ်တွေရှိသေးတယ်လေမင်းလိုအားနေတာမှမဟုတ်တာဟာအေးပါကွာစီးကိုကြီးဆိုတော့ဒါပေါ့ဆိုတော့မိမယူလိုက်တဲ့ feeling ကဘယ်လိုမျိုးလဲပြောပါအောင်အင်းလေမင်းကနှစ်ချို FA ဆိုတော့မိမရတဲ့ feeling မပြောနဲ့ရီးစားထားတဲ့ feeling တောင်သိမှာမဟုတ်ဘူးအေးပါမင်းရပြီဆိုတော့ပြောရရှိတာပေါ့ဘာများအရေးတကြီးပြောမလို့လဲပြောစရာမရှိလဲပြန်တော့မယ်ဟဲ့ကောင်မိမစီပဲပြန်ချင်းမနေနဲ့ FA ဖြစ်နေတဲ့မင်းရဲ့တငယ်ချင်းငါ့ကိုလည်းအချိန်ပေးပါအောင်ကွာဟာဘာကိစ္စမင်းကိုအချိန်ပေးရမှာလဲဂုံရှိန်တန်မင်းကမိမရတော့ကောင်းတူဆိုပဲတငယ်ချင်းကိုမေ့ပြီပေါ့ဟဲ့အောင်သူရိမင်းမူးနေတာလားကွာမမူးသေးဘူးကွာမူးအောင်တောက်မှာဟာဟဲ့အောင်ဒီအသက်ရွယ်ရောက်မှအသေးတွေပါလိမ့်မယ်ကွဲနေရလားတငယ်ချင်းတွေမတွေ့တာကြပြီစကားလေးပါလေးပြောမယ်မရှိဘူးအေးပါကွာမပြန်သေးပါဘူးခုနှစ်နိုင်မထိုးခင်တော့ပြန်ပါဒီခွေးတငယ်ချင်းတွေအောင်တောက်နေရင်ဂုံရှင်တယောက်မူးနေပြီဖြစ်တယ်သူရိန်ကဂုံရှင်ရဲ့ငယ်တငယ်ချင်းမို့ဂုံရှင်ဝင်လာကလေးကတခုဖြစ်နေတာကိုရိမ့်မိလိုက်ပါတယ်သူမူးရင်အကုန်ရင်ဖွင့်တော့မှကိုသိနေသေးလေဂုံရှိန်ကလည်းမူးရင်ရင်ဖွင့်တာသူရိန်ကိုမှပါတခြားသူဆိုရင်တော့ရောင်လို့ပင်မပြောလောက်အောင်ပင်မြို့သိပ်နိုင်လုံးပါတယ်ဂုံရှိန်လည်းမူးလာပြီးဖြစ်ကရင်ထဲခန်းစားရသမျှဖွင့်ပြောမိတော့တယ်မူးအားဖုံးခန်းတဲ့တဝင်းဒိုလာတွေရောမူးကိုဘလို့ဖွင့်ပြောရမလဲဆိုတာရောမူးကလက်မခံရင်ဘလို့လုပ်မလဲဆိုတာတွေရောမူးနဲ့မသက်ဆိုင်တာတခုမှမပါခုနကသူရိန်အား FA ကိုပြောနေတာသူမဟုတ်သည့်အတိုင်းဟဲ့အောင်ဂုံရှိန်တန်လင်မယားပဲဖြစ်နေပြီဘဝမင်းကိုမကြိုင်လက်ထပ်ပါမလားဘယ်နဲ့မိဘတွေအတင်းစီစဉ်လို့လက်ထပ်ရတာလည်းမဟုတ်ဟိုတယောက်ကလည်းဈေးကြောင်းကလေးကတငယ်ချင်းတွေဆိုတော့ခင်ကြမှာပေါ့သူနဲ့သာကြိုင်မဲဆိုမင်းနဲ့မတွေ့ခင်ကလေးကချစ်သူတွေဖြစ်နေလာပြီးဖွင့်ပြောလိုက်စမ်းပါကွာမင်းကစီးပွားရေးမှာတော်တလောက်အချီရေးကြတော့ငါလို FA လောက်မဖြစ်ပါလားကွာဂုံရှိန်ကတော့ငိုင်းတွေကသူရိန်ရဲ့ပြောစကားတွေကိုခြေပရမှန်းလိုက်မသိမူးအောင်တောက်မဲဟုပြောသူမှသူရိန်ဖြစ်ပြီးတကယ်မူးသွားသူကဂုံရှိန်တက်တက်တယောက်ကိုထက်ညနေပြန်ထွက်သွားတာညတီပြန်မရောက်သေးတဲ့အတွက်အိတ်ခမ်းနဲ့ထိုင်ဆောင်နေစဉ်ကားဟွန်တီးတန်ကြောင်အပြေးတစ်ပိုင်းထွက်ကခြံတကားဖွင့်ပေးလိုက်တော့ကားတီခြံထဲထိမောင်းဝင်လာခဲ့ပါတယ်ကားတီကိုထက်ကမဟုတ်သည့်အပြင်ဇင်းလာသူမှလည်းကိုထက်မဟုတ်ပြန်ဒီလူကိုမြင်မှုတလို့ပဲဟုကြည့်နေရကနေသူကဟိုဘက်ကားတကားကိုဖွင့်ကကိုထက်ကိုတွဲခေါ်လာပါတယ်ဒီတော့မှတက်တက်လေးသူနဲ့တယောက်တစ်ဖက်တွဲကအိတ်ခမ်းစုဖာပေါ်ချလိုက်တော့ဂုံရှိန်ကအိပ်ပျော်နေပြီညီမအကိုကိုမှတ်မိတယ်မလားဟုတ်ကဲ့ကိုထက်ရဲ့တငယ်ချင်းကိုနေသူရင်းဆိုတာဟုတ်ပါတယ်ဂုံရှင်ကအကိုနဲ့တူတောင်းရင်မူးသွားတာဘလို့ဖြစ်မှန်းမသိဘူးပုံမှန်ဆိုဒီလောက်မမူးတတ်တာကိုရပါတယ်သူနိုးလာတဲ့ချိန်အဆင်ပြေအောင်လုပ်ပေးလိုက်ပါမယ်ဒါဆိုအကိုပြန်မယ်နော်သူရိမ်မပြန်ခင်ဂုံရှင်ကအဆင်ပြေပါစေဆိုတဲ့သဘောတစ်ချက်လမ်းကြည့်ပြီးဒါနဲ့ဒီကောက်ရဲ့ကအကိုဆိုင်မှာကျန်ခဲ့တာအော်ဟုတ်ကဲ့ကိုနေသူရိမ်ပြန်သွားတော့တက်တက်လည်းသူ့ရဲ့ကိုကြီးရောမကအပေါ်တဲ့အိတ်ခမ်းစီဘလို့ခေါ်သွားရမလဲစဉ်းစားရခံနေပါတယ်ထိုစဉ်မိလုံးကတရီးနိုးရေးထတောက်ရဟာမမလေးအကိုလေးကမူးပြီးတော့ပြန်ရောက်လာတာလားဟုတ်တယ်နည်းနည်းတောက်လာတာထင်တယ်ဘသူလိုက်ပို့တာလဲရင်သူ့ဘာသာသူပြန်လာတာလားမဟုတ်ပါဘူးအခုပဲသူ့ရဲ့တငယ်ချင်းလာပို့သွားတာကိုနေသူရိန်ထင်တယ်ဟုတ်တယ်မိလုံးကသိတယ်ပေါ့သိရလေမမလေးရဲ့သူကအကိုလေးစီလာနေကြဆိုတော့အော်သူတို့ကဟိုးရင်ကလေးကတငယ်ချင်းတွေလေသူတို့နှစ်ယောက်ဂုံရှိန်ရဲ့ကိုကိုတွဲကအခန်းထဲရောက်တော့ကဲမီလောညင်းနေနေပြီသွားရတော့နော်ဟုတ်မမလေး
မီလုံအောက်ထပ်ဆင်းသွားတော့သူမလေးသူ့ကိုအင်ကြီးလဲပေးရမလားတွေကဘီယိုရှိရက်နေတော့သူကထားလာပြီးနောက်ကနေတိုင်းဖက်လိုက်တော့တက်တက်ရဲကိုလေးစက်ကနေတုံးကလန့်သွားပါတော့တယ်။မှုဟင်သူရီဝေတဲ့အတန်နဲ့ခေါ်ပြီးကိုမှုကိုဆုံးရှုံးမခံနိုင်ဘူးကွာကိုမင်းနဲ့ဖုံးခန့်ကိုတွေ့ရင်မခံစားနိုင်ဘူးတဝင်တူတယ်ပြောရင်သူမရဲ့ကိုလေးကိုသူ့ဘက်ဆွဲလိုက်ကဘီယိုကိုပိတ်လိုက်ပြီးနေရန်ကိုကတ်စေကသူကလက်နှစ်ဖက်ကိုထောက်ထားလိုက်တယ်ပြီးတော့သူမရဲ့မေးစစ်လေးကိုကင်ကမျက်နှာကိုမောစေပြီးရီဝေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်ပြောလာပါတယ်ကိုမင်းကိုချစ်တယ်စားတွေ့ကြတဲ့ဟာချစ်ခဲ့တာအဲ့ဒီတော့ကကိုကူကိုတတိမထားခင်မိပေမဲ့အခုတော့တေချာသွားပြီမင်းရောကိုကိုချစ်တယ်မလားချစ်လာမမေးပဲချစ်တယ်မလားဆိုတာကနည်းနည်းအဆင့်ကျော်နေပြီထင်တယ်ဟုတ်တာပဲ sorry ကိုလောသွားတယ်ဒါဆိုတက်တက်ပုံးဝင်လင်းပြောမယ် no တက်တက်လို့မပြောနဲ့ကွာဟိုကတက်တက်ခေါ်ပြီးတော့မင်းကလေတက်တက်လို့ပြောတော့ကြားရတာအဆင်ပြေမနေဘူးလို့တက်တက်ဆိုတာအိမ်ခေါ်နာမည်ပါဆိုသူတို့ကတငယ်ချင်းတွေဆိုတော့လိုက်ခေါ်တာမူးလို့ခေါ်တာတော့အရှင်မဲရှိတယ်သိရလားသိတာပေါ့ဗျာအဲ့တော့တက်တက်ကဂုံရှိန်သူမရဲ့နှကန်းလေးကိုလက်ညှိုးလေးဖြင့်ကန့်လန့်ဖြတ်တင်လိုက်ပြီးတက်တက်မဟုတ်ဘူးလေကွာအင်းမမှုပေါ့ခုနစကားအဖြေပေးရတော့မှလားမပေးရဘူးလားမကြားချင်ဘူးချက်မမဟုတ်ရပါဘူးဗျာပြောလေကွာဒီကလေရှင့်ကိုချစ်နေတာဆိုရုံမလားဟာရုံတာပေါ့ကွာဘယ်ကလေးကလဲပြောရမယ်ဆိုအမှုသမားလက်ထက်ကကဲပေးတော့ထင်တာပါပဲဟာမင်းတီလားအဲ့ဒီမနေ့ကလေးကကိုမင်းနဲ့ဖောင်းကန်ကိုတွေ့ပြီးဒေါသတွေထွက်နေတာပြန်လာတဲ့ချိန်အခုလိုအခြေအနေတွေတွေ့တော့ဒေါသတွေကသူ့ပုံရောက်သွားတယ်ဆိုပါတော့ဒါပေါ့မိတ်ဆက်မလို့လောက်နေတာကိုပိုတယောက်ရောက်လာတော့လှည့်တောင်မကြည့်ခဲ့ဘူးနော်အဲ့ဒီတော့က operation ရှိလို့ပါနော်ဟုတ်ပါပြီဗျာအချစ်တွေကိုဖွင့်ရလိုက်တော့ပေါ်ပါသွားတယ်လို့ပဲဒါဆိုကိုတို့ဒီညောင်မင်္ဂလာဥညပြဖန်တီးလိုက်ရအောင်အိုးသူကမှုကိုကလေးမော့လဲချလိုက်ပြီးသူပါအုံမိုးလာကချစ်တယ်ကလေးရဲ့မနက်ကင်းကြီးအလင်းရောင်သည်မှန်ပတင်းပေါက်မှတဆင်အခန်းထဲသို့ဝင်ရောက်လာနေပြီချင်းရသူကအရင်ခွင်ထဲထက်ကနိုးထရသည့်မနက်ခင်းကလှပလွန်လာပါတယ်ဂုံရှိန်တယောက်မျက်လုံးပွင့်ဖွင့်ခြင်းမြင်လိုက်ရတဲ့မျက်နှာလေးကြောင့်ပြုံးမိသွားရတယ်သူမလေးကတော့မင်းညာကအတော်ပင်ပန်းသွားရရှိတယ်နေတိုင်းစောစောထားတတ်တဲ့သူ့ရဲ့မိန်းကလေးက၈နာရီထိုးတာတောင်မနိုးသေးဂုံရှိန်တစိမ့်စိမ့်ကြည့်နေရင်သူမလေးကလှုပ်ရှားလာတာမို့ကမန်းကတန်မျက်လုံးမှိတ်ကအိတ်ချင်အောင်စောင်းနေလိုက်တယ်တတန်အိယာကနိုးလာတော့နှွေးထွေးသောရင်ခွင်တစ်ခုတည်းအတွက်ရောက်နေသည်ဘသူဖြစ်နိုင်အောင်မလဲတသက်ကိုမီးဘေးကနေကဲပေးခဲ့တဲ့ကဲတင်ရှင်ကြီးပေါ့သူ့ကြောင့်ပဲအခုချိန်ထိအသက်ရှင်နေတာလေအခုချိန်မှာသူနဲ့လက်ထပ်ပေးပြီးလဲဖြစ်တာကြောင့်သူ့ပေါ်မယောင်းဝတ္တရားကြေပွန်စွာနေထိုင်သွားဖို့စောင့်ဖြတ်ထားပါတယ်သူကလည်းချစ်ကြောင်ဝန်ခံပြီးပြီဖြစ်တာကြောင့်အခုအစားပြီးတသက်တို့ဘဝမှာပန်းခင်းလန်းပဲကြံတော့တယ်ထင်ပါရဲ့တသက်သူ့ရဲ့ရင်ခွင်ထဲကမောကြည့်လိုက်တော့သူ့ရဲ့မျက်နှာချောချောကိုတွေ့ရတယ်တတိမထားမိလိုက်ပါပဲလက်ကသူ့မျက်နှာပေါ်ရောက်သွားပြီးလက်ညှိုးလေးနဲ့သူ့ရဲ့အနာရန်ထိန်လေးကိုတူထိကစားနေလိုက်တယ်ဟမ်ကို့ငေးလို့ပါပြီလားကလေးမျက်လုံးမဖွင့်ပဲမေးလိုက်တာကြောင့်တသက်တယောက်တခိုးလူမိတယ်လို့ရှက်ကိုရှက်ကန်လေးဖြစ်သွားရပါတယ်ကိုထက်ဘယ်ကလေးကနိုးနေတာလဲပြောမင်းလေးမနိုးခင်ကလေးကလေဒါနဲ့မင်းညတော်တော်ပင်ပန်းသွားလားအာကိုထက်ကလေဘာတွေပြောနေရလဲဟမ်ရှစ်နေတာပေါ့သူပြောမှတသက်တတိထားမိသွားတာကသူ့ရဲ့အပေါ်ပိုင်းကဘာဝေစားမှမရှိပဲတသက်ရဲ့ကိုယ်ပေါ်တွင်ကသူ့ရဲ့အဖြူရောင်ရှစ်အင်ကြီးတစ်ထဲသာရှိတယ်မင်းညခေါ်တာမေးလိုက်ပြီပေါ့ဘာလို့လဲဟင်မင်းညကမင်းကိုဘယ်လိုခေါ်တာလဲလို့ကိုထက်လိုပဲခေါ်တာလေမဟုတ်ပါဘူးကွာဘာလဲမိကျင်အောင်ဆောင်နေပေါ့တသက်မင်းညပုံရိပ်တွေကိုအတွေးရောက်သွားကမျက်နှာလေးကအရဲတုတ်ကရှက်သွားရပါတယ်ကိုကြည့်ပါအောင်ကွာကိုမနေ့ကလို့ထပ်ခေါ်ပေးပါအောင်လို့ကိုမကြားရဘူးကိုတကယ်မကြားတာနောက်တစ်ခေါက်လောက်တော်ပြီမခေါ်တော့ဘူးကိုကြားစင်လို့ပါဆိုကိုလို့နောက်ကိုအမြဲတမ်းအဲ့လိုခေါ်နော်ကိုဗျာနောက်ကိုမှုခေါ်ရင်အဲ့လိုပဲထူဘာဖြစ်လို့လဲကိုကဗျာလို့ထူတာလေးကိုကြွေလို့ဟာအတက်ကလေးကိုတော့ယူတော့မှာပဲကွာအခုလိုချုံမြင်နေတဲ့ချစ်ချင်းတွေကြားကိုကျန်းတဲ့မောင်တိုင်းကြီးဝင်လာမယ်လို့ဘသူထင်လိုက်မလဲမောင်တိုင်းမလာခင်လေးပြေလာစမြဲဆိုတော့ boss အေးပိုင်ဖြူမင်းသွားရတော့မှာပေါ့ဟုတ်ကဲ့ boss ဂယူးဆိုင်သွားကွာငါရဲ့ secretary နေရာကိုယာယီပဲထားမှာမင်းပြန်လာမှာကိုစောင့်နေတယ်ကျေးဇူးတင်ပါတယ် boss ကျွန်တော်ဒီနေ့ပြန်လာခဲ့ပါမယ်အေးတော်
ဒီနေ့ပိုင်ပြူအလုပ်ထွက်တဲ့နေ့ဖြစ်တယ်။နေမရှိတဲ့သူ့မိကကင်ဆာရောဂါဖြစ်ပြီးအချိန်3လခန့်သာကြာပြီဖြစ်တယ်။သူ့မိကဒီကြံနေတဲ့ချိန်လေးကိုသားနဲ့ပျော်ရွှင်ရွှင်ဖြတ်တန်းကျင်နေဆိုတာကြောင့်အလုပ်ထွက်ကအမေနဲ့ပြန်သွားနေတော့မှဖြစ်တယ်။အမေရဲ့နောက်ဆုံးအချိန်မှာကိုယ်တိုင်ပြုစုပေးခြင်းနဲ့ဆိုတာကြောင့်ဂုံရှိန်လည်းခွင့်ပြုပေးလိုက်ပါတယ်။ဂုံရှိန်တယောက်စကက်ထရီအသစ်ရှာရတော့မည်။ထိုအချိန်တွင် Travel Company တစ်ခုဖြစ်တဲ့ Royal Company ၏ CEO ဦးထွန်းရှိန်သည်နိုင်ငံသားမှပြန်ရောက်တာမကြသေးသည့်သမီးဖြစ်သူဟာဂုံရှိန်ရဲ့ကုမ္ပဏီတွင်အလုပ်ဝင်လုပ်စေပြီးတင်ယူခိုင်းမည်ဟုဆိုလာပါသည်။တင်ယူမဲဆိုတော့အချိန်တန်သူ့ဖေကုမ္ပဏီပြန်သွားမှာပဲလေ။ပိုင်ပြူးကလည်း2လ3လလောက်ပဲဆိုတော့လစ်လက်နေသော Secretary နေရာတွင်ပေးလုပ်လိုက်ရပါတော့တယ်။သူ့ဖေမျက်နှာကြောင်းတာပေါ့မဟုတ်ရင်တော့အလုပ်တင်မဲ့လောက်ခိုင်းမှာစကက်ထရီနေရာကလည်းလဲလက်နေတော့နေရာရသွားတာပေါ့မူတယောက်ဒီနေ့ဆေးရုံမှာဂျူတီဆော့ပြီးတော့ကိုကိုလာကြုံမအောင်မဆောင်တော့ပဲတက်စီငှားပြီးကိုကိုရဲ့ကုမ္ပဏီသို့ထွက်လာခဲ့လိုက်ပါတယ်ကိုကိုကို surprise ဖြစ်သွားအောင်လို့ဆိုပြီးဖုန်းပင်ကျူမဆက်ပဲကုမ္ပဏီရောက်တော့မှု့မင်္ဂလာပွဲတော့ကမြင်ဘူးကြသူများကဆရာကတော်နှုတ်ဆက်ကြပါတယ်ကိုကိုရုံကန်ရွှေရောက်တော့ပိုင်ဖြိုးထိုင်တဲ့နေရာတွင်မိန်းကလေးတယောက်ကိုတွေ့ရတော့အထဲရောက်မှကိုကိုကိုမေးကြည့်ရမယ်။မိုးဝင်မလို့လောက်တော့ထိုကောင်မလေးကကျူတင်ချင်းဆိုထားတာရှိပါသလား။မရှိဘူးဒါနဲ့ရှင်ကကျမကိုကုန်းရဲ့အသက်ခံထားတဲ့ secretary ဟန်နီနွေပါရှင်။ဒီကညီမကသူနဲ့တွေ့ကျင်နေဆိုကျူတင်ချင်းထားမှရမှာပါရှင်။ तू ကအလုပ်များတော့လေ။ဟန်နီသူမရှိကကောင်မလေးကိုကုန်းစီသွားမှကိုတားကျင်ပါတယ်။ထိုကောင်မလေးကသူမတက်လှနေတယ်ဟုမြင်တဲ့အတွက်တွေ့ချင်းမနာလို့တော့ကိုကုန်းကိုဟန်နီချစ်တယ်။ဟန်နီကိုကုန်းကိုရဖို့ဘာမစိုးလုံးမှာကိုမူတစ်ခုပြန်ပြောမလို့ပါဇက်ပြင်နေစဉ်ကိုကရုံငန်းထဲမှထွက်လာတဲ့အတွက်တာမန်တန်းအနှဲငယ်ချွေးတဲ့အတန်လေးနဲ့ခေါ်လိုက်ပါတယ်။ဗျာကလေးကကိုစီလာလေတဲ့ပေါ့။ဟုတ်ကိုဒါနဲ့ तू ကဘသူကိုရဲ့ secretary တစ်ပါဒါနဲ့မင်းဟန်နီတွေကိုကြည့်ကသူလာရင်ကြိုတင်ချင်းထားဖို့မလိုဘူး။ကိုမောင်စားကျင်နေစားရမှာပေါ့ဗျာ။ပြောပြီးတော့အပြင်ထွက်သွားကြတော့နှစ်ယောက်သားကိုကြည့်ကဟန်နီတွေတယောက်ခြေဆောင်ပြီးကြံခဲ့ရပါတယ်။ကြည့်ရတာညီမပဲနေမှာပေါ့ညီမမဟုတ်လေဘာအရေးလဲသူ့လိုကောင်မလေးလောက်များတခါလေးပြတ်သွားစေရမယ်ဟန်နီနွေတဲ့ဂုံရှိန်ထက်ဆိုတဲ့ရှင်ဟန်နီရဲ့မာယာအောက်မှာကြာရှုံးသွားစေရမယ်တစ်ဖက်တွင်တော့ဟန်နီတွေမမြင်လောက်တဲ့နေရာရောက်တာနဲ့သူ့လက်ကိုလှုပ်ကရှေ့ရထွက်သွားတော့ကောင်မလေးကိုကြည့်ရဂုံရှိန်ပြုံးလိုက်မိပါတယ်ဟဲ့မှုနေရုံနေကိုကိုစောင့်လေးကွာသွားလာမခေါ်နဲ့တဝင်းတူနေတယ်ပေါ့မတူပါဘူးအမြင်ကက်လို့ကိုရှင်းပြမယ်ဂုံရှိန်ပိုင်ပြိုးရဲ့ကိစ္စကိုပြောပြလိုက်ကဟန်နီတွေရောက်လာပုံကိုလည်းအဆအဆုံးပြောလိုက်တော့မှကောင်မလေးစိတ်ကောက်ပြေးသွားဟန်တူတယ်ခဏလေးတွေးနေပြီးမှပြောလာတာကကိုသူနဲ့တိတ်မလျောနဲ့နော်အမိန်တော်တိုင်းပါဗျာဖိုက်စာပြီဂုံရှိန်တဖြည်းဖြည်းသိလာရတာကသူမလေးတီစတွေ့တော့ကတိတ်တည်ငြိမ်တယ်လို့အခုတော့ကလေးဆန်ပြီးချစ်စရာကောင်းတော့ပါတယ်ဂုံရှိန်တယောက်မှာတော့ကြိတ်ဥတူရလောင်လို့ဘယ်နာသွားဖွက်ထားရမှလည်းမသိဖြစ်နေတာကိုသူမလေးကသူ့ကိုတဝင်တူတာသိရတော့မျက်နာကပြုံးပြော်နေကပါဇက်ကနရွက်ချိတ်တက်တော့မလို့ဖြစ်နေတော့သည်သူရိမ်မြင်ရင်တော့ဆဲမှာပဲသူ့လို FA ကဘဲသိပါမလဲလေစည်ရင်းတွေကိုတေချာလုံးလို့ပြောထားတာကိုမှားပြအောင်မှားတယ်ကိုကုံကလည်းဟန်ဒီကမသိသေးတော့မှားမှာပေါ့လို့မမားစေခြင်းကိုကုံတေချာရှင်းပြလေဟန်ဒီမှမသိတာလို့ငါမင်းကိုရှင်းပြနေဖို့ဒီအားမနေဘူးမသိရင်လည်းအလုပ်တင်နေရတဲ့စလို့ကိုကုံဂုံရှင်လဲဆဆချင်းတော့သိခံပါတယ်3-4ရက်လောက်ကြာတော့အသီးမခံနိုင်တော့ပဲပြောရတော့တယ်အရင်တုန်းကနိုင်ငံသားမှအလေးလိုက်ပြီးအခုကြာမှအလုပ်ဝင်လုပ်နေတာအချိုးကိုမပြေစာရိုက်တာတောင်မှန်အောင်မရိုက်နိုင်မှာတော့ဂုံရှင်ရဲ့ secretary ဖြစ်ဖို့အရေးချင်းမပြည့်မီဘူးလေပိုင်ဖြိုးရှိတုန်းကစိတ်ချရတဲ့လောက်အခုတော့ဘာမှစိတ်မချရတီးကြတယ်ကိုချက်အတူအပြက်တွေဝစ်ကရရင်ရတယ်လို့မြူဆွဲတတ်သေးတယ်မင်းဒီလိုလုံးနေပုံနဲ့တော့မဖြစ်သေးဘူးဟန်နီစူးစမ်းပါမယ်နော်အလုပ်တင်တော့မလုပ်ပြရစေနဲ့ကောင်းပြီလေတပတ်ပြေးလို့မှဒီတိုင်းပဲဆိုရင်မင်းပြေမျက်နှာလည်းထောက်မှာမဟုတ်ဘူးဟန်နီတွေဂုံရှိရဲ့ရုံကန်ထဲမှာထွက်လာလိုက်တယ်မျက်နှာမှာကပြူတော့မဲ့မို့လို့ဒီလောက်မြူဆွဲတာတောင်လဲမစီသည့်အပြင်အနားကပါထွက်သွားရတော့မလို့ဖြစ်နေပြီမရဘူးဒီလိုဖြစ်မခံနိုင်ဘူးဟန်နီရှင့်ကိုရအောင်ယူမှာစီးကိုရုံကန်အပြင်ဘက်စကက်ထရီထိုင်ကုန်ကနေတစ်ဖက်ကွေးလိုက်ရင်တော့ကွန်ပျူတာဌာနရှိပါတယ်သူမဒေါသထွက်ထွက်ဖြစ်ရေးသွားယူပြီးပြန်လာတော့ထိုကောင်မလေးကမန်နေဂျာကရီမောကစကားပြောနေတာတွေ့လိုက်ပါတယ်ထိုကောင်မလေးရှိနေတာတွေ့လိုက်ရတော့ဟန်နီရဲ့ဒေါသတွေကသူမပေါ်ရောက်သွားတော့တယ်မသိသလိုအနားကက်လျှောက်သွားလိုက်ပြီးဝင်တိုက်လိုက်ကအင်ကြီးပေါ်ရေးတော့ချလိုက်ပါတယ်ရှင်ဘယ်လိုလုပ်လိုက်တာလဲ
sorry မတော်လို့ကလေးယာဟန်နီနွေးဆိုတော့ထုံမင်းကလေးကိုကြည့်မရပေအချိုးတစ်ဆက်မှမပြေသည့်အပြင်စီးအိုကအထပေးသည်များကိုလည်းတွေ့နေရတယ်ငူလေပြဿနာမဖြစ်စဉ်၍ထိုတယောက်အားဘာမှထပ်မပြောတော့ပဲကိုကိုရဲ့ရုံးကန်းစီသွားမယ်အလို့ဒီမှာငူလဲကြည့်လိုက်တော့နေကကိုကုန်းရဲ့ညီမလားဟမ်ငါသူ့ရဲ့ညီမရုပ်ပေါက်နေလို့လားအော်ဒါဆိုကောင်မလေးပေါ့နင်သူနဲ့လမ်းခွဲလိုက်ပြောကြည့်စမ်းမအောင်ငါတို့လမ်းခွဲရမယ့်အကြောင်းပြချက်ဝန်ထမ်းတွေလည်းရှိနေတဲ့အတွက်အကောင်လုံးကပြဿနာတော့ဖြစ်ပြီဆိုပြီးအမူအရာလေးတွေနဲ့စောင့်ကြည့်နေကြတယ်ငါနဲ့ကိုကုန်းနဲ့ကမိဘချင်းသဘောတူထားတာလေနင့်ကိုကိုကုန်းကမပြောပြဘူးလားအင်းပေါ်လေအပျော်တွဲတာပဲဆိုတော့မှုမဲပြုံးတစ်ချက်ပြောလိုက်ပါတယ်ဘာကြီးတာလဲသူ့ရဲ့ကုမ္ပဏီကိုဒီလိုဝင်ထွက်နေရမရှက်ဘူးလားအလုံးမရှိဘူးထင်တယ်အားနေတန်ရှိဝင်လောက်ပါလားငါယောက်ျားမှာမိဘချင်းသဘောတူထားတဲ့သူရှိတာငါလည်းမသိရပါလားဘာနည်းနည်းပါးပါးစုံစမ်းကြည့်ပါအောင်လားဦးကုံရှိန်ထက်ကလူပြူလားအိမ်အောင်တယ်လားဆိုတာနင်းဟန်နီဘာပြောရမှမသိဖြစ်နေစဉ်ကိုကုံလာတာတွေးလိုက်တော့ချက်ချင်းပါးရိုက်ခံရတယ်လို့ပုံစံလောက်ကထိုင်ချလိုက်ပါတယ်မသိရင်မူးကရိုက်လိုက်တယ်ပေါ့ဂုံရှိန်အနားကိုရောက်တော့ဒါကဘာဖြစ်တာလဲဟန်နီကမမေ့မိလိုက်လို့တိုက်မိသွားတာပါအဲ့ဒါကိုပါးရိုက်လိုက်တယ်အိုးထို့သူ့ရေရုပ်ကမူလေရှိကိုတိုးသွားလိုက်ပြီးဟန်နီနှွေအားပါးရိုက်ချလိုက်ပါတယ်ဒါမှငါရိုက်တာကိုကုံလှုပ်အောင်ကောင်းမလေးကဘာပေါ်မှာယောက်ျားအဲ့လောက်မရှာဘူးတခါတည်းပြောလိုက်မယ်မူကိုကိုရဲ့နက်တိုင်ကိုလက်ဖြစ်ဆွဲကဒီလူကငါအပိုင်ဂုံရှိန်သူ့ရှိရသဝင်းတွေတို့ပြီးသူ့ရဲ့နက်တိုင်ကိုဆွဲကပြောနေတဲ့မိန်းကလေးကိုကြည့်ကအသေးရလာရပါတယ်ဂုံရှိန်ပြုံးလိုက်တော့သူမကရှေ့ရပါကြီးတာခုမိမပြောတာလေးကိုသဘောကျလို့အိုးဝန်ထမ်းအားလုံးထံမှအာမေရိတန်များထွက်လာကြပါတယ်ဂုံရှိန်လည်းဟန်နီနွေးဘက်ကိုလဲလိုက်ကမင်းကိုမင်းဖေမျက်နှာနဲ့အလုပ်သွင်းပေးတာငါရဲ့စကထရီနီယာကိုရလာတာကလည်းမင်းဖေကြောင့်အခုတော့မင်းဖေမျက်နှာလည်းမထောက်နိုင်တော့ဘူးမင်းလည်းမနေ့ပြန်လာစရာမလိုတော့ဘူးငါ့ကိုရှက်ခွဲတာနင်တို့နှစ်ယောက်မှတ်ထားကြဟန်နီတွေထွက်သွားတော့မူးကလည်းခုနပြောတာပြောလိုက်ရတာရှက်တာကြောင့်မူးပြန်ပြီးစေးရုံသွားရအောင်မယ်ဝန်ထမ်းကောင်မလေးတယောက်မှမမတက်ဘာဖြစ်လို့လဲထိုခါမှမကလေးရမှမင်းရဲ့မမတက်ကဆရာဝန်လေဟုတ်လားမမတော်လိုက်တာညီမလေးကငူပါမလားဟုတ်မမမမိလို့တော်သေးမူးနဲ့တိလို့လားဟုတ်တယ်အရင်တစ်ခါလာတော့ကငူပါနဲ့တွေ့တာအဲ့ဒါမမချောလို့ဆိုပြီးနာမည်မေးလိုက်တာဟင်းမူလဲပြန်မလို့လက်ထွက်မှာဂုံရှိန်ကလက်ကိုဆွဲလိုက်တော့အိုးဘာလုပ်တာလဲလို့မပြန်သေးနဲ့အောင်ကိုနဲ့တူတူပြန်မယ်လေခဏလေးကိုကားတော့သွားယူလိုက်အောင်မယ်မူးတယောက်တည်းကြံခဲ့စဉ်စီးကိုရဲ့ဒီလိုပုံစံကိုမြင်ဘူးကြလားဟဲ့မက်ကလေးကမေးလိုက်တော့ဝန်ထမ်းအားလုံးကမမြင်ဘူးပါဘူးဆိုပြီးပြိုင်တူអော်ကြတဲ့အတွက်မူတယောက်ရှက်လုံးရဲ့မျက်နှာကိုဘယ်နှထားရမလဲမသိတော့ဖြစ်နေတယ်ထို့စဉ်ဂုံရှိန်တယောက်ပြန်ရောက်လာပြီးဒီနေ့အလုပ်သိမ့်မရှိတော့နေတစ်ပိုင်းခွင့်ပေးမယ်ပြန်ကြတော့ဝိုးကျေးဇူးပါ boss တော်တော်ပြောင်းလဲသွားပြီဟာဂုံရှိန်ကတော့မှုလက်ကိုဆွဲကထွက်လာပါတော့တယ်မိမဘာလဲဒီတဲ့ကမာလိုက်တာကွာချွတ်ချွတ်တသားလေးပြောပါဒေါသထွက်နေတာနော်ဆရာဝန်မလေးကဒေါသလည်းထွက်တတ်တယ်ပေါ့ဟာဆရာဝန်လည်းလူပဲလေဟုတ်ပါပြီဗျာစိတ်ကိုလျှော့လိုက်ကိုနဲ့မုံသွားစမယ်လေကွာမလိုက်ဘူးမိမလေကွာအလုပ်ထုတ်လိုက်ပြီလေထပ်မတွေ့ရတော့ပါဘူးမှုကလေမှုကိုလာပြောလို့သာပြန်ပြောလိုက်တာကိုယ့်ရဲ့အလုပ်ကိုထိခိုက်ရင်ရောရင်ဟောဗျာဟုတ်တယ်လေသူ့ဖေနဲ့ကိုကပါတနာတွေမဟုတ်ဘူးလားသူ့သမီးကိုအခုလိုလုပ်လိုက်တော့သူ့ဖေကစာချုပ်တွေကိုဖျက်ပြီးတော့လက်စားချေခြင်းရောတဝင်းတူလို့သာပြောခဲ့တာသူ့အလုပ်ကိုထိခိုက်မှစိုးရိမ်နေတော့မိန်းကလေးကြောင့်ဂုံရှိန်ပြောမိသွားကသူတို့နဲ့စာချုပ်လေးတစ်ခုပြတ်သွားလို့ကိုမွေးမသွားပါဘူးကွာမိမကိုကြွေးထားနိုင်မှသေးတယ်ဒီကအတီပြောနေရနော်သိပါတယ်ဗျာတကယ်စင်ပြေပါတယ်ပြီးရောမုံသွားစားမယ်ဒဲဒီလို့သမီးဘလို့ဖြစ်လာတာလဲဒီချိန်ကုမ္ပဏီမှာရှိရမှာလေဒဲဒီကိုကောင်ကမိမရှိတယ်မလားဟုတ်လားဟင်ဟုတ်တယ်လေမင်္ဂလာပွဲတောင်တက်လိုက်သေးတယ်အဲ့တုန်းကသမီးပြန်မရောက်သေးဘူးလေဒဲဒီဟန်နီကိုချစ်တယ်မလားချစ်တာပေါ့ဒီသမီးလေးပဲရှိတာကိုဒါဆိုဟန်နီလိုချင်တာတခုကိုရအောင်ယူပေးပါကဲပြောဒဲဒီရဲ့သမီးလေးကဘာလို့ချင်တာလဲဖုန်းအစ်စ်လားကားအစ်စ်လားတခုမှမဟုတ်ဘူးဒဲဒီဒါဆိုဘာလဲပြောဂုံရှိန်ထက်ဘာဒဲဒီဟန်နီကိုချစ်တယ်ဆိုရအောင်လုပ်ပေးပါဟန်နီကိုကုန်းကိုလိုချင်တယ်ဟန်နီကိုကုန်းရဲ့ကုမ္ပဏီမှာလေအလုပ်ဝင်တာကလည်းကိုကုန်းကိုချစ်လို့အမြဲတွေးကြံလို့အခုတော့သူ့မိမကိုပြောလို့ဆိုပြီးဟန်နီကိုအလုပ်ထုတ်လိုက်တယ်ဂိတ်တစ်ခုလုပ်ပေးလို့ဦးထွန်းရှိန်ခင်ဗျာသမီးဖြစ်သူကကြီးကပါဇက်ဟောင်းသားဖြစ်သွားရတော့တယ်ငယ်စဉ်ကလေးကအမေဖြစ်သူဆုံးပါသွားတဲ့အတွက်တူဒီသောသမီးလေးကိုမျက်နှာတစ်ချက်မညှိုးအောင်အလိုလိုက်ခဲ့မိတော့သူ့ကိုယ်သူနောင်တရလာမိပါတယ်သမီး
သူများရဲ့အိမ်တော်ကြီးကိုမဖြတ်စည်းရဘူးလေကွယ်လောကမှာယောက်ျားဒီလောက်မရှားပါဘူးသမီးနဲ့တင့်တော်တဲ့သူတယောက်ကိုဒယ်ဒီရှာပေးမှာပေါ့မဟုတ်ဘူးဒယ်ဒီကိုကုံကဟန်နီနဲ့တင့်တော်ဆုံးပဲကိုကုန်းတဲ့တင့်တော်တဲ့သူမရှိဘူးအဲ့ဒီမိန်းမကိုကိုကုန်းရဲ့အနာထွက်သွားအောင်လုပ်ရမယ်ဟုတ်တယ်ဒယ်ဒီလုပ်ပေးနော်ဟန်နီနွေဒယ်ဒီဟန်နီကိုអော်လိုက်တာလားအသိစိတ်ဝင်စားအလိုလိုက်တယ်ဆိုတာအတိုင်းတာရှိတယ်သမီးကိုချစ်တယ်ဆိုပေမဲ့သူများရဲ့အိမ်တော်ကိုဖျက်ဆီးပြီးသမီးနဲ့ပေးစားရောက်လာအောင်ထိငါမမိုက်မဲသေးဘူးသွားအပေါ်တက်တော့အခုတလောပြန်မထွက်ရဘူးဒယ်ဒီကဟန်နီကိုမချစ်တော့ဘူးပဲထင်ကျင်တယ်လို့သာထင်အခုဆိုရင်သူတို့ဘက်ကစာကြောက်ဖြတ်သိမ်းမလို့တောင်လုပ်နေလောက်ပြီသူတို့နဲ့စာကြောက်ပြန်ရင်နင့်ဖေငါရဲ့ကုမ္ပဏီဒီဝါလီခံပြီးဆိုတာသိထားဟင်နင့်ရဲ့တစ်သက်လုံးသုံးဖြုံးလာတာအဖေကိုဘာပြန်ကူညီပေးဖို့လဲနိုင်ငံခြားသွားပြီးတော့စာသင်ခိုင်းတာစာတက်မလားပဲသူများယောက်ျားကိုလူတက်လာတယ်ဒဲဒီအပေါ်တက်တော့သွားဟန်နီတွေငိုကခြေဆောင်ထွက်သွားတော့ဦးထွန်းရှိန်လဲစူဖာပေါ်အယုတ်ကျိုးပြက်ထိုင်ချသွားပါတယ်သွေးတိုးလိုက်ရှိသဖြင့်လူကဒေါသထွက်၍သမီးဖြစ်သူနိုင်ငံခြားရောက်နေစဉ်ကုမ္ပဏီတွင်ပြဿနာဖြစ်တဲ့အတွက်ဒုက္ခရောက်နေချိန်တွင်ဂုံရှိန်ကကူညီပေးခဲ့ပါတယ်အရင်ကလေးကလက်တွဲလှုပ်လာတဲ့အတွက်ယုံကြည်ပြီးသည်ကိုလည်းကျေးဇူးတင်ပါတယ်အခုသမီးပြန်ရောက်လာတော့ဂုံရှိန်ရဲ့ကုမ္ပဏီမှာဝင်လောက်ပြီးလေးလာခြင်းနဲ့ဟုပြောလာတဲ့အတွက်သမီးကသူ့ကိုကူညီတော့မိဒီလိုဆိုကုမ္ပဏီကိုလက်လွဲရပြီဟုဝမ်းသာနေတာတပတ်မပြည့်သေးမတိတတ်တာသမီးရဲ့မိမရေမိမဘာလို့អော်နေရလဲလို့ကိုမိမကိုရှာတာလေပြောဘာမှမဟုတ်ဘူးခေါ်ကြည့်တာဒီလိုပြောလိုက်တော့မိမရဲ့မျက်စောင်းလှလှလေးကသူ့စီကြားရောက်လာပါတယ်ရေချိုးပြရင်လေအင်ကြီးဝေးလေးဘာလုပ်နေရလဲမိမဝစ်ပေးကိုမသားဝစ်မိမဝစ်ပေးလို့မောင်ရဲ့ဒီတိုင်းနေနေမှာလာခဲ့ဟဲ့ကျဲသေးတက်ပေးနေရင်ဒီလိုဝစ်တာလေမဝစ်တတ်ဘူးလားဟင့်အင်းကိုကမိမအပိုင်လေးအကုန်မိမလုပ်ပေးရမှာရှင်နော်ဘာရှင်လဲကူပါဆို၄နှစ်လေးပဲကြီးတာ哦၄နှစ်ကြီးများတော့ကြီးတာနော်၄လကြီးလဲကြီးတာပဲ၄ရက်ကြီးလဲကြီးတာပဲ၄နာရီကြီးလဲကြီးတာပဲဟုတ်ပါပြီမူလဲအခုမှပဲသူ့ရဲ့ကလေးစန္ဒာတွေကိုတွေ့လာရပါတယ်သူဟာလေလူရှိဆိုတည်ငြိမ်ပြီးအားကိုးခြင်းစရာကောင်းသလားမူးနဲ့ဆိုအမြဲတမ်းကလေးပေါက်စားလို့ချွဲနေတတ်တာလေမမတက်တို့များတော်တော်ပျော်နေတယ်ပေါ့နင်ရလေဘာနင်ရလဲလေပျော်ရတာပေါ့လို့အေးပါနင့်ကိုလည်းကူညီပေးပါမယ်ဆိုနင်ကူညီတာငါကြောက်ပါတယ်ဆိုငါတိုင်းနဲ့ငါကံပေါ့ဟဲ့နင့်ရဲ့အချစ်တွေသာစစ်မှန်ခဲ့ရင်သူလည်းတတိထားမိလာမှာပေါ့ဖူဖူရဲ့နျူတန်လောလေ action to reaction ဘာတွေပြောနေကြတာလဲလန့်တာဘာပြောနေလို့ဒီလောက်လန့်တာဘာပဲပြောပြောပေါ့နင်တို့နှစ်ယောက်လဲဘယ်တော့မှတဲ့တယ်လို့မရှိဘူးမမေကနင်တို့နှစ်ယောက်ကိုမင်းနေတယ်ဟုတ်လားဖောင်းကန်အန်တီလေကနန်းကြီးတော့စားကျင်တာနဲ့အတော်ပဲဖူဖူနင်ဟာလေဘာဖြစ်လဲအားရတရတွေးကြတာပေါ့ကောင်းတယ်ငါတို့တော့မစုံပြစ်တာကြပြီဟုတ်တယ်ငါတို့ကတော့ကိစ္စမရှိပါဘူးမမတက်ကအိမ်အောင်ရှင်မကြီးဖြစ်နေပြီဆိုတော့အဲ့တော့ဘာဖြစ်လဲစတာပါငါဒီလိုနေလို့မဖြစ်ဘူးနင်ကိုကုန်းနာထွက်သွားစေရမယ်အဲ့လိုဖြစ်အောင်ငါလုပ်မှာတမူးပကြီးဟုတ်လားနင်ကြကြမနေရတော့ပါဘူးဟန်နီတွေတယောက်သူ့တဲ့ဒီအခန်းတကားပိတ်ထားသဖြင့်အပြင်ထွက်မရနိုင်အောင်ဖြစ်နေတယ်သို့တော်သူမရဲ့စိတ်တဲ့တမူးပကြီးကိုဘလို့ဒုက္ခပေးရမလဲအကြံထုံနေပါတယ်ဟုတ်ပြီအကြံရပြီအေဂျင့်နေသောမိသားစုလေးကိုဘလို့ဒုက္ခပေးရမလဲအကြံထုံနေသောသူတယောက်ရှိနေသည်ကိုထိုမိသားစုလေးကတော့တတိမမူမိစွာဖြင့်ဖူဖူပြောလေဖောင်းခန့်နေအားလားလို့မေးကြည့်တာဘာလို့ငါဝယ်စရာနဲ့ရှိနေတယ်အဲ့ဒါတယောက်တည်းမသွားကြလို့နေကိုဘသူမှကိုက်မစားပါဘူးဟာထားလိုက်တော့ငါမပြောခဲ့ဘူးလို့ပဲသဘောထားလိုက်စတာပါလိုက်ခဲ့မယ်မုံတော်ဝယ်ကြည့်ရမယ်နော်ဒီနေ့လည်းဆိုအဆင်ပြေတယ်မဟုတ်လားပြေတယ်ဒါဆိုနေစောင့်နေလိုက်ငါလာခေါ်မယ်တစ်ဖက်ကဖုန်းချသွားပြီးမယ်ဖူဖူတယောက်ကတော့ဖုန်းကကင်ထားကမျက်နှာကပြုံးဖြေနေပါတယ်သူနဲ့နှစ်ယောက်တည်း shopping ထွက်ရတော့မယ်ဘာဝတ်သွားရင်ကောင်းမလဲချက်ချင်းပဲအိယာပေါ်လဲနေရမှထားလိုက်ပြီးဗီယိုရှိရက်ကအဝတ်တွေကိုတစ်ထည့်ပြီးတစ်ထည့်ထုတ်ကြည့်နေခဲ့တော့တယ်ထုတ်ပြီးမှန်ရှိကိုပေါ်ကက်ကြည့်လိုက်တော့မကြိုက်လို့ကတင်ပေါ်ပြစ်တင်လိုက်နဲ့အလုံးရှုံနေပါတယ်တက်ကဖုန်းဆက်ရမယ်တစ်ဖက်ကဖုန်းကင်တော့ဟဲ့တက်ဟိငါအရန်ပြောနေရသိလားဘာလို့လဲအော်မပြောပဲဘယ်သိမလဲတခုတော့ရှိတယ်ဖုန်းခန်းနဲ့ပတ်သက်ရမယ်ဟုတ်တာပေါ့တငယ်ချင်းရဲ့တော်လိုက်တာကဲပြောဖုန်းခန်းကလေငါ့ကိုသူနဲ့ shopping ထွက်ဖို့ခေါ်တယ်ဝယ်စရာလေးတွေရှိတာတယောက်တည်းမသွားစံလို့တဲ့ငါပြောတယ်မလားတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိပါတယ်ဆိုဖြစ်နိုင်တယ်အဲ့ဒါနင်းကိုလှမ်းကြွားတာအခုတော့အင်ကြီးရွေးလိုက်အောင်မယ်အင်းမအဆင်ပြေပါစေနော်ချလိုက်ပြီနော်ချစ်တငယ်ချင်းလေးမွတ်သမီးရေဖူဖူသားဖုန်းခန်းရောက်နေပြီအပြင်သွားမလို့ချိန်ထားတယ်ဆိုဟုတ်ပြီးပါပြီမေရဲ့
ဟုတ်တော့မိဖူဘလို့ဖြစ်တာတော့အခန်းကပြန်လာမှရှင်မယ်နော်မေသွားပြီချစ်တယ်အခန်းပြင်ရောက်မှပဲဖူဖူတယောက်တက်ပြင်းချနိုင်ပါတယ်ခုနကရှုပ်ထားဖွာထားတာတွေပြန်မရှင်းရသေးသွားရအောင်ဖူဖူခဏဘာလဲရင်နေမကောင်းဘူးလားကောင်းပါလေဟာဘာလို့တော့တခါမှမဝေဖူးတာတွေဝတ်ထားလို့ဝတ်ပါတယ်နော်နင်းတာမမြင်တာဒီနေ့ဖူဖူအဝါနုရောင်ကျိုးတလုံးခေါင်းဝင်လေးဝတ်ထားတာကြောင့်ဖြူသောအသားရည်ပေါ်တွင်အဝါနုရောင်လေးကထင်းလို့နေပါတယ်အရင်ငါတို့နဲ့တွေ့ရင်ဘာမှရှိပဲဝတ်တာမဟုတ်လားအခုတော့မလိုက်မဖက်အရင်မိုးဝင်လေအခုဝတ်တယ်ဟာဘာလဲဝေးလို့မရဘူးလားရပါတယ်စတာပါဟာသွားမယ်တော့ပြီမလိုက်တော့ဘူးသူနဲ့တွေ့မလို့ပြင်ဆင်ထားရတာကိုမလိုက်ဖက်ဘူးလို့ပြောတော့ဝမ်းနဲ့သွားမိတာပေါ့ဟာဖူဖူစတာပါဆိုဟာစိတ်မဆိုးပါနဲ့မဝဲကျွေးမယ်လေမုံနဲ့ချောရအောင်ငါကလေးလားအေးလေဟမ်လာပါသွားမယ်ဖူဖူတယောက်နားမလည်နိုင်စွာဖြင့်ဖောင်းခန့်ဆွဲခေါ်ရနောက်ပါခဲ့ပါတယ်ကျန်းရှင်းရှိကားရက်တော့ဖူဖူတစ်ဖက်လမ်းပေါ်ရှိရေခဲမောင်းတဲကိုတွေ့လိုက်ရတယ်သူမလမ်းကြည့်နေတာကိုမြင်သွားရရှိသောဖောင်းခန့်ကစားစင်လို့လားမဟုတ်ပါဘူးဒီတိုင်းကြည့်တာခဏလေးသွားဝင်လိုက်မယ်ဖူဖူဘာမှပြန်မပြောရသေးခင်မှာပဲဖုံးခန့်ကကားပေါ်ကဆင်းကကားလိုင်းကူတော့တယ်ဖုံးခန့်လည်းကားရှင်းတဲ့အချိန်ကိုစောင့်ကကူးပေမဲ့ရုတ်တရက်ထွက်လာတော့ကားကြောင်ကြောင်သွားစဉ်ဖုံးခန့်ဖူဖူကားပေါ်ကဆင်းလိုက်တော့ရုတ်တရက်ဖုံးခန့်စီကိုတက်တက်သွားနေတဲ့ကားတစ်စီးကိုတွေ့လိုက်ရဘာကူမှတတိမထားမိတော့ပဲသူ့စီကိုပြေးဝင်သွားကသူ့ကိုတွန်းထုတ်လိုက်မိပါတယ်ဟာတိုက်သွားပြီဖုံးခန့်သူ့ကိုတယောက်ယောက်ကနောက်ကနေတွန်းလိုက်တဲ့ဖြစ်ဘေးကိုလွင့်သွားကလဲကျသွားပါတယ်ပဝင်းကျင်မှာအော်တန်များကြောင့်ထထိုင်ပြီးတော့ကားရှိတွင်သွေးအိုင်နဲ့လဲလျောင်းနေသောအဝါရောင်ပုံရိပ်တစ်ခုမဟုတ်ပါစေနဲ့မဟုတ်ဘူးထိုနေရာတွင်ချက်ချင်းလူတွေဝိုင်းအောင်သွားကြပါတယ်သူစူးစမ်းပြီးထားလိုက်ကလူအုပ်ကြားထဲအတင်းတိုးဝင်လိုက်တော့သွေးအိုင်နဲ့လဲလျောင်းနေသောဖူဖူဟာဖုံကန်ချက်ချင်းပြေးသွားလိုက်ပြီးသူမလေးနာဒူးထောက်ထိုင်ချလိုက်ကဖူဖူမျက်လုံးဖွင့်ကြည့်ပါဦးငါ့ကိုမထားခင်နဲ့လေဟာတယောက်လောက်အရေးပေါ်ကဖုန်းဆက်ပေးပါအောင်လားဗျာကျေးဇူးပြုပြီးဖုန်းခန့်တယောက်စောက်တီရမရအဖြစ်ကငိုကြွေးနေပါတော့တယ်ဖူဖူရငါမှနေမဲကြံတော့တာဖုန်းခန့်ဟင်သူမလေးအားရင်ခွင်ထဲထဲကငိုနေစဉ်ခေါ်တန်တူတူလေးကြောင့်ကြားမိလိုက်တဲ့အတွက်မောကြည့်လိုက်တော့သူ့ရဲ့ပါလေးကိုလှမ်းကင်ကမငိုပါနဲ့ဟာနင်းကိုကဲပြီးတေးရတာငါကျေနပ်ပါတယ်ငါလေငါနင့်ကိုချစ်တယ်အဲ့ဒါသိရလားငါဘဝရဲ့လှုပ်ဝက်ချက်ကိုပြောပြီးပြီဆိုတော့ငါအိတ်ချင်ပြီဟေးနင်မအိတ်ရဘူးငါပြောတာကြလားဟင်ကားလာပြီငါနင့်ကိုစေးရုံခေါ်သွားပေးမယ်နင်ဘာမှမဖြစ်စေရဘူးငါဂတိပေးတယ်စေးရုံရောက်တော့သူမလေးကိုအေးပေါ်ခန်းသို့ခေါ်ဆောင်သွားကြပါတော့တယ်ထိုအခါမှာဖုန်းကန်လေးဘေးနားရှိခေါင်းပေါ်တွင်ထိုင်ချလိုက်တယ်ခဏအကြာမှာဖုန်းထုတ်ကသူမလေးရဲ့အမေရဲ့သူ့ရဲ့အဖေရဲ့ကိုလိုက်လာခဲ့ဖို့ပြောလိုက်ပါတယ်နောက်မှာတက်တက်အားတတိယလိုက်ကဖုန်းဆက်လိုက်တော့ဖုန်းမကိုင်နောက်တစ်ကြိမ်ခေါ်လိုက်တော့ဂုံရှိန်ထက်ကင်ပါတယ်ဟယ်လိုတက်တက်မဟုတ်ဘူးဂုံရှိန်ထက်ပါခင်ဗျာအော်အကိုတက်တက်မရှိဘူးလားဗျရေချိုးနေပါတယ်ဒါဆိုရင်လေဖူဖူကအက်ဆီဒန့်ဖြစ်လို့ငင်းအေးစေးရုံကိုရောက်နေတယ်လို့ပြောပြပါဗျာဘလို့ဒါဆိုကျွန်တော်ဖုန်းချလိုက်ပါတော့မယ်ဟုတ်ပြီဖုန်းလေးချလိုက်ရောရေချိုးခန်းထဲမှထွက်လာတာကြောင့်မိမရှင်ခုနကမင်းဖုန်းခန့်စီကဖုန်းဆက်တယ်အော်သူဘာပြောလဲချစ်ဖူးကောင်ကအက်ဆီဒန့်ဖြစ်လို့စေးရုံရောက်နေတယ်တဲ့ဟင်ဘလို့ဖြစ်တာလဲကိုလည်းအဲ့ဒါတော့မသိဘူးကိုလိုလိုက်သွားရအောင်နော်ကိုလိုက်ပို့ပေးမယ်စေးရုံကိုရောက်တော့ဖုန်းခန့်ဘလို့ဖြစ်ကြတာလဲဟာငါကြောင့်ဖြစ်တာငါခေါ်သွားလို့ခုလိုဖြစ်ရတာမဟုတ်ပါဘူးကွာအခုဖူးဖူးရောအရေးပေါ်ခန်းထဲကနေထွက်မလာသေးဘူးတီရှပ်ဖြူရောင်လေးပေါ်သွေးများစွန်းကခေါင်းငိုက်ဆိုင်ချပြီးထိုင်နေတော့ဖုံးခန့်ကိုကြည့်ကမူလေဘလို့နှစ်သိမ့်ရမလဲမသိတော့ခဏကြာတော့ဖူးဖူးရဲ့အမေနဲ့ဖေရောက်လာပြီးသားဖုံးခန့်ရဲ့မင်းတို့ဘလို့ဖြစ်ကြတာလဲကွယ်ကျွန်တော်တောင်းပန်ပါတယ်အန်တီကျွန်တော်ခေါ်သွားလို့အခုလိုဖြစ်ရတာကျွန်တော်ကြောင့်သမီးလေးရောအရေးပေါ်ခန်းထဲမှာပဲရှိပါသေးတယ်ထို့စဉ်ဒေါက်တာထွက်လာကချစ်ဖူးကောင်ရဲ့လူနာရှင်အန်တီပါဒေါက်တာချစ်ဖူးကောင်ရဲ့အမေလူနာကဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်သွားတော့ခွဲစိတ်ရပါမယ်လူနာရှင်လက်မှတ်ထိုးပေးပါပြီးတော့သွေးထွက်များတော့သွေးလိုနေပါတယ်လူနာက AB သွေးဖြစ်ပြီးတော့ပြဿနာကအခုဆေးရုံမှာ AB သွေးမရှိသေးပါဘူးခင်ဗျာလူနာရှင်တွေကအကိုက်ညီတဲ့သူတွေများရှိလားမသိဘူးသမီးလေးကမိသားဆိုတဲ့သူ့ရဲ့ဖွားနဲ့ပဲတူတာသူ့ဖွားကအဆုံးသွားပြီလေကျွန်တော် AB သွေးပါကျွန်တော်လှူချင်ပါတယ်ကောင်းပါပြီကျွန်တော်နဲ့လိုက်ခဲ့ပေးပါဖုန်းခန်းလိုက်သွားတော့တက်ကပဲဖူးဖူးရဲ့အမေနဲ့အဖေကိုနှစ်သိမ့်ပေးလိုက်ပါတယ်သွေးရသွားတော့ဖူးဖူးကိုခွဲစိတ်နေစဉ်တက်ကဂုံရှိန်ကိုခေါ်ကဖုန်းခန့်ကိုသွားတွေ့ပါတယ်ကဲဖုန်းခန့်
ဘလို့ဖြစ်ကြလဲဆိုတာပြောပြတော့ငါကြောင်ပါစုဟာအေးလေနင့်ကြောင်ဟုတ်လားမဟုတ်လားဆိုတာနင်ပြောပြမှသိမှာလေဒီလိုမနက်ကငါဝယ်စရာနည်းနည်းရှိတယ်ကွာအဲ့ဒါတယောက်တည်းမသွားချင်ဘူးဆိုပြီးတော့ဖူးကိုခေါ်သွားတာသူကလည်းလိုက်မယ်ပြောတော့အိမ်ကိုသွားခေါ်တာအဝါရောင်ခေါင်းဝန်တူလေးကိုဝတ်ထားတော့နင်လည်းသိတဲ့အတိုင်းပဲငါနဲ့ပပူနဲ့တယောက်နဲ့တယောက်စားနောက်နေကြတာဆိုတော့ထုံးစံအတိုင်းဘလူတွေဝတ်ထားတာလေမလိုက်ဖက်ဘူးလို့စားလိုက်တာစိတ်မကောင်းဖြစ်သွားတယ်ထင်တယ်မလိုက်တော့ဘူးတဲ့ငါကလည်းပြသွားတာပေါ့ဘုံဝဲကျွေးမယ်လို့ပြောပြီးမနှဲ6ခေါ်သွားရတာကျန်းချင်းရှိကိုရောက်တော့တစ်ဖက်လမ်းမှာရေခဲမုံတယ်ကိုတွေ့တော့လမ်းကြည့်နေတာမြင်လို့စားကြည့်နေတဲ့ထင်ပြီးတော့သွားဝယ်ပေးတာတကယ်ဆိုသူ့နေရာမှာငါဖြစ်ရမှာကားတစ်စီးကငါးစီတက်လာတာကိုသူကငါ့ကိုတွန်းလိုက်ပြီးတော့ဖုန်ခန့်တယောက်ပြောနေရင်ကနေမျက်ရည်များကြားကစက်မပြောနိုင်တော့ပါငါတငယ်ချင်းလေးတော်တော်ကိုအချစ်ကြီးရှာတာပဲဖူးဖူးရတက်တက်လဲစက်မခံစားနိုင်တော့တဲ့အတွက်အပြင်ဘက်ကိုထွက်လာခဲ့တော့ဂုံရှိန်လဲလိုက်လာပါတယ်အပြင်ဘက်ကနေနားထောင်နေတာကဖူးဖူးရဲ့အဖေနဲ့အမေမှုကိုတခုမေးချင်လို့ကောင်းနေပြလိုက်တော့မင်းဖုန်ခန့်နဲ့ချစ်ဖူးငုံတွေကချစ်သူတွေလားဟင်မဟုတ်ဘူးဘာလို့လဲဖူးဖူးကတော့ဖုန်ခန့်ကိုသဘောကျနေတာဖုန်ခန့်ကတော့တက်တက်ဘယ်လိုပြောရမလဲမသိကိုမြင်ကတော့ဖုန်ခန့်ကဖူးဖူးကိုသဘောကျနေတယ်ထင်တယ်ဘလို့ဟုတ်တယ်ကိုပြောပြမယ်ကွာယောက်ျားလေးတယောက်ကကိုယ့်ရဲ့ရိုးရိုးတန်းတန်းမိန်းကလေးတငယ်ချင်းတယောက်အစည်းတန်းဖြစ်တာတော့နဲ့မဟုတ်ဘူးဒါပေမဲ့ခုဟာသူ့ကိုခင်ဖြစ်တာဆိုတော့မဟုတ်သေးဘူးယောက်ျားလေးချင်းကိုခံမှန်းတတ်ပါတယ်ကွာသူတို့နှစ်ယောက်ကြားတခုခုတော့လွဲနေတာသိချပြီထောက်တာသမီးလေးရဲ့အခြေအနေခွဲစိတ်မှုအောင်မြင်ပါတယ်ဈေးရုံရောက်တာစောလို့တော်ပါသေးရဲ့အခုကတော့တတိယလာမယ့်အချိန်ကိုစောင့်ကြည့်ကြတာပေါ့ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာအခုဆိုရင်ဖူဖူတတိလက်နေတာ3ရက်ရှိပြီဖုန်ခန့်တယောက်ကတော့မအိတ်နိုင်မစားနိုင်ဖြစ်နေကဈေးရုံကလည်းခွင့်ယူထားပြီးတစ်ချိန်လုံးဖူဖူအနားမှာပဲပြုစုပေးပြီးဖူဖူရဲ့လက်ကလေးကိုကိုင်းကစကားတွေပြောနေပါတယ်တက်တက်နဲ့ဂုံရှင်လည်းဖုန်ခန့်ကိုလွတ်ထားရတယ်သူခံစားနေရတာကိုတက်တက်ရောဂုံရှင်ရောကောင်းကောင်းနားလေပါတယ်ကိုချင်းရတဲ့သူကကို့ကြောင့်တစ်ခုဖြစ်သွားရတာကတော်တော်လေးနာကျင်ရပါတယ်ဖူဖူတတိယလာမှာပါသူကစိတ်တက်ခိုင်မာတဲ့ကောင်မလေးပါတက်တက်ရဲ့စိတ်ထဲပြောနေမိပါတယ်ဖူဖူတယောက်ပန်းကင်းကြီးတစ်ခုကြီးအလဲမှာရက်နေတယ်ထိုစဉ်ခေါ်တန်တစ်ခုကြားလိုက်ရတဲ့အတွက်လှည့်ကြည့်ရဘသူမှမတွေ့ဖူဖူထက်ခေါ်နေပြန်ပြီဒီအတန်ရှင်းနေပါလေငါ့ကိုမထားခဲ့ပါနဲ့နော်ဖုံးခန့်အတန်ကြားရတော့နေရာမှာဖုံးခန့်ထွက်ပေါ်လာတယ်ဖူဖူငါနဲ့ပြန်လိုက်ခင်နော်မလိုက်ရဘူးဟင်ဖုံးခန့်ကိုကြည့်နေစဉ်ဖူဖူနောက်မှာအတန်ထွက်ပေါ်လာပြန်တယ်မင်းလိုက်သွားလို့မရဘူးဖူဖူပြန်လာခဲ့ပါအာဖူဖူအတန်ကုန်អော်လိုက်တော့လေအတန်ထွက်မလာပဲနေရာမှာတင်လဲကျသွားရတယ်နိုးလာတော့မျက်လုံးဖွင့်လိုက်တာနဲ့မျက်နှာချက်ဖြူဖြူကိုအရင်တွေ့ရပါတယ်လက်ကိုတစုံတစ်ယောက်ကစုပ်ကင်ထားတယ်လို့ခံစားရသဖြင့်ကြည့်လိုက်ရာဖူဖူရဲ့လက်ကိုစုပ်ကင်ကကတင်ဆောင်ပေါ်ခေါင်းတင်ကအိပ်ပျော်နေသောဖုံးခန့်ကိုတွေ့လိုက်ရတော့ဟင်ဖုံးခန့်ဖူဖူနင်တတိယလာပြီဝမ်းသာလိုက်တာဟာဘလို့ခံစားရလဲခေါင်းကိုက်နေသေးလားရေးစားတယ်ငါယူပေးမယ်ဖုံးခန့်ရေကိုယူပေးကဂိုင်တောက်လို့ရရဲ့လားရတယ်ဖြည်းဖြည်းတောက်နော်မမီတို့ရောအန်တီတို့ကအိမ်ခဏပြန်သွားတယ်ငါစီအောင်သွားခေါ်လိုက်မယ်နော်ဟင်းနောက်မှအရန်ကြောက်နေလားငါတောင်းမှန်ပါတယ်ငါကြောင့်ဖြစ်ရတာငါဘာသာလှုပ်ချင်လို့လှုပ်လိုက်တာကိုဒါပေမဲ့ငါပြည့်ရှိတယ်လို့ခံစားရတယ်ဟာအဲ့တော့နေကဘလို့လှုပ်ချင်လို့လဲပြောငါနေ့ကိုတာဝန်ယူမယ်လို့ဟမ်လက်ထက်ရအောင်အခုမှတတိယလာတဲ့သူကိုဘာတွေပြောနေတာလဲသွားနင်တတိမလစ်ခင်တော့ပြောခဲ့တဲ့စကားမှတ်မိသေးလားဟင်းမမှတ်မိပါဘူးမညာနဲ့လေကွာအဲ့တော့ကတေတော့မယ်ထင်လို့ပြောခဲ့တာဘာပဲဖြစ်ဖြစ်ငါပေါ်ပြည့်ရှိတယ်လို့ခံစားရတာတခုတည်းကြောင့်လည်းတော့ငါ့ကိုလက်ထက်စရာမလိုပါဘူးဟာနင်ချစ်တာဘာတူလဲဆိုတာငါသိနေတာပဲမဟုတ်ဘူးအရင်ကတည်းကငါချစ်တာနင်တယောက်တည်းပဲအဲ့တော့ကနေကိုယ်တိုင်ပြောခဲ့တာပဲလေအခုမှနောက်တစ်မျိုးမပြောနဲ့ငါတကယ်ပြောတာပါအဲ့တော့ငါနေငါ့ကိုကြိုက်မကြိုက်သိချင်လို့အဲ့လိုပြောလိုက်မိတာဟုတ်တယ်နောက်နေ့တက်တက်ကိုတွေးဖို့ချိန်တာအဲ့အကြောင်းပြောပြမလို့ပဲဒါပေမဲ့မပြောလိုက်ရဘူးငါတကယ်တောင်းပန်ပါတယ်ငါမကောင်းတာပါသူကဒူးထောက်ထိုင်ချကတောင်းပန်နေတော့ဖူဖူလေးဘာပြောရမယ်မသိပဲမျက်ရည်များသာကြာလာကငုံမိပါတော့တယ်ဖုံးကံလည်းဖူဖူငိုတာတွေ့တော့ပြက်ပြက်တလေးထကကတင်ပေါ်ဘေးတစ်စောင်းထိုင်လိုက်ပြီးသူမလေးကိုရင်ခွင်နဲ့ဆွဲသွင်းလိုက်မိပါတော့တယ်ဖူဖူနေငါကြောင့်ငိုရတာဒီတခါနောက်ဆုံးဖြစ်စေရမယ်ငါဂတိပေးပါတယ်ဂတိတီးပါစေနော်အရန်ချစ်တယ်ငါရောပဲတက်တက်ကိုကုံရှင်ရောက်ပါတာပဲဟ
ဟုတ်တယ်အချိန်မှပြီးတော့ရောက်လာမိတာပဲပြန်ရအောင်ကိုကိုကြီးဆက်လောက်ကြတက်အေးပါစတာပါတက်တာသွားပြီပေါ့ဆရာဝန်ရောစမ်းသက်ပြီးပြီလားဟုတ်သားပဲငါသွားခေါ်လိုက်အောင်မယ်စကားပြောကြအောင်အဲ့လိုဆိုကထွက်သွားတော့ဖုံးခန့်ရဲပါငါတင်တော့မလိုတော့ဘူးထင်တာပဲကိုလဲလိုက်သွားလိုက်မယ်အေးစိတ်စကားပြောနေကြကဲအကျိုးကြောင့်လေးပြောပြပါအောင်မမဖူရဲ့တက်နင်းရလေနင်းကမလဲနဲ့ငါတော့ကစထားတာတွေလေနင်းကိုအတူးချပြီးတော့အစအောင်ပါပြောပြလို့အင်းမငါကားအက်ဆီဒန့်ဖြစ်တာနဲ့ပတ်သက်လို့နင်ပဲထိသိထားလေနင်ဖုံးခန့်ကိုတွန်းလိုက်တာထိသိထားတယ်ဘာဆိုင်လို့လဲဆိုင်လို့မေးတာပေါ့နားမထောင်ချင်ဘူးလားမသိလို့ပါနင်ကလည်းစိတ်ကြီးပဲအဲ့တော့ငါတီတော့မိတ်ထင်ပြီးတော့သူ့ကိုဖွင့်ပြောခဲ့မိတယ်တကယ်ငါတတိပြန်ရလာတော့သူကရှင်းပြတယ်အဲ့တော့ငါသူ့ကိုသဘောကျတာသိချင်လို့နင့်ကိုချစ်တယ်လို့ပြောခဲ့တာတဲ့ဖုံးခန့်ကောင်စုပ်ငါနင်တို့နှစ်ယောက်ကြာနေရခတ်နေတာအဲ့ဒါပြောတာပေါ့ကိုကပြောတယ်သိလားဘာပြောတော့နင့်ကိုကဖုံးခန့်ကအနင့်ကိုသဘောကျနေတာဖြစ်နိုင်တယ်တဲ့ငါတင်တာ तू ကအဲ့အကြောင်းမသိဘူးလေအဲ့တော့သူ့စားကားတိုက်ခံလိုက်တော့အပြစ်ရှိလို့ခံစားရလို့ထင်နေတာငါတကယ်ပြောတာနော်ဖုံးခန့်အဲ့ဒီကောင်နင်အစည်းတမ်းဖြစ်ခဲ့တဲ့ဒီမားကြီးပဲအလုပ်လည်းမစင်ဘူးခွင့်ယူထားတာနင်တတိမိနေတုန်းကလေသူ့ကြီးပဲနင်ကိုပြုစုပေးနေတာအားရင်နင်လက်ကိုကိုင်းနင်နားကိုထိုင်ပြီးတော့ဘာတွေပြောနေလဲတော့မသိပါဘူးဟာပြောနေရတော့တွေ့တယ်နင်နော်ဘာလဲငါမြင်တာကိုပြတာပါအဲ့ဒါတွေကြောင့်ကိုကပြောတာနေမှာအေးပါနင်ကတော့ပါတယ်ဒါပေါ့ဖုံးခန့်အကူကြံခဲ့တာမဟုတ်ဘူးလားသူတို့နှစ်ယောက်အေးဆေးစကားပြောရအောင်လို့ထွက်ခဲ့တာအော်ဖွင့်ပြောပြီးပြီလားဗျာချစ်ဖူးငုံကိုပြောတာကြီးကတော့ပြောပြီးပြီထင်တယ်ဖုံးခန့်လည်းလေကုတ်ကိုပုတ်ကကျွန်တော်ဖူးဖူးကိုသဘောကျတာအကူဘယ်လိုသိလဲဒီလောက်တော့သိပါတယ်ကွာဟင်းအကူမင်းကိုဝန်ခံစရာတခုရှိတယ်တောင်းပန်ချင်တာပါဘာလို့လဲဗျအကူတို့စားတွေ့တော့ကဆက်ဆံရေးတိတ်အဆင်မပြေခဲ့ဘူးလေအဲ့ဒါမင်းမှုကိုသဘောကျနေတာထင်ပြီးနည်းနည်းကျွန်တော်လည်းအဲ့ဒါပြောရအောင်ပါအဲ့တော့ဖူးဖူးကျွန်တော်ကိုသဘောကျလားမကျလားဆိုတာသိချင်လို့တက်ကိုသဘောကျလို့လိုက်ဖို့ကူညီပေးပါလားဆိုပြီးပြောခဲ့မိတာအခုတော့အကုန်ရှင်းပြပေးပါပြီဟုတ်ပါပြီကွာအထင်လွဲနေတာတွေလည်းရှင်းသွားကြပြီဆိုတော့မှုကိုခင်တယ်လို့ခင်နိုင်တယ်မင်းတို့ဖွဲ့တယ်တငယ်ချင်းတယောက်တူးသွားတယ်လို့မှတ်လိုက်ပေါ့ကွာဟုတ်ကဲ့ပါဗျာဒီနေ့ဆိုရင်ဖူးဖူးစေးရုံကဆင်းတာတပတ်ပြည့်ပြီဂုံရှင်တို့နှစ်ယောက်စမ်းတေးမလို့ဖူးဖူးစီလာလည်းရင်၄ယောက်သားအချမ်းနဲ့စားရင်တောင်းရင်စကားပြောနေကြပါတယ်ဖုံးခန့်နဲ့လည်းနောက်လာဆိုရင်ဆေးဆက်တော့မီဒီလိုလေးကကောင်းလိုက်တာနော်ဟုတ်ပါကာဖေတေးလေးပေါ့ငါတို့တွေလာမဲ့စမ်းမကြိုင်ခိတ်ထွက်ရအောင်လေဟုတ်တယ်မသွားဖြစ်တာလေစားပြီဆိုတော့ဘယ်ကိုသွားကြမလဲချောင်းသာကောင်းတယ်မိန်းကလေးနှစ်ယောက်ပြောနေသောစကားများကိုဘေးမှာသက်ဆိုင်သူနှစ်ယောက်ကဘာပဲလှုပ်ချင်ဖန်တီးပေးမယ်ဆိုတဲ့သဘောပြုံးကကြည့်နေကြပါတယ်သူမတို့နှစ်ယောက်ပြောပြီးတော့သူတို့အလှည့်ကသွားကြမယ်နော်သွားရမှာပေါ့ကိုအစားဆုံးစီစဉ်ပေးမယ်ဟုတ်ပြီလားဒါမှကိုသူမတို့နှစ်ယောက်တည်းသူများအမြင်တွင်ရင်းကျက်တည်ငြိမ်သောဒေါက်တာလေးများဆိုပေမဲ့သူတို့တစုစုံလိုက်လျင်တကယ်ကလေးစိုးတွေလိုမနိုင်စိန်လေးတွေဖြစ်ကြပါတယ်ကဲမူရီပြန်ရအောင်နောက်ကျနေပြီဟုတ်ကိုတက်တူကတော့တခေါမဲ့နော်ဒါပေါ့ငါကူရဲ့စကားကိုနားထောင်တဲ့အလိမ္မာလေးလေဟုတ်ပါပြီပြန်ရောက်ရင်ဖုံးဆက်အောင်ဖုံးကန်ရောမပြန်သေးဘူးလားဟိုခဏနေပြန်ပါသိနေတယ်နော်ဘာလို့သိတာတက်နော်ဟုတ်ပါပြီမဖူရဲ့ဒီဟာစမလို့ပဲရှိသေးအမအကျိုးပိတ်နေနင့်ကြောင့်သိလို့လေသွားပြီသူများကိုစားရတာပြောနေတယ်ပေါ့ဒါပေါ့သူတို့ကစလည်းမနာတတ်ပါဘူးဟုတ်ပါပြီကဲကားပေါ်တက်တော့ကားပေါ်ကိုရောက်တော့တေးအိတ်အောင်မယ်ကိုမိမလေးတော်ပင်ပန်းသွားတယ်ထင်တယ်ဒါဆိုအိမ်ပြန်ရောက်ရင်ကိုအားသွင်းပေးမယ်လေကိုနော်သူများပင်ပန်းနေတာကိုဟောဗျာပင်ပန်းနေတယ်ဆိုလို့လေအားပြေသွားဖတ်ထားပေးမလို့ကိုရဲ့မိမလေးကဘလို့အတွေးပေါက်သွားလဲမသိပါဘူးကွာသူပြောလိုက်တော့သူမထံမှမျက်စောင်းလှလှလေးကိုလက်ခံလိုက်ရသွားတော့တယ်အိတ်တော့မယ်အိမ်ရောက်ရင်နှိုးနော်ဟင်းမနှိုးဘူးဘာလဲမနှိုးပဲကားပေါ်ပြစ်ထားခဲ့မလို့လားမဟုတ်ရပါဘူးချီခေါ်သွားမယ်လို့မိမစကားကိုစုံအောင်နားထောင်ပါပေါ့ဟယ်လိုအေးပြောငါတို့အခုပြန်လာနေပြီစောင့်နေမပြန်နဲ့အောင်ဘသူလဲဟင်ပိုင်ဖြိုးလေပြန်ရောက်နေပြီတဲ့မိလုံးတကားဖွင့်ပေးထားလို့အိမ်ထဲကိုဝင်ဆောင်နေတယ်တဲ့ပိုင်ဖြိုးပြန်ရောက်မှာပဲကိုလည်းအလုံနဲ့တက်တာတော့မှာမဟုတ်ရင်အကောင်လုံးရတာပင်ပန်းနဲ့ဖောက်လားပင်ပန်းလေးအိမ်ပြန်ရောက်လို့မိမမျက်နှာလေးမြင်လိုက်ရရင်အမောကိုပြေးသွားတာပဲအပူတွေမပူပါဘူးလိုးတောင်လို့သေးမကြမီကြားရောက်လာမည့်အန်ဒီရဲ့ကိုမသိပဲချစ်ကျင်နေကြတဲ့သူတို့နှစ်ဦးဟန်နီတွေတယောက်အိမ်ရှိစောင့်နေတာနေတဝက်ရှိပြီဖြစ်တော့လေအရေးရောင်ပြီးမတွေ့ရသေးသဖြင့်ဒေါပွားနေလေပြီ
ခုနကတရားဝင်သွားပြီမယ်မျောနေတဲ့သူမဟုတ်တဲ့ဖြစ်ကြည်နေလိုက်ရပါတယ်ဒယ်ဒီကသူမကိုအပြင်ထွက်ခွင့်မပေးပဲပိတ်ထားတာနှစ်ပတ်ကျော်သွားပြီဖြစ်တယ်ကုမ္ပဏီလည်းမသွားပဲအဆောင်တွေနဲ့ထားထားတာကြောင့်သူမဘလို့မှကိုထွက်ဖို့အခွင့်မသားခဲ့ပတင်းပေါက်ကခုံချရအောင်လေသူမနေသည့်အခန်းသည်အမြင့်ဆုံးအထက်တွင်ဖြစ်နေသဖြင့်မစွန်စားရင်ခုံချလိုက်ရင်တည်ရင်တည်မတည်ရင်ကျိုးသွားနိုင်တယ်သူတို့ကမခွဲရပဲနဲ့တော့တည်လို့မရဘူးဂုံရှိန်ထဲဆိုတဲ့လူကိုငါမှမရရင်နေလည်းမရစေရဘူးတမှုပကြီးဒီနေ့ဟာနေ့ရဲ့နောက်ဆုံးနေ့ပဲသူမကျုံးဝါနေတော့ချန်ရှိရဲလိုက်သောကားပေါ်တွင်တမှုပကြီးပါလာတွေ့လိုက်တဲ့နဲ့ပါလာသောဓာတ်ကိုယူကကားပေါ်ကဆင်းသွားတော့တယ်ဂုံရှိန်ချန်တကားလာဖွင့်တာစောင့်နေတော့မိမကြီးချန်ရှိရောက်နေပြီမှုစကားပြန်မပြောရသေးခင်ကားမှန်ကိုလာခောက်တန်ကြလို့လဲကြည့်တော့ဟန်နီတွေမူလဲကားမှန်ချလိုက်တော့စင်ကက်ပြောစရာရှိတယ်ငါပြောစရာမရှိဘူးနေမရှိလေငါရှိတယ်မင်းဘာပြောမလို့လဲဩပါလာတာလားဟန်နီတွေခုနကတက်တက်ကိုမြင်တာနဲ့ဆင်းသွားတာဘေးကဂုံရှိန်ကိုမမြင်မီစကားခဏပြောလိုက်မယ်နော်ကိုကိုဟုခေါ်လိုက်တဲ့ဖြင့်ဟန်နီတွေမဲပြုံးတစ်ချက်ပြုံးကနေနောက်ထပ်ကိုကိုဆိုပြီးမခေါ်နိုင်တော့ပါဘူးဖြစ်ပါမလားတက်တက်ခေါင်းငိမ်ပြပြီးကားပေါ်ကဆင်းလိုက်ပါတယ်သူမဆင်းလိုက်တဲ့နဲ့ဟန်နီတွေကသူ့နောက်တွင်ဖွက်ထားသောဓာတ်ကိုထောက်ကလေဘင်းကိုထောက်လိုက်ပါတယ်အာအတန်ကြားတာနဲ့ချက်ချင်းပြေးဆင်းလာသောဂုံရှိန်တက်မလာနဲ့လိုင်းဒီမှာတွေ့လားကလေးကစားတဲ့ဓာတ်မဟုတ်ဘူးဓာတ်ကိုချလိုက်နော်အေးစိတ်စကားပြောရအောင်ဂုံရှိန်ဘာမှမလုပ်နိုင်သေးခင်သူမကတက်တက်ကိုဆွဲကသူမရဲ့ကားနာကိုသွားနေပါတယ်သူမကဂုံရှိန်ကိုပဲအာယုံဆိုင်နေတဲ့ဖြင့်နောက်မှပိုင်ဖြိုးကိုမမြင်တော့ဓာတ်ကိုနောက်ကနေဆွဲလုခံလိုက်ရတယ်ဒါတောင်သူမဓာတ်ကိုစုပ်ကိုင်ကဝေရမ်းလိုက်တော့ပိုင်ဖြိုးကတက်တက်ကိုတွန်းလိုက်တဲ့ဖြင့်ဂုံရှိန်ကလမ်းထိတ်လိုက်ရတယ်ဒါပေမဲ့ဟန်နီနွေရဲ့ဓာတ်ကတော့ပိုင်ဖြိုးရဲ့ရှင်ဘက်ထဲကိုစိတ်ဝင်သွားလေပြီမဟုတ်ဘူးငါတက်တာမဟုတ်ဘူးထို့ချိန်မီလုံးဖုံးဆက်ခေါ်လိုက်တဲ့ဖြင့်ရဲမြရောက်လာကဟန်နီနွေကိုဖမ်းမာတော့တယ်ဟန်နီနွေသွေးယူသွေးတန်းအော်ဟေကပြေးသွားရင်ကားလက်မကိုဖြတ်ကူးလိုက်ချိန်အရှိန်နဲ့လာတော့ကုန်းကားတစ်စီးကသူမကိုတိုက်လိုက်တော့သူမရဲ့ခန္ဓာကိုလွင့်စင်သွားရပါတော့တယ်ပိုင်ဖြိုးဂုံရှိန်တို့အနာပြေးသွားတော့ boss မမလေးဘာမှမဖြစ်ပါဘူးနော်ပိုင်ဖြိုးတောင့်ခံတာမင်းဘာမှမဖြစ်စေရဘူးအစားကအမေဆုံးလို့ပြန်လာခဲ့တာအခုတော့အမေနောက်ကိုလိုက်သွားတော့မယ်ငါမင်းကိုရအောင်ခဲ့မှာကျွန်တော်ဒီနေ့လာတာမှန်သွားတယ်မဟုတ်ဘူးမင်းဒီနေ့လာတာမှားသွားတာကျွန်တော်ဘဝမှာကျွန်တော်ကိုညီတယောက်လိုဆုံးမပေးပြီးကူညီပေးတာ boss ကပထမဆုံးပဲ boss ရဲ့ကျေးဇူးတွေကျွန်တော်စီမှာအများကြီးပါဗျာအခုလိုသိရတာကျွန်တော်သိပြောပါတယ်ပိုင်ဖြိုးဆေးရုံကိုချက်ချင်းပို့လိုက်ပြီးမဲ့ဘာမှမတတ်နိုင်ပဲဆုံးပြီတဲ့ဟန်နီတွေလည်းပဲကားတိုက်ပြီးပွဲချင်းပြီးဆုံးသွားပါပြီကိုလုပ်ခဲ့တဲ့အလုပ်တစ်ခုကကိုယ်စီချက်ချင်းပြန်လဲတာပါလားလူတိုင်းချစ်ချင်းဆိုတဲ့နှောင်ကြိုးလေးရစ်နှောင်တာကိုခံရပါတယ်ဒါပေမဲ့ပိုင်ရှင်ရှိနေတဲ့သူကိုသွားချစ်မိရင်တော့နောက်ဆုတ်ပေးရတယ်နောက်မဆုတ်ပဲထင်ရသွားလို့မိရင်တော့ကိုယ့်ဘဝလေးအဆုံးသတ်သွားနိုင်တယ်လူတိုင်းအချစ်စစ်နဲ့တွေ့ဖို့ထိုက်တန်ပါတယ်အချိန်တန်ရင်တွေ့လာမှာပေါ့၄နှစ်ခန့်ကြာတော့မိမကြီးမှုလီကိုအသက်ကိုပြန်လာပြီမှုရဲ့ကိုခေါ်တာကိုမိဖို့ကြောင့်လည်းကြားပေမဲ့အပြန်မထူမိလုံးကလည်းမနိုင်ဘူးဆိုတဲ့သဘောကောင်းခါနေပါတယ်အဲ့ကိုဟာလေကလေးတယောက်ရနေပြီကုမ္ပဏီကပြန်လာတိုင်းနာမည်မျိုးစုံခေါ်နေကြပြီခဏမကြာလူကမိဖို့ကြောင့်လည်းရောက်လာပြီမိမကလည်းကွာဒီလောက်ခေါ်နေတာကိုပြန်လာပါပြီလို့တွေ့တယ်လေဟာမိမရဆိုပြီးမှုကိုနောက်ကနေတိုင်းဖက်ပါတော့တယ်ဒီမှာသားလေးကိုထမင်းခွန်နေတယ်လေဒယ်ဒီကနော်ပြန်လာရင်တတကိုဘယ်တော့မှမရှာဘူးမမီးကိုပဲရှာတာဟာဒယ်ဒီရဲ့ဒုတိယအချစ်ဆောင်လေးထမင်းစားနေရလားဒယ်ဒီကမမြင်လိုက်လို့ပါကွာတတကဒုတိယဆိုတော့ပထမကဘယ်သူလဲအဲ့ဒါကဒယ်ဒီမိမသားမမီးပေါ့ရှင်နော်သွားရေသွားကြတော့ပြီးရင်ထမင်းစားမယ်ဟုတ်ကဲ့ပါဗျာအခုဆိုရင်ဂုံရှင်နဲ့မိုးတို့ရဲ့သားလေးဟိန်းစီတဟာ3နှစ်ကျော်ပြီဖြစ်တယ်တောက်ကြသားလေးဆိုတဲ့အတိုင်းအရွယ်နဲ့မလိုက်အောင်စကားတက်လွန်ပြီးမိုးကိုအဖေနဲ့အပြိုင်လူတက်ပါတယ်။ဒါပေမဲ့သားလေးကသူကပဲလူကြီးလေးလောက်ကအဖေကိုအလျှော့ပေးတတ်သေးလေ။တတဒဲဒီကိုတနာလို့တဲ့။မိုးမှာတော့ကူကနှစ်တွေ့ကြတာတောင်အချစ်မပြတ်ပဲအလူလိုက်ပေးသည့်အပြင်တခါတလေအမေကိုချွဲတတ်တာလွယ်ရင်ကူလိုရင်းကျက်တည်ငြိမ်သည့်သားလေးတယောက်လည်းရှိသဖြင့်မိုးဘဝကစိတ်ချမ်းသာစရာတွေကြည်ပါပဲ။လူရေးမှန်သွားတယ်ပဲပြောရမလား။မမီနဲ့တဲဒီကလည်းတသားလေးကိုအရန်ချစ်ကြကတသားသားစီလေးဆိုပြီးပါဇက်ကမချဂ
ကိုကိုရဲ့ဒယ်ဒီနဲ့မာမီဆိုသူတို့သားနဲ့ရုပ်တူသည့်အပြင်အကြံလေးပါတူသည့်မြည်ကိုရတဲ့အတွက်သားအချစ်မြည်အနေဆိုသလိုချစ်လိုက်တာမှတုံနေတယ်။မိမဘာတွေတွေးနေတာလဲ။သားရဲ့ကြောင်တွေးနေတာကို့ကြောင်သာမတွေးဘူးပေါ့။ဒီသားကြောင်တွေးမှတော့ဒီဖေကြောင်မပါပဲနေမလား။ဒီလိုလားဟာဟာကိုမနေ့ပြန်ပေးရဲဆိုတော့ဖူးဖူးတို့မိသားစုလာလဲမှာတဲ့။ဟုတ်လားကောင်းသားပဲမတွေးရတာလည်းနည်းနည်းကြာနေပြီ။ဟုတ်တယ်နော်။တတရီဒီနေ့ဦးခန်းတို့တီတီချစ်တို့လာมาတယ်နော်ဖုံးခန်းနဲ့ဖူးဖူးကတတစကားတက်ကလေးကဦးခန်းတီတီချစ်ဆိုပြီးခေါ်တတ်တာဖြစ်တယ်ညီမလေးရောပါမလားမမီပါမှာပေါ့တတရဲ့ဒါဆိုတတချန်ထဲကနေသွားဆောင်မယ်အိတ်ခန်းထဲကဆောင်လေးရပါတယ်ဒါညီမလေးကိုလွမ်းနေတာဟုတ်ပါပြီဟောပြောရင်းဆိုရင်လာကြပြီထင်တယ်တတရီလာဝင်ခဲ့ကြမြပန်းလေးရောသူ့ဖေချီလာတယ်ဘာတွေဝယ်လာကြတာလဲတတအတွက်လေးဖုံးခန်းနဲ့ဖူးဖူးတို့ရဲ့သမီးလေးဖြစ်တဲ့မြက်ပန်းငုံလေးကတော့2နှစ်ပြည့်ပြီဖြစ်တယ်။သားလေးကတော့မြက်ပန်းလေးကိုညီမလေးနဲ့အရန်ချစ်ပြီးအလိုလိုက်ပေးတယ်။ဟိုကလည်းကူနဲ့နှစ်ယောက်သားအတိုင်ဖောက်နေလာပါတယ်။မိသားစုနှစ်စုတဏီကုံစကားပြောကြမောင်းတွေလှုပ်ရှားကြပြီးညနေရောက်မှဖုံးခန်းတို့မိသားစုပြန်သွားကြပါတယ်။မိမကူမကြည့်နိုင်ဘူးကွာ။ဘာလို့လဲ။ဟိုကောင်ဖုံးကန်လေးသမီးလေးရထားတယ်ဆိုပြီးကိုတဏီကုံကြွားနေတာသူ့သမီးကဘလောက်ချစ်စရာကောင်းကြောင်းအဖေကိုဘလောက်ချစ်ကြောင်းတွေပြောနေလိုက်တာကိုလည်းသမီးလေးတယောက်လိုချင်လိုက်တာဖုံးခန်းကတော့လေအစကတည်းကသမီးရှူပါဆိုသူကအဲ့လိုတွေပြောသွားတော့ဒီကလေလိုချင်တာတပိုင်းကိုသေးလို့အခုလည်းကြည့်ဖုံးခန်းတို့သွားကြတဲ့ကအလူမစားပဲအိတ်ခန်းနဲ့ထိုင်နေတာမိမစဉ်းစားကြည့်လေဖုံးခန်းကြတော့အဖေချစ်သမီးလေးရထားပြီးကိုကြတော့မိမကိုသားနဲ့ပြိုင်လို့နေရတယ်ဘလောက်တောင်တနာစရာကောင်းလဲကြည့်လိုချင်ရင်မွေးပေါ့ကိုမွေးလို့မှမရတာဟုတ်လေကိုမွေးလို့ပြောမိလို့လားအခုမှသဘောပေါက်သွားဟန်ဖြင့်ချက်ချင်းထားရက်ကမွေးကိုဝေးကြီးကဝေးရမ်းလိုက်ပါတော့တယ်အာကိုနော်အခန်းကြီးထဲမှာဘလို့တွေဖြစ်နေရလဲကိုကပြောလို့ပါကွာဖုံးခန်းအကြမှာမင်းကိုပြောအောင်မယ်ငါဘလောက်စွမ်းလဲသားတစ်ယောက်သမီးတစ်ယောက်ဆိုပြီးတော့ကိုတွေးနဲ့ကိုပျော်ရွှင်နေသူတူနောက်ထပ်သားပဲထပ်မွေးရောမူကရည်ရင်မေးလိုက်တော့ကိုရှုံးပါကွာသမီးလေးရအောင်တေချာကြိုးစားပေးမယ်ကိုနော်လာအခန်းထဲသွားရအောင်အခုလားအေးလေဒီလိုကိစ္စမျိုးကအချိန်ဆွဲလို့မကောင်းဘူးမိမရဲ့အခန်းထဲရောက်တော့မူကိုကတင်မော်လေးချလိုက်ပြီးနှက်ခမ်းလေးကိုနမ်းလိုက်စင်မှာဒက်ဒီဟင်သားခေါ်တန်ကြတော့အင်တင်တင်ဖြစ်သွားတော့ကိုကြည့်ကမူရည်ချင်သွားမိပေမဲ့မရည်ပဲတော်ကြကလေးကြီးကစိတ်ကောက်သွားမှဖြစ်တသားဝင်ခဲ့မယ်နော်ခဏလေးတသားမမီတကားလာဖွင့်ပေးမယ်မူပြောလိုက်ကကြပြကြရအပေါ်ကနေအုံမိုးထားတဲ့ကိုတွန်းဖယ်ပြီးထားလိုက်တော့စိတ်တက်ကြနေတဲ့မျက်နှာနဲ့အိယာပေါ်လဲချလိုက်မိပါတယ်။ဝင်လာလေတတဒက်ဒီမမီမနေ့ပြန်စားပြီးတည်င်းကြောပိတ်ရက်ဆိုတော့တတဖျားသွားခြင်းနဲ့တတမပြောရင်တော့လာပြီးနေရတတရဲ့မွေးရက်တောက်ကြနေဆိုတော့မမီကဖျားသွားဖို့ပြောမလို့ပဲဒက်ဒီလိုက်ဖို့ပြီးမလားလိုက်ဖို့ရမှာပေါ့ဗျာရေးဒါမှသားရဲ့ဒက်ဒီကကဲတတသွားရတော့လေကွာမနေ့ပြန်ဆော့ဆော့ထားရမယ်လေဒက်ဒီအိတ်ချင်နေပြီလားဟင်ဒါသူ့ဖေဖြစ်နေပုံကိုကြည့်ကမေးလိုက်ပါတယ်ဟုတ်တယ်ဝါအိတ်ချင်နေပြီဒါဆိုတတသွားရပါတော့မယ်ဗျတွေ့လားမိမသားထွက်သွားတာနဲ့တန်းပြီးတိုင်ပါတော့သည်အိတ်ချင်ပြီဆိုအိတ်ရအောင်လေမဟုတ်သေးဘူးလေကွာမနေ့ပြန်ပြားသွားမယ်လို့သားကိုဂတိပေးလိုက်ပြီလေဆော့ဆော့ထားရမှာပေါ့ဟုတ်ကွာနက်ပြရောင်စင်တူဝစ်ဆောင်လေးတွေဝစ်ဆင်ထားသောမိသားစုလေးကိုဖျားပေါ်ရှိလူတိုင်းကငေးကြည့်ကြပါတယ်။ကူကနက်ပြရောင်ရှစ်အင်ကြီးလက်ရှိကိုတထောင်စစ်တီခောက်တင်ကဝစ်ထားတယ်။သားလေးကိုလည်းကူနဲ့စင်တူရှစ်အင်ကြီးနဲ့ပစိုးလေးဝစ်ပေးထားပြီးမူးကိုယ်တိုင်လည်းအယောင်တူရင်ပေါင်းဝမ်းဆက်လေးကိုဝစ်ထားတယ်။သုံးယောက်လုံးကအသားဖြူကြတဲ့အတွက်ဝစ်ထားတဲ့အယောင်လေးနဲ့လူတိုင်းကြားတဲ့ထင်ပေါ်လို့နေပါတော့တယ်။မူကိုတို့သမီးလေးမွေးခဲ့ရင်လေဒီလိုမျိုးစင်တူလေးဝစ်ပြီးတော့ထပ်လာကြမယ်နော်။အလေးနဲ့ပြောနေတော့ကိုရဲ့မျက်နှာကိုကြည့်တာနဲ့သမီးလေးဘလောက်လိုချင်မှန်းသိတာပါတယ်။ဖုံးခန့်ပြောလို့ဖြစ်တာမျိုးမဟုတ်ပဲအရင်ကတည်းကမူးနဲ့တူတဲ့သမီးလေးလိုချင်တယ်ဟုပြောမှုပါတယ်။သမီးလေးမမွေးပေမဲ့မွေးလာတော့သားလေးကိုလည်းတခါတလေမူးနဲ့သဝင်တူတာကလွယ်လို့ချစ်ရှာပါတယ်။သားလေးငငယ်ကညာဘက်ငိုရင်သူပဲချော်တာပဲ။သားလေးကိုချစ်ပြီးလမ်းလျှောက်ရင်မိုးလင်းသွားတဲ့ညတွေလည်းရှိပါတယ်။ကိုကဒီလောက်ထိချစ်တတ်တာပဲ။မိမရေဓာတ်ပုံရိုက်ရအောင်တနေ့အကြာဂုံရှိန်ရဲ့အဆူတောင်းပြည့်ပြီးသမီးလေးတယောက်မွေးဖွားနိုင်ခဲ့ပါတယ်။ဂုံရှိန်တယောက်လေးဘလောက်ပြောမလဲဆိုတာတွေးတာကြည့်ကြပါတော့။
ရိသတ်များရှင်တင်ဆက်ပေးခဲ့တဲ့အခြေဝတ္ထုဇာတ်လမ်းလေးကိုနားဆင်ကြရလို့အားလုံးကကြည်နက်နှစ်သက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်ဆက်လက်ပြီးတော့လည်း Dot Story Channel ကနေအခြေဝတ္ထုဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်တာကြောင့်နားတော်တာဆင်ပေးကြပါအောင်ရှင်